လူလားတယ်အဲ့ညမှာပဲဆောင်ဝဲလူတယ်ဆိုပြီးတော့မှတင်ပြတဲ့အတွက်ကြောင့်မို့အဲ့တော့
မာရေးမှာလည်းပြီးခဲ့အချိန်နဲ့တိုင်းနဲ့ထဲမှာပဲဘုံမိမေကဒီလိုစက်တာစစ်စစ်အပွက်ရတယ်ခုနကကျွန်တော်တင်ပြသွားခဲ့တဲ့နေရာဒေသတွေမှာတစ်ပွဲပြီးတစ်ပွဲအချိန်ယူပြီးတော့မှနောက်တစ်ချိန်အလားတူလက်စမျိုးမဖြစ်လာရနေအောင်ခိုင်မာမှုရှိတဲ့မြေတော်ဖြစ်မဖြစ်ဆိုတာကိုလည်းစမ်းသပ်ခဲ့တယ်။ဘာလို့ဒီလိုများလဲ။ဒီလူလူရဲ့ဓာတ်ပါလူလူရဲ့ဆန္ဒနဲ့ကိုက်နေတဲ့စုပေါင်းမှုပါဝင်ကြီးတစ်ဝိုက်မှာနေရာချထားပြီးလို့အတွက်အတူပြုခဲ့ပြီးဒီနေရာကိုဆောင်းရဲဝန်ထမ်းတောင်းတန်ရေးဆွဲအဖွဲ့နဲ့ဘိုးရဲ့ဦးစီးဌာနတို့ကအချိန်မှများစွာကွင်းဆင်းပြီးတော့မှလေ့လာပေးရတယ်။ကျွန်တော်ပါဝင်အစိုးရဘက်မှာရှိနေတဲ့ဓမ္မဝန်ကြီးတို့ပါဝင်လက်ရှိဝန်ကြီးတို့ပါဝင်ဝန်ကြီးများနဲ့ယခုစီမံတက်ရောက်လာကြတဲ့ကော်မတီဝင်များလည်းအချိန်ချင်းကွင်းဆင်းပြီးတော့မှလေ့လာပေးကြတယ်။တက်ရောက်လာကြတဲ့အဲ့ဒီလိုများအတိပဲဖြစ်ပါကျွန်တော်တို့ချင်းပြည်နယ်ဟာတောင်ဝတောင်နှံသူတပ်ပေါင်းများတဲ့နေရာဒေသဖြစ်တဲ့အတွက်ကြောင့်ရေပြန့်လို့တော့အိမ်ယာကိုအလွယ်တကူစောင့်နိုင်တဲ့အနေအထားမရှိပါဘူး။စောရကတက်ဆရာတို့လမ်းမမှာဆောက်ထားကြတဲ့ကြီးဝါတွေမှာအစာအုပ်တွေခလမ်းမှာဆောက်ထားတဲ့အစာအုပ်တွေလို့မေးတင်ပြီးဆောက်လို့ရမလားလို့မေးရင်လမ်းကြောင်းတွေရှိတယ်ဆိုတော့ရပါတယ်။တောင်ကုန်းတွေမှာလမ်းကြောင်းတွေရှိပါတယ်။အဲ့ဒီအတွက်ရုပ်ရစီမံကိန်းတစ်ခုတောင်းတဲ့တစ်ခုရေးဆွဲတဲ့အခါမှာရေရှည်စီမံကိန်းအနည်းဆုံး9နှစ်သို့မဟုတ်10နှစ်ရေရှည်စီမံကိန်းကိုရေးဆွဲပြီးတော့မှအာဘန်ဧရိယာတစ်ခုစီကားတဲ့ရုပ်ရတစ်ခုဖြစ်လာဖို့အတွက်စီမံချက်ကိုရေးဆွဲပြီးတော့မှအကောင့်တွေပေါ်ဆောင်ရအောင်ဒီလိုလည်းပဲကျွန်တော်တို့ရဲ့ဒေသခံပြည်သူလူထုတွေဆင်းရဲဒုက္ခရောက်နေပြီးတော့မှကယ်ဆယ်ရေးစခန်းတွေမှာကြုံငနေနေရတဲ့ဟာကိုကြည့်ရှုပြီးစေတနာထားတဲ့နိုင်ငံတော်သမ္မတနဲ့နိုင်ငံတော်အစိုးရအဖွဲ့ချင်းပြည်နယ်အစိုးရအဖွဲ့ကော်မတီဝင်များဟာအပူရင်းဒီနေရာကိုရုပ်ကတိပေါ်လုပ်ပြီးတော့မှဆောက်လုပ်ဖို့အတွက်အားထုတ်ပုံစံကြိုးစားဆောင်ရွက်ခဲ့ကြတယ်။ကော်မတီဝင်များအနေနဲ့ဒီလိုဆောင်ရွက်ခဲ့တဲ့အခါမှာကျွန်တော်တို့လက်ထက်မှာလောလောဆယ်ဒီမျိုးပြတိဆောက်ဖို့အတွက်ဘတ်ဂျက်ဘာနာငွေမရှိဝန်သားပုံပေးမရှိဒီနေ့ကျွမ်းမှာဘာနာငွေမရှိတဲ့ကြောင့်မလို့ကျွန်တော်တို့ဟာဒီစကောမဒီဒီအနေပြီးတော့မှအတိအကျတွက်ချက်ပြီး22ဘီလီယံကျော်23ဘီလီယံဒီပါကျွန်တော်တို့အမျိုးသားတော်ဘေးနဲ့စီမံခန့်ခွဲမှုကော်မတီကနေတစ်ဆင့်ကျွန်တော်တို့တင်ပြခဲ့ပါတယ်။တာမောင်2000 890 ဒသမ658တန်း73ဒီ79,990ကာလကျွန်တော်တို့တင်ပြတောင်းခံခဲ့တာဒီနေ့အချိန်ထိကျွန်တော်တို့ခွင့်ပြုမိတ်ရရှိပြီ။သို့တော့လူကြီးမင်းများတွားရောက်လေ့လာမှုရဒီပြင်မှာကျွန်တော်တို့မျိုးကွက်တွေပေါ်ထုတ်ထားတဲ့ဒီသားများကိုလည်းမျက်မြင်တွေ့ခဲ့ကြပြီဖြစ်သလိုမကြခင်အစီအစဉ်မှာပဲပေါ်ပွင့်နဲ့ရှင်းလင်းပြသသွားမှာဖြစ်ပါဒီလိုဆောင်ရွက်နိုင်ဖို့အတွက်ကျွန်တော်ချင်းပြည်နယ်ဆိုရဟာအခက်အခဲများစွာတွေကနေပြီးတော့မှစူးစမ်းပြီးရုပ်ကံဆောင်ရွက်ခဲ့ကြအဲဒီလိုဆောင်ရွက်တဲ့အခါမှာကော်မတီဝင်များရောဒေသခံစီးပွားရေးလုပ်ငန်းရှင်ပုံများပါရောအားနဲ့တရောစက်ရန်များနဲ့ဝါမှုပူညီပံ့ပိုးတဲ့ပြည်တဲ့တွေကြောင့်ယခုလက်ရှိအခြေအနေကိုရောက်ရှိလာဖြစ်ပါအုံဖွားဆိုပြီးတော့မှခုချက်ချင်းကျွန်တော်တို့လုပ်ရတဲ့ကိစ္စမျိုးပါဘူးရှိရကျွန်တော်တင်ပြပေးပါပြီတောင်းတဲ့နေ့တစ်ခုရေးဆွဲပြီးတော့မှအာမန်အေရီယာတစ်ခုဖြစ်လာစေဖို့အတွက်ဆိုရင်ရေရှည်စီမံကိန်းနဲ့ချပြီးတော့မှအကောင့်တွေပေါ်ဆောင်ရတာဖြစ်ပါတယ်။ဒါလည်းပဲယာယီရဲ့အခြေအနေနေရာခံရတဲ့အခြေအနေပေါ်မူတည်ပြီးတော့မိမိရဲ့ဒေသခံပြည်သူပေါ်စေတနာထားပြီးအားလုံးပေါ်တိုင်းကျိုးဝမ်းဆောင်ရတာကိုမြင်တွေ့တဲ့သူများလေ့လာတဲ့သူများမြင်တွေ့ရတယ်။ဒီလေးကြလေ့လာမှုဒီကြသိရှိမှုမရှိဘဲနဲ့ရူမာလို့ခေါ်တဲ့ပေါ်လာခလာတွေမျိုးစုံတို့ပြန်ပြီးတော့မှဆောင်းနေတဲ့သူတွေရဲ့အပေါ်မှာတမျိုးတမီဒါသင်မြင်စားတဲ့အပိုင်းများလည်းရှိနေကြတယ်။လူပဲဖြစ်ဖြစ်လူရဲ့သဘောတရားကတော့မိမိရဲ့ဆန္ဒမပြေဝတဲ့ကာလမှာတော့မျိုးမျိုးပုံပုံပြောကြတာပဲဖြစ်ပါတယ်။ဒါတွေပေါ်မှာကျွန်တော်တို့ကဒီသတင်းစကားတွေကိုကျွန်တော်တို့ကရယူပြီးတော့မှမိတို့မိဘုံဆက်လက်ကောင်းအောင်ဆောင်ရွက်မယ်ဆိုတဲ့အစီအမံကိုချပြီးတော့မှဒီဝါသလိုပြုပြင်ဆောင်ရွက်ပြီးနေတာကိုဖြစ်တယ်။ဒီမှာတော့ပြောချင်တာတော့ကျွန်တော်ဆူတောင်းပေါင်းဝင်ရင်တဝိုက်လို့ဆူထားပေမဲ့ဆူတောင်းမှာကောင်းကောင်းကြီးကြီးပဲဖြစ်တယ်ကျွန်တော်တို့အချင်းချင်းကိုယ်စင်းပြီးပါအဲ့ဒီနေရာနဲ့အနီးတစ်ဝက်မှာရှိတဲ့တောင်ကျောတွေမှာ
ကျွန်တော်တို့နေရာချထားဖို့အတွက်ပထမဆုံးမြေကြီးချင်းလုပ်ငန်းတွေလမ်းထုတ်ချင်းလုပ်ငန်းတွေဆောင်ရွက်ချက်ချင်းဆောင်ရွက်လို့ရတဲ့ကိစ္စမဟုတ်ဘူးစက်ရန်များတွေနဲ့ချိန်ပြီးလုံးဆောင်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အချိန်အခိုက်အတန့်တစ်ခုတော့ပေးပြီးတော့မှဆောင်ရွက်ရတယ်ဆိုတာတယောက်လာကြတဲ့စစ်တော်ကြီးများအနေနဲ့နားလည်မှုရှိပြီးလို့လိုအပ်မှာဖြစ်ပါတယ်အချိန်မှာတော့မလွဲမသွေဒီနေရာဟာအင်မတန်စီကားတဲ့ဒီကနေပြောမှဆိုရင်ဒီဟားမြို့ဟာဝါရှင်တန် DC ပေါ့နော်အဲ့ဒီနေရာရုပ်ပတ်တဲ့နေရာတော့ New York City လို့စီကားတဲ့နေရာတစ်ခုဖြစ်သွားမှာပဲဖြစ်ပါတယ်ဒါလည်းပတ်သက်ပြီးတော့မှကော်မတီများလိုက်ဆောင်ရွက်ထားရှိမှုများကိုဒီမှာအသေးသေးရှင်းလင်းတင်ပြပေးသွားမှာပဲဖြစ်ပါတယ်သိရှိလူများဒီစီတင်ပြီးတဲ့ချိန်ကြလို့ရှိရင်တော့ဒါသိရှိလူရဲ့ချက်များကိုနေမြန်နိုင်တော့ပါကျေးဇူးတင်ပါတယ်ဘာပဲအနေနဲ့ကြုံတွေ့ခဲ့ရတဲ့ကျွန်တော်တို့ချင်းပြည်နယ်အထူးသဖြင့်တော့ဟာမျိုးဒီဘာပဲအနေနဲ့ကြုံတွေ့ရတဲ့ဒီလိုဒီအခြေအနေကိုအစိုးရအဖွဲ့အနေနဲ့ပါဝင်ဆောင်ရွက်ပြမှာဥစုဆောင်လုပ်မှာဆောင်ရွက်တဲ့အခြေအနေအချင်းချုပ်ကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီချင်းပြည်နယ်မှာမွေးနေ့ဆိုရင်ကျွန်တော်မြေပြုံမှုများအိမ်ပြုံမှုများဖြစ်ပေါ်ခဲ့ရာချင်းပြည်နယ်တွင်ခရိုင်မြို့နယ်များမြို့နယ်ရပ်ကွက်ကျေးရွာများရွှေပြန်ခဲ့သူများအလုပ်ကိုင်းဝန်သားများဆက်ဝေးပေးရေးနေရာများပြန်လည်ထူထောင်နိုင်ရေးပြင်ပညာသင်ကြားရေးနဲ့ကျန်းမာရေးဆောင်ရှောက်မှုပေးနိုင်ရေးချင်းပြည်နယ်တွင်နာမဆက်သွယ်မှုပေါင်းမှုရေးဆက်ပြည့်နဲ့မွေးမြူလုပ်ငန်းများပြန်လည်ထူထောင်ပေးနိုင်ရေးစသည့်လုပ်ငန်းများကိုဆောင်ရွက်နိုင်ဖို့အတွက်ကျွန်တော်တို့ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ကော်မတီ9ရပ်ကိုကျွန်တော်ဖွဲ့စည်းခဲ့ပါတယ်။နံပါတ်1ကော်မတီကတော့တဘာဝဘေးတင်ပြည်သူများပြည်ငယ်ရေးနဲ့ကျန်းမာရေးကဏ္ဍပေါ်တဲ့ပေါ်ဆောင်ရေးကော်မတီဖြစ်ပါတယ်။အဲဒီမှာဝန်ကြီးလူမှုရေးဝန်ကြီးဒေါက်တာဖောင်းမောင်နေပြမဥက္ကဋ္ဌအနေနဲ့ဒါဦးဆောင်ပြမကျွန်တော်တို့အဖွဲ့ဝင်တွေကျွန်တော်20ဦးနဲ့ကျွန်တော်ဖွဲ့စည်းထားတာဖြစ်ပါတယ်။နောက်ဒုတိယကော်မတီကတော့ဆက်ပြည့်နဲ့မွေးမြူရေးလုပ်ငန်းပြန်လည်ထူထောင်ရေးကော်မတီအဲဒီမှာကျွန်တော်ကဥက္ကဋ္ဌအနေနဲ့ပါဝင်ဆောင်ရွက်ပြီးတော့မှ12ဦးနဲ့ဖွဲ့ဝင်12ဦးနဲ့ဖွဲ့စည်းထားပါတယ်။နံပါတ်3ကော်မတီကတော့အလုပ်ကိုင်းဖင်လန်ပေါ်ဆောင်ရေးကော်မတီဆိုတော့မှဝန်ကြီးဦးကျင်လျံပါဝင်ပြီးတော့မှဥက္ကဋ္ဌအနေနဲ့ဦးဆောင်ပြီးတော့မှကျွန်တော်တို့12ဦးနဲ့ပဲကျွန်တော်တို့ဖွဲ့စည်းထားပါတယ်။နံပါတ်4ကတော့ချင်းပြည်နယ်တဘာဝဘေးသင့်အင်ယာများပြန်လည်ထူထောင်ရေးကော်မတီဆိုတော့မှဒါဝန်ကြီးဦးဝင်းဆောင်နဲ့ပြမဦးဆောင်ပြီးတော့ကျွန်တော်တို့15ဦးနဲ့ကျွန်တော်ဆောင်ရွက်ဖွဲ့14ဦးနဲ့ကျွန်တော်ဖွဲ့စည်းထားပါတယ်။နောက်ပြမကျွန်တော်လမ်းပန်းဆက်သွယ်ရေးပြန်လည်ပေါင်းဝင်ရေးကော်မတီကတော့ဒါဝန်ကြီးဦးဝင်းဆောင်နဲ့ပြမဦးဆောင်ပြမ10ဦးနဲ့ဖွဲ့10ဦးနဲ့ကျွန်တော်တို့ဆောင်ရွက်ပြမကျွန်တော်လုပ်ငန်းများပြန်လည်ဒီ emergency ဒါအရေးပေါ်ကာလမှာဘယ်လိုဆောင်ရွက်မလဲနောက်ပြမဒီအနေဟိုနည်းနည်းအချိန်ကြာလာတာနဲ့များကျွန်တော်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဘယ်လိုဆောင်ရွက်မလဲဆိုတဲ့အားကိုကျွန်တော်တို့ဒီကော်မတီ9ရပ်ကနေဒါအဓိကဦးဆောင်ပြမဆောင်ရွက်ရှိပါတယ်ကျွန်တော်အနေနဲ့ဒီစိုက်ပျိုးမွေးမြူရေးဆိုင်ရာဒါပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီမှာဦးဆောင်ပါဝင်ကြတယ်လို့ကျွန်တော်တို့ဒီချင်းပြည်နယ်တွင်တဘာဝဘေးပြည်သူများကိုမြေထောက်ပံ့နိုင်ရေးထူထောင်အထူးဝင်များစားနပ်ရိက္ခာပစ္စည်းများကောက်လက်ခံရေးနဲ့ပြန်လည်ဖွံ့ဖြိုးရေးကော်မတီဒါကိုလည်းကျွန်တော်တို့ဖွဲ့စည်းထားပါတယ်။အဲဒီမှာကျွန်တော်ကဥက္ကဋ္ဌအနေနဲ့ပါဝင်ပြီးမှဒါအဖွဲ့ဝင်များက12ဦးနဲ့ကျွန်တော်ဖွဲ့စည်းထားပါတယ်။ဝန်ကြီးဦးရမန်ပါဝင်ပါတယ်။နောက်အတွင်းမှုဒီအစိုးရအဖွဲ့အတွင်းမှုဦးမောင်ဆန်းပါပါတယ်။နောက်ထွေထွေအုပ်ချုပ်ရေးဌာနဦးခင်မောင်ဝင်းပါပါတယ်။နောက်ပြီးမှပြည်နယ်စီမံကိန်းမှုနောက်ပြည်နယ်ဆယ်မြောင်းစသဖြင့်ပေါ့နော်ကျွန်တော်တို့ပါပြီးမှဦးတင်မောင်ဆိုအစိုးရအဖွဲ့ညွှန်ကြားရေးမှူးအတွင်းမှုနဲ့ကျွန်တော်တို့ပါဝင်ဆောင်ရွက်ပါတယ်။အဲ့တော့ဒီအဖွဲ့တွေကနေပြီးမှကျွန်တော်တို့ဒီတဘာဝဘေးဒင်းပြည်သူများအတွက်ဒါထူထောင်တဲ့စံစီစာကအစပစ္စည်းအားလုံးပမာငွေကြေးဒီကျွန်တော်တို့လက်ခံပမာကျွန်တော်တို့ပြင်ဆင်ထားရှိပါတယ်အဲ့ဒီဟာလည်းကျွန်တော်တို့ update ကျွန်တော်နေ့စဉ်ဘယ်လောက်ရတယ်ဘယ်လောက်ဖြတ်နေဆိုတဲ့အားကိုလည်းကျွန်တော်တို့ဆောင်ရွက်ရရှိတော့ကြောင်းကျွန်တော်ဆွေးနွေးတင်ပြပါတယ်တော့ဒီဟာနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီဟာခါမျိုးနဲ့တကွာဘလဝတီးစသဖြင့်ကျွန်တော်တို့
Bidding Pidumia Shivare, Ediha, Tanu Ine Soya Poet, Usamu, NGO Mia, Dina Pan, Civil Society, Lumo Poesimia, Alum, Miba Pidu, Alum, one Bupong Sonya Chiapi, Aku, let's see any time, Tanu, Bidding the Achini, we are the Chayo Achini and from the Ayu from Lana, so they have to know, don't die. You don't touch him, Balu Place, Tanu, the Asua Point, the Kutenes, Bama, the Soyan Mamo Babu, Alum, the Batai Poesiga, the Lumu Poesimia Gasa, INGO, NGO, now the Nano Sin, Lujimia, Bozon Jimia, so the one Brahma. Bumi from your day, the same PV, Sonnet, the Chojo Sonyon, the Alum, the Nurman, Chigemia, Down Shitumia, the Roma, the Yamanan, the Luma Shire, the Yuxin Siungasa, the Roma Viva Pitumia, the Roman Jata, INGO, NGO, Soya, Buzalemia. The Akamu Mashire, the Poesimia, Roma, Unit, the Mashitare, the Dumia, Alon, or the Rosua, a true Jesuit in Shijao, the no, you can Opia, normally, the Chini would and root Jordan, a good dini, you can eat a true event, Sunu Jamin, in your Pele to Ronilo Mar Casa. The no, Mimi Sanda, Kute, Ube, she dancing with even, General. Pepper Kumu, Kiss on Monday, a chini, yet a chini to yet, Panti 9 Yoshi 9 Tisao 9 General one wound from Ma, Celebrama, who born from your Java, so look, that you mean it. I don't know if it's a money. You got what they put on in Tarai and going for the water. I was up to you when you go on. So you can have a man. Chúng tôi đi hát tham dự thì chúng tôi vào bây giờ cho biết được mà chúng tôi đi chỉ mình hát tham dự cái tiếp tục ý này sẽ lại về trong công sự chúng tôi biến lại phải sang đó là chúng tôi là đi lúc mà đi cũng sau này cũng là chúng tôi là phải xin tham gia đấy em mà là chúng tôi là sắc công ty chúng tôi đi mà alo ngã cũng chúng tôi đi mà sắc công ty cũng phải xin tham gia chúng tôi đi sẽ lưu và chúng tôi là đi chúng tôi đi hát tham dự Chúng tôi đã xác định cho đồng chí cho nên lúc tháng thì trên này bảo là lúc tháng này ở trên này chúng tôi đi bên này số phải này mà nhà mình là phải chờ xin phải alo là phải xin vậy mà chúng tôi giờ một chiều số phải này là thì thằng đó sẽ đi cái bảo đấy nó sẽ nó là cũng như số là sẽ nó xin thằng này đi cái bảo xin vậy nó là bây giờ muốn chơi cái thằng này cũng chơi cái bảo đấy nó là bây giờ đó này bây giờ cái thứ mình bảo đấy, nó phải chúng tôi sẽ xếp nhà, chúng tôi đã bị phun dầu bảo đấy. Sinh thành ra chúng ta thấy bảo đấy, chúng tôi phun xong sẽ chúng sinh thành ra những cái chúng bảo đấy. Nó là pin được chúng thành ra chúng tôi nhận trái cũng cái món bảo đấy. Nó là chúng tôi cái yếm mà cũng thật là sao bảo đấy. Nhưng bây giờ cái yếm hỗ trợ cũng sang cho bảo đấy. Nhưng mà chúng tôi thì lúc này mà chúng tôi đãถ้าพี่เราจะรู้โรงงานเรื่องนี้นี่ก็สอนผู้สูงมาจะรู้สักกลุ่มนี้หาผู้รู้มาเลยร้านในยิมน้องเป็นเลยที่สอนให้ผมก็อาจจะมีจินยาเพื่ออารมณ์มาเลยเราสิทานาอุคินซัวอุทาลุพี่เรามาจะรู้เราสิทานาก็แล้วก็ยืนยันผู้ทำเป็นอ่ะเรื่องมันเนี่ยจะเนี่ยจินยาอารมณ์จะรู้คนรู้เนี่ยจะรู้ได้ร้านเนี่ยจินยาเป็นเลยที่สอนกลุ่มนี้จะรู้ว่าได้ผู้สิทามาเลยเราก็ต้องดูอย่างนี้มาเลยจะรู้สิเป็นตาต้องดูเนี่ยปฏิเดชสิเป็นอะไรอย่างเช่นว่าอะไรอุทาลุพี่เรามาจะรู้ได้ดีวินาทีเป็นอะไรเรื่องทางการเรื่องมุสลิมพี่เรามาเอาพวกนี้ชอบเอาเนี่ยจะรู้ได้ต้องดูอย่างนี้จะผู้สิทาเรามีวิธีในมีคนรู้มาจะรู้ดีเจริญสิทธาเนี่ยอย่างเช่นอุทิศสองอุทสาวยุ่งละมีไม่คนไหนยุ่งละที่จะสิ่งเดียวพี่เรามาจะรู้ได้ที่อินเตอร์เซ็นจะมีอะไรขยายสัวสาวพี่เนี่ยเองเว้ยนิวามีสุราจะรู้คนนี้ต้องเส้นหนึ่งเข้ามาเรียกเส้นคนนี้นะสัวสาวพี่เราไปนิวามีสุมาได้จะรู้นายเส้นหนึ่งนั่นพี่ว่าเลยแล้วก็มีคนไหนมาสอบมาสุราอารมณ์ตัวเส้นหนึ่งอารมณ์คนนี้ต้องเส้นหนึ่งพี่ว่า
အားလည်းကျွန်တော်တို့တင်းအင်ထောင်စုဘူးကြီး၄ရောက်နဲ့တက်ဆိုရင်ကျွန်တော်က40လေးတော့မှလေတင်းရဲ့ကျင်ဝါကလည်းကျွန်တော်တို့20ပေ30ပေဖြစ်ပါတယ်။နောက်ကကျွန်တော်တို့3ရောက်နဲ့အောက်ဆိုရင်ကျွန်တော်တို့က30မှာ5သိန်းတင်းအတိုင်းသာ18ပေ30တေးချလေးရှင်းပြပါတယ်။ဒီစေလေးတင်းဆိုတော့အစိုးရကနေအစိုးရစည်းနဲ့ဖြစ်တယ်။ခင်ဗျားတို့ဖြစ်နိုင်တော့ယူပါ။နောက်ပိုင်းကျမှမိရနဲ့မိပြင်ပြီးတော့မှနေလို့ရရှင်းပြခဲ့ကျွန်တော်တို့တော့ရှင်းပြခဲ့ပါတင်းတစ်စစ်ကျွန်တော်တို့ရှင်းပြခဲ့ပါတယ်။အဲရှင်းပြခဲ့တာမှကျွန်တော်နောက်ဆုံးအဖြေကအစိုးရစောက်ပေးပဲစောက်လို့လူချင်းများ၄တစ်စစ်ကိုဖြစ်ပြီးတော့မှမိမိကိုယ်တိုင်ပဲစောက်မယ်ဆိုတာ315ရှိပြီးတော့မှအားလုံးခုနက30နေဖြစ်ပါတယ်။အဲတော့မှကျွန်တော်တို့အစိုးရနဲ့စောက်မယ်စောက်အောင်မှကျွန်တော်တို့က3ရောက်အောင်အရင်အတွက်ကကန်28အိမ်ရှိတော့3-4ခုထက်အရင်အတွက်ကကျွန်တော်တို့89ရှိပါတယ်။အားလုံး419ဖြစ်ပါတယ်။နောက်မိမိကိုယ်တိုင်စောက်မယ်ဆိုတဲ့နေရာမှာကျွန်တော်တို့က3အောက်အရင်အတွက်က90နေဖြစ်ပြီးတော့4ခုထက်အရင်အတွက်ကအားလုံး243ဖြစ်ပြီးတော့အားလုံး330နဲ့9ဖြစ်ပါတယ်။အဲ့မှာကျွန်တော်တို့ခုနောက်ထပ်သူတို့ကစံပြုလာပါတယ်ဒီစောက်တဲ့အိမ်တွေလည်းကောင်းတဲ့ခါကျတော့နောက်ထပ်249အိမ်ထပ်တင်ထားပါတယ်မိမိကိုယ်တိုင်စောက်မဲ့အဖွဲ့နဲ့အစိုးရစောက်တာပဲလူချင်းပါတယ်တင်လာရှိပါတယ်ကျွန်တော်လည်းဒီတရားနဲ့စင်းတွေကောက်ထားပြီးတော့မှဒီကျွန်တော်တို့အစိုးရအဖွဲ့နဲ့ပဲဒါကျွန်တော်တို့ဒီလုပ်ငန်းတွေကိုကမ္ဘာကထားလုပ်တာကကျွန်တော်တို့တဘာဝပိုင်းချင်းတင်းတင်းနဲ့တော်ရရောက်ကျွန်တော်တို့ကြီးကိုယ်ထွက်တဲ့ကမ္ဘာကထားလုပ်ပြီးတော့မှဒါဒုဝန်ထုတ်ကုန်နဲ့ပြန်လို့ကုန်တွေစောက်ထားချင်းဖြစ်ပါတယ်ဆိုတော့ခါကျတော့နောက်ထပ်249အိမ်အစိုးရစောက်ပြီးပါဆိုတင်လာပါတယ်တင်လာတဲ့ခါကျတော့ကျွန်တော်ပေါင်းတဲ့ခါကျတော့666နေလားကျွန်တော်တို့အစိုးရစောက်ပြီးတော့မှ66ရင်ဒါလည်းမင်းကိုစောက်ဖို့ဆိုမှဒါစင်းပေါ်လာတယ်ဒါလည်းကျွန်တော်တို့ကမူလပိုင်းမှာတော့ကျွန်တော်တို့ဒါဒီနေ့ဝန်ချုပ်နဲ့ညှိနှိုင်းပြီးတော့မှခုနနောက်ထပ်249အစိုးရစောက်ထောက်ပေါက်ပြီးပါထောက်ပတ်နေစောက်ပါလို့ရှင်းပါကျွန်တော်တင်ပါတယ်သို့တော်လည်းပဲဒီနေ့ပဲကျွန်တော်ပြီးပါတယ်ဒီအိမ်ကြီးစပြီးတော့စောက်ပြမှာလားဆိုတဲ့အခါကျတော့လက်ရှိကျွန်တော်တို့419အိမ်မူလစောက်ဖို့တော့တော်တော်လေးခက်ခဲပါတယ်ဒါသမိုင်းလာတယ်အေးလို့ပြန်သွားတယ်နောက်ပစ္စည်းတေရာစာနောက်ဒီအစောက်ဖို့ဒီဟာ40လေးတင်းဆိုတာပြင်ဖို့ရှိပါတယ်အဲ့ဒီကျွန်တော်တို့ဒီ40လေးတိမ့်လိုက်ဒီဟာကျွန်တော်ပြင်ထောင်းနေပြင်နေတဲ့ဟာနောက်ကကျွန်တော်အုတ်ခုံနေတဲ့ဟာအုတ်ခုံဆိုရင်ရှိရှိ9လုံးမှတရံကြပါတယ်ကားစီးမှာကျွန်တော်တို့9နာလောက်ပဲတယ်အဲ့ဒီဟာအားလုံးသူတို့စိုက်ထုတ်ပြီးတော့မှတေယူချင်းဖြစ်တယ်ဌာနဆိုတဲ့ခါကျတော့ကျွန်တော်တို့နောက်တက်249ဆိုရင်ကျွန်တော်တို့ကတစ်ပြန်ဖွဲထုတ်ရပါမယ်နောက်ခုနကလိုပုံကြမဲ့စိတ်ကြီးဟာအခက်အခဲဖြစ်တာကြောင့်လို့လောလောဆယ်အစီအစဉ်မရှိသေးပါဘူးဒီနေ့ပဲကျွန်တော်တစ်တော်ရဝင်ကြည့်ဌာနကလည်းအတွင်းဝင်တဲ့ကျွန်တော်အဆက်တို့ရပါတယ်ဒါလေးလည်းကျွန်တော်တင်ပြချင်ပါတယ်မူလကကျွန်တော်ရှင်းပြပါတယ်ဒါယူထားပါပြီးမိမိလူချင်းတဲ့ပုံစံမျိုးပြန်ပြင်ရတယ်ဆိုတော့ကျွန်တော်တိကျလေးကျွန်တော်တို့ကတင်းတက်စစ်ကျွန်တော်ဝင်ကြည့်တဲ့အားလုံးရှင်းပြပါတယ်ခုကျတော့ကျွန်တော်တို့ကဘာပြောဆိုကျွန်တော်တင်ပြတဲ့ခါကျတော့မူလကတော့ဒီပြည်တော်စုဝင်ကြည့်ရလဲအချင်းချင်းကြည့်မယ်ဆိုတော့တင်ပြတဲ့ခါကိုလည်းချင်းကြည့်ရတော့အစီအစဉ်ထပ်ပြီးမှနောက်ထပ်တင်တဲ့နေရာလေးစကွေးရတော့လောလောဆယ်အစီအစဉ်မရှိသေးဘူးဆိုမှဒီမိနစ်ပဲကျွန်တော်နဲ့ရပါတယ်ဒါလေးကျွန်တော်အားလုံးတင်ပြချင်ဖြစ်ပါတယ်နောက်ကျွန်တော်တို့ဒါလောလောဆယ်ဒီထိပါဒီနေရာမှာတိုင်းထူပြီးတော့မှဆောက်လို့စိတ်အားလုံး160လုံးအားလုံးကျွန်တော်တို့ပေါင်း160လုံးဟာဒါတော့ရှောက်ဒီမနီးကထိကျွန်တော်ဆောင်ပြည့်တဲ့ချိန်ဒီပြချက်ဖြစ်ပါတယ်မြေချိုပေါ်တော့ဒါကျွန်တော်တို့အားလုံး130ခွင့်ကျွန်တော်တို့မြေချိုပေါ်တော့ပြီးတော့မှဒီကျွန်တော်တို့ဆိုင်ကကျွန်တော်တို့တုံးလေးအထာရမြတ်30ခွင့်ဖြစ်ပါတယ်တော့ကျွန်တော်တို့အနာဘီပေါ်တော့အနာကိုကြောက်အားလုံးတော့30ခွင့်ဖြစ်ဒါအထာရှိပါတယ်ဒီမှာဆိုကျွန်တော်တို့ကတိုင်းတာတော့ကျွန်တော်နောက်ထပ်ကျွန်တော်တို့ကဒီ430ခွင့်အဓိကလည်းဒါဆို430ခွင့်430ခွင့်ကိုကျွန်တော်တို့ကတိုင်းတာဆက်ဖြစ်တယ်မြေကတော့ပေါ်တော့ပြီးသားဖြစ်ပါတယ်သို့တော်လည်းမြေကပေါ်တော့ပြီးတော့မှအမှန်ကိုပြီးတာ430ခွင့်ပဲရှိပါတယ်ဒါရီကျွန်တော်တို့အားပေးလို့ဆိုရင်တော့430ခွင့်ကျွန်တော်တို့ဒါစွာနဲ့ထောက်ပါမယ်စွာနဲ့ဆောက်ပေးမယ်ဒီတို့ကျွန်တော်တို့ကဒါအားလုံးစောင့်တော့မှာဖြစ်ပါတယ်ဒါပေမဲ့ခုလိုဖြစ်လဲဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ကမရရှိတယ်မလားပါကျွန်တော်တို့20ဘီလီယံကိုကျွန်တော်20တက်ပါရှင်ကသူများကိုကျွန်တော်တို့ကတင်လာပါတယ်စီဒီဇယ်ကလာမောက8000တော့မလဲဆက်တော့ပါဒီဟာလည်းကျွန်တော်တို့ကချင်းနေတဲ့ဆော့ခွဲရဲ့ဆက်တာ2015ဆွဲပါစားမှာ4နှစ်ဆောင်ရှိ23ခုတုံးနေတယ်ကျွန်တော်တို့ကအယူသားသဘောပေါက်ဆိုင်ရာစီမံခန့်ခွဲမှုကိုထောက်တယ်ဒီပြတ်သားတယ်လေ
ကျွန်တော်တို့လက်ရှိအခြေအနေကလုံးဝညမဝင်ပြရရှိပါကျွန်တော်တို့တပြည်လုံးမှာမှတဘာဝဘေးအတွက်ကို6 billion ရှိပါတယ်6 billion ပဲရှိလို့ကျွန်တော်တို့ကပြန်ဆွဲပါဒါနဲ့ကျွန်တော်ဘာလုပ်လဲဆိုတော့အားလုံးဒီကျွန်တော်လမ်းနေပြန်လျှော့လိုက်ပါလေလမ်းနေမှာပေလေးဆယ်လုပ်မယ်ပေလေးဆယ်လုပ်ပြီးတော့ကြောက်တယ်ကျွန်တော်ဆက်လက်ပြီးခင်းမယ်ဒီရီရတော့မဖြစ်ဘူး face to face to တော့နှုတ်ကိုရအောင်ကျွန်တော်တို့ကခင်းမယ်တော့ကျွန်တော်တို့ဒီသက်စီရနောက်ကကျွန်တော်တို့ဆက်သွေးရအားလုံး3လမှ6ရှိလို့ပြန်တင်ပါဒါလည်းသူကများတယ်ဒီမှာသူကလည်းတပြည်လုံးမှာစစ်တာ6 billion ပဲရှိပါတယ်တဘာဝပေးတာဒါကြောင့်1နဲ့2 billion ကြာပြန်ဆွဲပါဆိုလို့ကျွန်တော်တို့က1နဲ့2 billion ကျွန်တော်တို့1.1 billion နဲ့ကျွန်တော်တို့ပြန်တင်တာပဲတိစုံတော့ရှင်းပြဒါကြောင့်ပြန်တင်တဲ့ခါကျအခုကျွန်တော်တို့ဒီနေ့ပဲ1 billion မရဘူးဆိုတော့ဒီနေ့ဝင်ချုပ်ကြရပဲသူတို့နဲ့ဖုန်းဆက်ပြီးတော့1 billion ကျွန်တော်တို့ဖြစ်ပါဘူးအနည်းဆုံးကျွန်တော် 1.8 လောက်မရရင်ဘုရားလိုမလို့မရပါဘူးဆိုတော့ပြတ်တက်လို့ဒီနေ့မနေ့ပဲဒီနေ့ဝင်ချုပ်ပါတယ်လူကြီးကိုပြန်ပြီးတော့ကျွန်တော် 1.8 သုံးခရနေတယ်ဆိုရတာဆိုသိရတယ်ရမုံက1.8နဲ့ချရတယ်လို့ရှိပြီးပါအခုကျွန်တော်ဒီလုံမလုပ်တဲ့ဟာတွေတော့ကြားပါတော့မရလုံးဝတရားမရဘူးကျွန်တော်တို့အခက်အခဲဖြစ်တဲ့ချိန်မှာတကယ်ကြည့်ကြမှာလေအာဃာပြုတ်ပေါ်မှာရှိတဲ့လုပ်ငန်းရှင်စိတ်ရမ်းနေရတယ်တရားမှမလို့ကျွန်တော်တို့ကိုညီချင်းအဖြစ်ဒီချိန်မှာမှကျွန်တော်တို့အခက်အခဲဒီချိန်မှာမှကျွန်တော်ဟာခမျိုးမှာတဘာဝဘေးနာကြောင့်အခက်အခဲလူထုအခက်အခဲဖြစ်တယ်ကျွန်တော်တို့ကိုညီပဲချင်းကိုညီလို့စစ်တပ်နဲ့ကျွန်တော်တို့လာကိုညီချင်းဖြစ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ခုကျွန်တော်တင်ပြတဲ့လုပ်ငန်းအောင်မြင်ခြင်းဖြစ်ပါတယ်ခုချိန်นี้ကျွန်တော်ပြားချမ်းမှာကျွန်တော်ဒီလုပ်ငန်းကိုမရဒါအားလုံးသိစေချင်တယ်တော့ဒီမှာတာဝန်ယူတဲ့အဖွဲ့အားလုံးပေါ်နေနေတာခုကိုစိုက်ပဲအဲ့မှာကျွန်တော်တို့ဆိုရှင်မြင်ရတဲ့လားဆိုရှင်ဒီနေ့ကိုဦးကြီးနဲ့ကျွေးချက်ပြလို့ပါအားလုံးကျွန်တော်တို့ဌာနဆိုင်ရာကိုဝေရဲနေတယ်စိုက်ပြီးတော့ချက်ပြုတ်ပြီးတော့ကျွန်တော်တို့ကဒါစက်သမားတွေရောနောက်ကကျွန်တော်တို့လာရောက်တယ်လို့ကျွန်တော်ချက်ကြည့်တာဖြစ်ပါတယ်လုံးဝကျွန်တော်တို့တရားတစ်ချက်မှမရှိပါဘူးစေတနာတက်တဲ့နဲ့ဒီလိုမှအားလုံးဟာကာမျိုးမှာရှိတဲ့တဘာဝဘေးဒဏ်တဲ့လူထုအများဆုံးနွေးနွေးထွတ်ထွတ်နေအောင်ဆိုတဲ့ကျွန်တော်တို့စောင်းတာဖြစ်တယ်မူလကတော့ကျွန်တော်27ကျွန်တော်မှာ22.85 billion နဲ့တူတင်ထားတယ်တေချာလည်းမျိုးနဲ့ဒီအောင်စောက်ဖို့ဆိုတော့ကျွန်တော်တို့ရထားတော့လေရန်ကုန်ရဲ့အခြေအနေကကျွန်တော်1.8 billionဒါလည်းကျွန်တော်တို့ပြီးအောင်စောတယ်တော့ဆက်ပြီးရှင်းပြပါဒါကျွန်တော်တို့အားလုံးဒီဟာကာမီဂျိုလိုဂျစ်ကျွန်တော်တို့ကဩဂတ်စ်10ရက်မှာကျွန်တော်တို့ကတော့ယူနေမှာပဲကျွန်တော်တို့ကတော့ချန်ပီဂျိုလိုဂျစ်တွေနဲ့လာပြီးတော့မှဒီဟာရဲ့အကုန်လုံးဂျိုလိုဂျစ်မြန်မာနိုင်ငံမှာရှိတဲ့ဂျိုလိုဂျစ်တွေကြောက်ကြည့်ရှုပါတယ်ကြည့်ရှုပြီးတော့နေပြီးတော့မှသွားပြီးတော့မှမြန်မာနိုင်ငံမှာကျွမ်းကျင်တဲ့ဂျိုလိုဂျစ်တွေစုပေါင်းပြီးတော့မှဆောက်တဲ့ထူကြီးပါအဲ့မှာကျွန်တော်တို့စုပေါင်းပြီးတော့မှဒါသူတို့ဒီဟာကာမီရဲ့အခြေအနေကတင်ပြချက်ဖြစ်ပါတယ်ကျွန်တော်တို့ကတဘာဝဘေးဒဏ်ဖြစ်ပြီးပါဦးအဲ့မှာကျွန်တော်တို့ ISC ဘီလာဒစ်မှာတင်တဲ့ခက်တင်တဲ့ခက်ခါကျတော့ဒီနေရာတွေမှာလည်းဝင်မယ်ကျွန်တော်အစစ်အဆက်ဝင်မှာဆိုလို့ကျွန်တော်အရန်ရဲနေရရန်နေတာ900တက်ပြီးလက်ဝက်ကတိုင်မှာကျွန်တော်နေရာချထားဖြစ်ပါတယ်အဲ့ဒီမှာတဘာဝဘေးမှာမကြသေးပါဘူးဒီရန်တိုင်ရင်းနေတဲ့လူချုံတဲ့မြို့လူချုံတဲ့ဆိုမှာနေရာပေးထားပြီးတော့မှဒီနေရာပေးထားတဲ့ဟာကိုလည်းကျွန်တော်ကသမရမယ်တော်သမရလည်းကျွန်တော်စဉ်းစားတင်ရပါတယ်တော့ဗီဒီယိုကြီးမှာကျွန်တော်တို့ဒီဝန်ယူလည်းတင်ထားပါတယ်။တာဝဲကိုတင်ထားတယ်။ဆိုတဲ့အခါကျချက်ချင်းဒီဟာတွေကိုတဘာဝဘေးလာဖြစ်တဲ့အခါကျတော့ချက်ချင်းပြေးလို့မရဘူး။ဒါရင်လည်းသမရကိုပြင်ပြီးမှတင်ပြပြီးတော့မှနိုင်ငံသမရရဲ့ကွန်ပျူတာရောက်ဖို့ကျွန်တော်တို့ကပြန်လည်ပြီးမှစူးစမ်းပါ။အဲ့လိုစူးစမ်းရင်းနဲ့ပဲဒေါက်တာတော်ဝင်လည်းလည်းချက်ပြီးနေဒီကလေးမျိုးပါပဲနိုင်ငံသမရကဒီလာဖို့အစီအစဉ်ရှိတော့လည်းပဲယာဒီလူချီကြောက်ပလာနေလို့ဒါကျွန်တော်ချင်းမြင်နေဝင်ချုပ်ဘုံငါရောဒေါက်တာတော်ရင်တွေရောနေတော့တပတ်စုံတဲ့ခါကျရင်ဒီနေရာတွေကတော့မပေးလို့ဖြစ်ပါဘူးသူတဲ့ဟာနဲ့လုပ်တဲ့ခါကျတော့ကျွန်တော်တို့ကလည်းပြည်သူလူထုတဘာဝပေးတာကြာပြည်သူကြိုက်တဲ့နေရာမှာစောက်ခွင့်ပေးထားတယ်ဒါကြောင့်ကျွန်တော်ဒီရဲတွေကျွန်တော်ကဒီအဲ့မှာကျွန်တော်တို့ထုချပြဘယ်နေယူမလဲပေါ့ကွင်းကိုလည်း UCUC ဝင်ချုပ်ကကျွန်တော်တို့ကလည်းပြောပါတယ်ပေါ့ကွင်းဆိုလူတွေစေရေးစားလောက်ပဲကစားချုပ်တယ် UCUC ဆောက်ပါစေဆိုတော့ကျွန်တော်တို့ထုချပြဟာကလူချက်ပြတဲ့ခါကျတော့ဟာကလူဆိုပြီးကောက်ဝင်းနေရပြီးပြည့်ရဲ့အလှပါဖြစ်တယ်จิตတည်ဖြစ်တယ်ဒါမလို့တရားမဆောက်ပါဘူးတော့ကကျွန်တော်လေခွင်းလောဆယ်လေခွင်းကမဆောက်နိုင်တော့လည်းပဲတော့နိုင်ငံဖွံ့ဖြိုးလို့ရမွေရလာတဲ့ဖွံ့ဖြိုးလို့ဆိုရှင်လေရဲ့ငယ်လေးစဉ်းလို့ရတဲ့จิตဖြစ်နိုင်လို့ဆိုရှင်နောက်လာလာတဲ့တော့ဆောက်ချင်ပါဘူးဆိုပြီးတော့ဒီလိုခုကျွန်တော်က
ဆောက်ချင်နောက်ဆုံးမှကျွန်တော်တို့ကဒီကုဆောက်ထားတဲ့လေဝါကတိုင်းမှာဒီရဲတဲ့ရတိုင်း900ဘုတ်ကကျွန်တော်တို့ဒီဌာနနာဖက်ဌာနဆိုတော့ဒီဖက်လေဝါကတိုင်းဖက်ချက်ဝါကတိုင်းနေရာတွေလည်းလက်ရှိလူထုကပဲကြိုက်တဲ့စူလို့တာကျွန်တော်ဒီမှာဒီဆောက်ထားခြင်းဖြစ်ကြောင်းဆိုတော့ဟုတ်ဆိုတာပြပြတယ်ဒါတော့ကျွန်တော်တို့ဒီဖားဖမ်းရဲ့အခြေအနေပြဖြစ်ပါတယ်ဒါလည်းကျွန်တော်တို့ဒီနိုင်ဆန်းတဲ့လူတော်မှာကျွန်တော်တို့ကဒီတစ်မျိုးလုံးမှာကျွန်တော်တို့ဒါပြန်ပြီးတော့တတ်ထားမှာဖြစ်ပါတယ်အခုနောက်ဆုံးအခြေအနေတစ်ခုရှိပါတယ်ဆိုတော့ကျွန်တော်ပြပြတယ်မြန်မာတိုင်းမှာပြည်သူလူထုရှိပါတယ်ဒါလည်းဒီမှာကျွန်တော်ဖြေရောက်ဂျာမနီကတယောက်ပြည်လာတယ်နှစ်သားလောက်လာတယ်သူကလူပြတယ်သူကလည်းဒီပုံကြီးသွားပြီးတော့မှမြန်မာတိုင်းမှာသူကဟာခါမျိုးဒီပုံစံလိုပြီးတော့မှလုံးဝနေထိုင်ရမတင်တော့ဘူးဟာခါမျိုးလုံးကြောင်းရှိရတင်တယ်ဆိုတာတင်ထားရှိတယ်ဒါပြောလို့ပေါ့အစောပဲနဲ့လည်းသွားတော့ကျွန်တော်တို့ဒီဟာတို့ပြီးတော့မှအချက်လက်အလုံးတော့တော်ရုံနဲ့ကျွန်တော်တို့စွာနဲ့စွာနဲ့ပြောဝင်အတိမတ်တွေကျွန်တော်တို့ရှိကြရအောင်ကျွန်တော်ဒီမှာတွေ့ဆိုတဲ့အခါကျတော့ဟာခါမျိုးတစ်မျိုးလုံးနေထိုင်ရမတင်လို့ပြောရပါမယ်ဆိုတော့ဒီတစ်ခါတော့နိုင်ငံခြားရရောဖွဲ့ရရောရမှာတော့ဆက်တော်ပြီးပါမိကြရရောလုံးဝမဟုတ်ဘူးကျွန်တော်ပြင်ပြထားလို့လေအနည်းအောင်ရှိတဲ့ဟာတွေကလည်းကျွန်တော်တို့ကလုံးဝနေထိုင်အောင်ပြောဆိုမနစ်ကလိုပဲဖနိဒရမှာ16ပြမှာ13ဒီကျွန်တော်တို့ဒီပတ်တွဲမှာလက်မ36လက်မှာရွာမှတာဖြစ်တယ်ကိစ္စဒီလိုရွာမှတာဖြစ်တယ်ကိစ္စတော့အဝါရောက်ဆိုကျွန်တော်တို့ကဒီတင်လက်တင်ပြထားတယ်ဒီအဝါရောက်မှာရှိတဲ့ကျွန်တော်ရှင်ရောင်းဒီအခုပြူကြတဲ့ကြောင့်ဘာလို့ဒီလိုဝတ်နေကြတာလို့ဆိုရှင်ဒီနေရာရဂျိုင်မှာပဲကျွန်းကျင်နေဒီပါဂျိုင်မှာဖွဲ့ရတယ်လေ့လာပြီးတော့မှဒီဟာတွေပြုပြင်မယ်ဆိုပြီးလို့ရတယ်ဆိုတော့အဖြေပေါ်ပြီးသားဖြစ်ပါတယ်။ဆိုတော့ခုကလည်းဒီတရားဝင်တဲ့ဖွဲ့စာကြီးပြီးတော့ဂျာမနီဘက်ကလာတဲ့ပုဂ္ဂိုလ်ကနလနီဒီရောက်ဒါကလည်းပဲတင်ပြထားပြီးတော့မြန်မာတိုင်းမှာဒါကိုလုံးဝအခါကြီးစပြီးလို့ပြောရမယ်ဆိုတဲ့ဟာမျိုးဒီထားတာကျွန်တော်တို့ပြည်နယ်ဆိုအဖွဲ့နဲ့သက်ဆိုင်တယ်။သက်ဆိုင်ရာပုဂ္ဂလိကတွေတင်ပြထားပြီးဖြစ်ပါတယ်။ကျွန်တော်နေတဲ့ဒီအားလုံးမှာကြောင်းဆံလို့ဆိုကြည့်လို့ဆိုလို့ရှိရင်ဒီအလီယောတက်တက်နဲ့ဒီပိုင်းအောင်လို့ဆိုကျွန်တော်ပြုတ်ပြီးနေထိုင်လို့ရတဲ့အခြေအနေရှိပါကျွန်တော်ဆက်လက်ပြီးတော့တင်ပြဒါကျွန်တော်တို့က Facebook ဖြစ်ပြီးတော့သက်ဆိုင်ရာကိုယ်ညာတွေ basic data ဖြစ်ပါတယ်ဒီဟာဒီ Facebook ဖြစ်ပြီးတော့ဒါကျွန်တော်တို့လောကတွေဖြစ်ပါတယ်အစမူလကျွန်တော်ဒီမှာဧက900ရမယ်အိမ်ချေ2000လောက်ရလို့မှန်းထားတော့လေတကယ်သွားတိုက်တဲ့ခါကျတော့ကျွန်တော်တို့ဒီမီနီယာဘက်ကကျွန်တော်တို့က geology တွေကဒါတမထဒီနေရာပဲကျွန်တော်တမထပါတယ်ပြီးတော့ခုကျွန်တော်တို့ဒီဆောက်ထားတဲ့ဒီကုမ္ပဏီကလာတဲ့ဒီဆိုကတ်ဆိုင်ပဲသူတို့ယူထားပါတယ်တန်ရောတော့ကတို့အင်္ဂါကာရောအခင်းနေသူတို့ကလေးကံပေါ်ပြမှာအခုခုဖက်မှာကျွန်တော်အောက်ဖက်ကဒီဖက်ကဒီပြတော့နေ55ဧကကျွန်တော်သိထားဖြစ်ပါတယ်တော့ဒီမှာတော့ကျွန်တော်တို့ကဒီအင်းရောဖက်ချန်လေးပါတယ်ဒါတော့ကျွန်တော်တို့ကကြောင်းကမ်းမဆောင်နဲ့ကျန်တဲ့ဆောက်လို့ရှိပါတယ်တော့ Facebook ကဒီဖက်မှာရှိပါတယ်ဒီဖက်မှာအားလုံးကျွန်တော်တို့စုစုပေါင်း123ကွက်ကိုကျွန်တော်တို့ကဒါတိုင်းထားပြီးသားဖြစ်ပါတယ်စတင်ပြီးတိုင်းမှာကျွန်တော်တို့တောင်းမယ်ယူဆတဲ့အောက်တိုဘာ1ရက်နဲ့စဆိုတာဒီနေ့အထိဖြစ်ပါတယ်မနေ့ကတနေ့ပဲပြန်သွားကြအောင်ဒါလည်းကျွန်တော်တို့ဘာရမမှမရှိဘူးသူတို့စားတော့ပူလေးကိုကျွန်တော်တို့ကဒီဌာနဆိုင်ရာတွေရပဲကျွန်တော်တို့စိုက်မှာစားခိုင်းပြီးတော့မှသူအဆက်ကြတယ်ကြည့်တာဘယ်မှာမှကျွန်တော်ရဖို့မရှိပါဘူးဒါသူတို့ကိုယ်တိုင်လည်းအောက်တိုဘာ1ရက်နဲ့လည်း3လတိတိကျွန်တော်ဒီမှာကက်ပေါင်းနဲ့တိုင်းလာပြီးတော့မှရတဲ့နေရာဖြစ်ပါတယ်ဒါ Facebook ဒါ Facebook ဒါသူတို့တော့ရတာဖြစ်ပါတယ်အဲ့မှာဒီမှာဘောလုံးရှိပါမယ်ဒီ test ရှိပါမယ်ကျွန်တော်တို့ education မူလတော့ဒီမှာလေးကိုကျွန်တော်ကအမှားအိမ်ညာလေးစောက်ဖို့ဖြစ်တော့လည်းပဲသူတို့ကလည်းသူတို့အိမ်မဆောက်ချင်တယ်ဆိုတော့ကျွန်တော်တို့ပြတာဖြစ်ပါတယ်မူလဘက်ကစီးရုံကိုဒီမှာရထားပါတယ်ဘာအစားတော့မူလဒီမှာဘောရထားလဲဆိုတော့ဒီဘလုံးကကျွန်တော်တို့ကအိမ်ဘောဒီရတော့စပြီးချင်တယ်ကျွန်တော်တို့ဆက်တယ်ဒီကနေ့ရွေးချယ်တဲ့ခါကျတော့အိမ်ဆောက်ဖို့ကလုံးဝခရီးသုံးစံကမရဒီတောင်ကြီးကျွန်တော်ရွေးရဒီဘက်မှာ366ဒီဘက်မှာ400သက်ခါကျတော့ပြင်ကြီးတဲ့ခါကျတော့ပြည်နယ်ဝင်ချုပ်တယ်စီယုံကြောင်းအလဲမှာဖြစ်ပါစေဒီမှာယူထုပ်တွေလည်းသွားမယ်ဒီမှာတကယ်လို့အိမ်တွေမှာဆောက်ခဲ့လို့ဒီမှာကြော်တာညောအားစားတော့ပဲဆိုတော့ဒါဒီညောင်းကျွန်တော်တို့ကအခုဆိုရင်ကျွန်တော်တို့ကစီယုံ25ပြည်စီယုံကြော်ပြန်နေရတာဖြစ်ပါတယ်ဒါလည်းဒီအားလုံးပြည်သူလူထုဒီမှာတကယ်လို့ input ချမယ်ဆိုလည်း input 10ပဲရဒီအတွက်ကတော့ဆောလာတက်တာရှိပါတယ်ဒီညာလေးကိုပြောတာဒီညာမှာနေနိုင်တဲ့လူမျိုးတွေ20ပဲပဲရ
ကျွန်တော်တို့ကလူ20ပြည့်မကြည့်ပါဘူးဒီမှာရှိတဲ့အားလုံးနောက်ပိုင်းကျတော့ကိုညာကိုစံမကောက်ဒီမှာကျွန်တော်တို့ဒီမြေစင်းရလဲဒါတပရှင်းမှာဖြစ်ပါတယ်အားလုံးဒီမှာကျွန်တော်တို့ကအားလုံးနဲ့ဒီဘောကတော့ရှိပါတယ်ဒီ2000ပဲစဉ်းစားရတာတော့ဘဘကြိုက်နေမှာအိမ်ရောကျောင်းရောရှိပါစေဆိုတဲ့ကျွန်တော်စီမံတာနဲ့ဒီမှာကျွန်တော်တို့ကစီကိုစောက်ဖို့လာပြီးတော့ဆိုတဲ့ညီနိုင်တယ်ဒီတော့မှဒါတမန်တော်ဖြစ်ပါတယ်ဒီဟာလည်းအားလုံးသွားတာအားလုံးဒီဖြစ်ပါကြောင်းဒါပြပြတာဒီစီတော့တို့သက်ဆိုင်ရစက်ပေါ်နဲ့ဒီတော့ခုနလည်းကြာဒီနာရတော့ဘလော့ရဲ့ဒီကွတို့စတဲ့လူစီထားတယ်ဒါလာတက်စုဖြစ်ပါတယ်ဒါဒီကလာကြရတော့လို့ဒီကညာပြချမ်းပြီးတော့လုံးဝကြည့်ပါဦးဒါပါလဲဆိုညာတော့ရဲ့ဒီကြည့်နေတယ်လို့လာဖို့ပဲပြောတာဒါတော့အားမရဒါမူလကျွန်တော်ဒီစစ်ဆက်ဆောင်ရမယ်မူလကျွန်တော်တို့ဒီတပ်ပတ်ချက်ဒီတိုင်းကိုကျွန်တော်ဆောင်ရမယ်ဆိုတော့လည်းရမှုနဲ့ကိကကြောက်လို့ခေါ်နေတယ်ဒါပဲဇာတ်တော်တို့လည်းလောဆယ်ပေ40ရာထားမယ်သူ့လာတော့ပေ20လေးပဲသူ့တော့ကျွန်တော်တို့ရမှုထက်ရမယ်ဆိုလို့ကျွန်တော်ကြောက်လို့ဆက်လက်ပြီးလောဆယ်တွားနေအောင်ကျွန်တော်ဆောင်ပေ40ကတော့ကျွန်တော်တို့ဒါဒီမှာလည်းကျွန်တော်တို့ပြန်လဲကျွန်တော်တို့ထလောင်းစုဝင်ကြီးစောလို့ဝင်ကြီးဦးကျော်လည်းခါရောက်ပြီးတော့မှဒီလားလည်းလို့ရုံမချင်တဲ့ပြည်တိုင်းမှာပို့လို့ပြည်လေးဆက်ကျေပဲလို့ပါလောစကတ်ဒီတော့ကိုကြောက်ပြီးစတဲ့ကိုခင်းပါဆိုပြီးလမ်းညွှန်ထားရှိလို့ကျွန်တော်တို့ဒီဟာကိုစောင်းနေတော့ဟုတ်ဒီချောက်တယ်လည်းစောင်းနေတော့ပြည်လေးဆက်တော့ကျွန်တော်တို့စောင်းတော့မဖြစ်တယ်ဒါပေမဲ့လို့ပြည်လေးဆက်ဒီနေရာရထားချင်းဖြစ်တော့ဒီကနေ့ကတော့ဆက်လက်ပြီးလုပ်နေမှာဖြစ်ပါတယ်ကျွန်တော်1.8ဒီလည်းကျွန်တော်တို့ကရရှိပြီလေကျွန်တော်လူချင်းတဲ့ဒီပုံစံနဲ့လုပ်လို့ဆိုရင်ကျွန်တော်တို့က22.86 billionသူ့တော်လည်းပဲကိုကကျွန်တော်1.8 billion ဆိုရတယ်။ဒါကြောင့်မို့လို့ကျွန်တော်ကဒီဟာဒီလမ်းဒီဒီမြောင်းကျွန်တော်ပေါ်ပြမယ်။နောက်ပြီးတော့ကျွန်တော်ဒီဟာကြီးတက်တဲ့မိုးတဲ့တော်လို့ရအောင်ကြောက်ခင်းဖို့နောက်ထပ်ကျွန်တော်တို့1 billion ဆက်လို့ဒါလည်းကျွန်တော်တက်ပြီးမှတင်လို့ရမယ်ဆိုရင်ကျွန်တော်ကကြောက်ပြန်ဖြစ်နိုင်တယ်။အဲဒါကိုဒါလည်းဒီနေ့ကျွန်တော်ဆောက်ထားရတယ်။ဒါကျွန်တော် live မှာဒီမှာရှိလို့မရှိခင်နဲ့စိတ်ကနာတက်တဲ့လိုအားကဒီစီပဲကျွန်တော်စီရကျွန်တော်ဒီမှာလည်းတွင်းနေပဲစီရဒီဒီလိုစီရနဲ့ကျွန်တော်ဒီရရှိချင်းဖြစ်ပါတယ်ဒီစက်နေတဲ့စီချက်ပြီးတော့မှတော့ဆောက်ချင်တယ်ဒါကျွန်တော် PCB သားဖြစ်ပါတယ်ဒီမှာတော့ဒီဝိနည်းပုံနဲ့ဉာဏ်စုပုံနဲ့ဆောက်ထားခြင်းဖြစ်ပါတယ်ဒါကျွန်တော်တို့မူလကလုံငန်းအားလုံးကိုဒီစမာလာမလာပြန်အောင်အားလုံးလုံငန်းပြီးနေအောင်ဒါကျွန်တော်တို့စက်ပုံလိုက်ဒါလမ်းနဲ့ယူတော့လို့ဆိုလို့ရှိရင်ဒါအားလုံးကျွန်တော်တို့ဒီတော့20.5 billion ရှိပါလားသူကခုနကျွန်တော်တင်ပြထားလို့ပဲမူလတင်ပြထားလို့ပေ80ပေ60အင်ဂျာလန်ဒီမြုပ်ပလန်ဒီပေ80အင်ဂျာလန်ဒီပေ60ကျွန်တော်ပြတာဂျာလန်လေးပြပေ40အားလုံးပြဖြစ်မယ်အားလုံး platform လုပ်မယ်အားလုံးရင်ကြောင်းမယ်ကျွန်တော်တို့က concrete ခင်းမယ်ဆိုတော့ဘောနဲ့ထားမှတော့20.5 billion ဖြစ်ခုကျွန်တော်ရတော့ဒါလည်းကျွန်တော်တို့တောက်သုံးရရှိဖို့ကဒီမူလအရင်ကျွန်တော်တို့က1.197ကျွန်တော်တို့ကပြပြထားတဲ့ဒီမှာဖြစ်တာဒါကျွန်တော်တို့ကမိတိုင်းလာရှိပါဆိုကျွန်တော်တို့4.39ကျွန်တော်တို့ကအတားကိုပြပြထားတယ်ဒါကျွန်တော်ဆက်ဒီဆောက်ဖို့ဒီဘယ်နည်းနဲ့ဆောက်ဖို့အသေးစိတ်ပြောတယ်ဒါကျွန်တော်ဒီကုန်းဆောက်တာတော့လည်းအသေးစိတ်ကိုစက်နဲ့ပြပြမယ်ဒါကျွန်တော်တို့ကမူလတင်ထားရဖြစ်ပါတယ်ဒါလည်းကျွန်တော်ခုနပြပြထားလို့လေကျွန်တော်တို့ဒီဆော့ဖ်ဝဲနဲ့နောက်တော့ပြပြထားလို့ရရှိတယ်နောက်တစ်ခါကျွန်တော်က3.97 billion နဲ့စက်သားမောကျွန်တော်3000ခုက precision ပြန်တင်ပါတယ်ဒါလည်းဒီကြီးတွေကများတယ်ကျွန်တော်တို့လမ်းနဲ့ယူတော့ကျွန်တော်တို့ဒီမှာကြောက်ခင်းလာလည်းပါဆက်လက်ပြီးတော့ခင်းလာပါတယ်24ပြီးကြောက်ခင်းတော့ကျွန်တော်တို့အရုံမရှိတော့ပေါ့ ACC နဲ့ပဲလို့ထားပြီးဒါနားပေါက်လို့တက်ပဲရှိတယ်တော့သုံးရင်လည်းကျွန်တော်တို့အစ first 2ကိုကျွန်တော်ကဒီကနေဆောက်မယ်ဒီကနေဖြစ်ဖြတ်မယ်ဆိုတာကျွန်တော်ပြပါတော့ပဲကျွန်တော်ခုနအမှတ်ထားတယ်တော့ပဲကျွန်တော်တို့ဒီ 0.7 billion ဒါမှခွင့်ရတယ်ကျွန်တော်ဆက်ထားတယ်ဒီတိုင်းကကျွန်တော်တို့ဆက်စစ်ကတော့ကျွန်တော်လုံးဝဖြစ်ပါဘူးနည်းနည်းလို့မျက်စိတလားတန်းနဲ့ဒါဆောင်းတော့မှဖြစ်တယ်ဒါလည်းသက်ဆိုင်ရာစက်ကုန်ပြဆက်တယ်ရှင်းပြပါဘူးကျွန်တော်တို့ကတင်ပြထားတာ 1.8 ကတော့ရမယ့်အခြေအနေရှိပါတယ်ဒီဟာနဲ့ပဲရပါလဲအားလုံးမျိုးပါအောင်ပြရှင်းပြဖို့လိုပါတယ်ကျွန်တော်တို့လုပ်ချင်တော့လည်းပဲရမှုရဲ့အခြေအနေကနောက်ပြီးတော့ကျွန်တော်ခုဆိုဆွတ်တဲ့ဆွတ်ပြောလဲကိုအခြေအနေကအားလုံးစုပေါင်းပဲအခြေအနေကကျွန်တော်ရနိုင်တယ် 1.8 လို့ 1.8
နဲ့ဆောင်မယ်လုပ်ငန်းလေးပဲကျွန်တော်ပြင်ပြထားပြီးကြောင်းတက်ပြရအောင် ပထမအဆုံးပြချင်တာတော့အခုကျွန်တော်တို့မြောက်ဟောင်းဟာခါဒေတာခန်လူမျိုးဖြစ်ပါတယ်ကျွန်တော်နေသွားတဲ့မြောက်ဟောင်းရက်ကွာဟာအစ်600ကျော်ပူပွားများမှအဆက်အမွေခံပြီးတော့နေသွားရတဲ့နေရာဖြစ်ပါတယ်အဲအကြောင်းလို့အခုကျွန်တော်ဒီလိုမမျိုးလေးမင်းနဲ့မြေပြိုချင်းအင်းပြစီချင်းကြုံရတဲ့ခါမှာအများကြီးကျွန်တော်စိတ်ထိခဲ့one နေပါတယ်ခံစားခဲ့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမြေဟာကျွန်တော်အချစ်အစ်600နေသွားတဲ့နေမြေဖြစ်တယ်နောက်ပြီးဟာခါမျိုးမှာဟာခါဒေတာခန်လူတွေကမြောက်ဟောင်းနဲ့မြောက်တိနောက်ခုဘေဘယ်တဲ့မောင်လူဒီရက်ကွက်3ရက်က2ရက်ကွက်နဲ့ခြေရွာ3ရက်ကွာမြောက်ဟောင်းဟာခါမြောက်ဟောင်းဒေတာခန်လူတွေဖြစ်ပါတယ်ဒါကြောင့်မလို့အခုကျွန်တော်တို့ဒီမြောက်ဟောင်းအနေအချင်းကျွန်တော်တို့ဗာလဲလူချင်းတဲ့အနေအားကျွန်တော်ခံစားတဲ့အရာကျွန်တော်မြောက်ဟောင်းမှာတစုတစည်းဒီနဲ့ကျွန်တော်နေသွားချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဟာခါဒေတာလူမျိုးဖြစ်တယ်ဒါကြောင့်ဒေတာလူမျိုးတွေကဒီလိုတစုတစည်းဒီနဲ့နေသွားနေချင်းနဲ့နေချင်းတဲ့အကြောင်းကတော့ပထမကျွန်တော်လူမျိုးထင်းပြီးတခုတော့ပြီးတော့ဘာတိုင်းထင်းပြီးတခုတော့ကျွန်တော်ဗာလဲရှင်ချင်းမှုထင်းပြီးနဲ့ဒီ၃မျိုးကျွန်တော်တို့မြောက်ဟောင်းလူတွေရဲ့ခံပါလဲကျွန်တော်စီစဉ်တဲ့ကျွန်တော်တို့ဗာလဲစိတ်ထဲမှာထားရှိတဲ့အရာလည်းဖြစ်ပါတယ်ဒါကြောင့်မို့ရင်ချင်းကိုဖွင့်မှအမြဲတမ်းကျွန်တော်တို့ဒီအစိုးရဖွဲ့နဲ့ကျွန်တော်ခိုင်းတဲ့အရာတွေလည်းကျွန်တော်တို့မြောက်ဟောင်းဖက်တဲ့ဗာလဲအတက်နိုင်ဆုံးရင်ချင်းကိုအကလေးနဲ့ကျွန်တော်သွားပြီးတော့အမြဲတမ်းပါဝင်ခဲ့တော့မြောက်ဟောင်းဒီလိုဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်မြောက်ဟောင်းတစုတစည်းတည်းနေချင်းတယ်ဒါကြောင့်မြေပြောချင်းခံရတဲ့ကြုံရတဲ့အခါမှာကျွန်တော်တို့အစည်းအဝေးလုပ်တယ်လူထုအားလုံးခေါ်ပြီးတော့အစည်းအဝေးလုပ်တယ်အစိုးရတရားရက်ကွက်လူကြီးတွေကရက်ကွက်အောက်ချုပ်တွေပေါ်ပြီးတော့ကျွန်တော်အစည်းအဝေးလုပ်ထားပါတယ်အဲဒီမှာကျွန်တော်အစည်းအဝေးစုပြချက်ရဘာပဲဖြစ်ဒီဒေတာဟာကျွန်တော်ပူပွားတွေရဲ့နေမြေပူပွားတွေအပန့်ပါတဲ့အမွေပေးထားတဲ့နေမြေဖြစ်တဲ့အတွက်ကြောင့်လို့အစုတစည်းတည်းနေမယ်နေရရှာပါလို့ကျွန်တော်ဒီကရက်ကွက်အသက်ကြီးတဲ့လူကြီးတွေကိုကျွန်တော်ခန်းပြီးတော့အယောက်30လောက်တာဝန်ပြီးတော့ကျွန်တော်နေရကိုကျွန်တော်ရှာခိုက်ပါတယ်နေရာရှာတဲ့ခါမှာလဲ9ရက်6ရက်အချိန်ကုန်ပြီးတော့ဒီနေရာ3နေရာရှာပြီးတော့ကျွန်တော်တို့နောက်ဆုံးမှတွေးစစ်ချက်အရာတာဝန်ပေးတဲ့လူကြီးတွေတင်ပြချက်အရာကျွန်တော်အားလုံးသဘောတူရဒီအခုကျွန်တော်ဆရာဗတိယအစိုးရလုပ်ပေးတဲ့အနေနဲ့ကျွန်တော်တို့ရှိပြီးတော့ဗာလဲဒီပြုတ်ထားခြင်းဖြစ်ပါတယ်အဲ့ဒီမှာလဲကျွန်တော်မြောက်ထင်းမဟုတ်ပါဘူးကျွန်တော်ညီကိုဖြစ်တဲ့မြို့တိလူကြီးတွေပေါင်းပြီးတော့ဗာလဲဆွေးလုပ်ပြီးတော့သဘောတူပြီးတော့ကျွန်တော်ဒီနေရာလေးကိုကျွန်တော်တို့တောင်းချဖြစ်တာဖြစ်ပါတယ်။ဒီကျွန်တော်တောင်းတသွားတဲ့ခါမှာလည်းကျွန်တော်လေးစားပါတယ်။သမဏကြီးမှတကွာတရားရှိနေတဲ့ဆွေးရလူတွေလည်းစဉ်းစားပေးပြီးတော့ဒီနေရာလေးကိုဗာလဲပေးခဲ့ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်လို့ဒါလည်းပေးတဲ့အခါမှာကျွန်တော်တို့အမြဲတမ်းဗာလဲအများကြီးဝမ်းသာပါတယ်။လေးစားပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်။နောက်ပြီးတော့ဒီမင်းတွေကိုကျွန်တော်ပြောတဲ့အခါလည်းတောင်းတဲ့အခါမှာကျွန်တော်ပြောသွားတဲ့အတိုင်းပဲတစုတစည်းတင်နေခြင်းတယ်တရားနဲ့တရားတော့ပြတဲ့အချိန်မှာလဲကျွန်တော်အားခါမျိုးဟောင်းရဲ့အဖွဲ့အစည်းပါထွေးရက်ကွက်ချက်အောင်ရက်ကွက်တခုမှမပြည့်စုံတဲ့ဒီတိုင်းအဖွဲ့အစည်းနဲ့ကျွန်တော်နေသွားချင်ပါတယ်ကျွန်တော်တောင်းတဲ့ခါမှာတောင်းတဲ့ခါမှာလဲအမေကကျွန်တော်လူကြီးလို့ဆိုရတာကျွန်တော်တင်ပြချင်းပြောပြချင်းဖြစ်ပါတယ်လူကြီးတွေကလည်းစဉ်းစားပေးမယ်လို့ကျွန်တော်တို့ပြည်ပေးခါခဲ့ပါတယ်ကျွန်တော်ဝမ်းသာပါတယ်ဒီလိုပဲကျွန်တော်ဆောင်ရွက်သွားတဲ့ခါမှာအခုကျွန်တော်တို့ညာချီဝမ်းသာဒါပေမဲ့အခုကျွန်တော်တို့ဟိုတနေ့ကကျွန်တော်တို့ပြောသွားပါတယ်ဒီဝင်ကြီးများစီမှာကျွန်တော်တို့ပြောခဲ့ပါတယ်ဘာပဲဖြစ်ကျွန်တော်ဒီနေလည်းအကောင်းဆုံးလူချင်းနဲ့ရာတော့ဒီနာဗာလဲနာဟောင်းလမ်းခွဲနာဟောင်းလမ်းခွဲကျွန်တော်စင်တာလို့ပြီးတော့ဗာလဲလမ်းဆိုတော့ပြည်နေရာလေးစင်တာဒီကနေ့နာဟောင်းဖက်မှာတော့ကောင်းနာဟောင်းတောင်ဖက်မှာတော့ကောင်းတော့ပြီးလို့ပြင်းတောင်ဖက်မှာတော့ကောင်းကျွန်တော်အင်းချေချပြီးမှကျွန်တော်နေသွားချင်ပါတယ်ဒါတော့စဉ်းစားပေးပါလို့ကျွန်တော်တို့အမြဲတမ်းပြောခဲ့ပါတယ်ဒါပေမဲ့အခုကျွန်တော်တောင်းမနဲ့ဆွေးပေးတဲ့အခါမှာအမြဲဗာလဲအများကြီးကျွန်တော်တို့ကဗာလဲစိတ်ထင်တဲ့အတိုင်းမဟုတ်တော့ဘဲနဲ့ဗာလဲနေတော့one day change ကျွန်တော်ခံပါကြိုတွေ့ခဲ့ရပါတယ်ကျွန်တော်ပြောချင်ပါတယ်ဘာလို့ဆိုတော့အခုကျွန်တော်တို့ဒီလူချင်းတဲ့အရာနေရရဟောအလေးနေရရဗာလဲတော့ကျုံချာရဖို့45ဧကထဲမှာအများကြီးဒီမှာနေရာကြီးရတယ်ဒါပဲကျွန်တော်တို့လူချင်းသားတော့ဒီမှာဘောလုံးဝင်ထားပေးပါကင်းကွင်းဝင်ထားပေးပါတခြားနေရာတွေကတော့လူနေဖို့အတွက်စဉ်းစားပေးပါလို့ကျွန်တော်တို့တောင်းဆိုခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အခုကျွန်တော်လုပ်ပေးတဲ့ခါမှာဒီမှာစေယုံပြန်ဝင်တဲ့ခါမှာကျွန်တော်တို့အများကြီး
ပါလေနည်းနည်းဝမ်းနည်းမှုတော့ရှိပါတယ်လို့ဖြစ်နိုင်တယ်ဆိုရင်တော့ပထမဥစ္စာကျွန်တော်တောင်းချင်တာတော့ဒီနေရာလေးကိုနည်းနည်းစေုံလေးရလို့တခြားနေရာမှာရှာပေးပြီးတော့ပါလေနေရာတတ်မှတ်ပေးပါလို့ကျွန်တော်လူကြီးများစမှာတော့ပါလေတင်ပြချင်ပါတယ်နောက်ပြီးဘာကြောင့်ဆိုတော့ကျွန်တော်တို့ဒီမှာနေသွားတဲ့အခါမှာအများကြီးခံစားရတယ်မျိုးမျိုးကျွန်တော်ခံစားတွေ့ခဲ့ပါတယ်အခုမျိုးဟာဆိုတော့အင်ဂျင်လည်းအများဆုံးလူဦးရေမှာဟောဒီမှာကျွန်တော်တို့စာရေးသွားခဲ့ပါတယ်ဝင်ကြီးရပါတယ်တက်စီမျိုးကြီးစီမှာကျွန်တော်စာတင်ခဲ့ပါတယ်ကျွန်တော်ဒီမျိုးဟာမှာလောလောဆယ်နေဖို့အတွက်ခက်ခဲမျိုးမျိုးကြုံရတဲ့အတွက်ကျွန်တော်တို့အခုပါခွဲရက်ကွက်နဲ့ချက်ပုံရက်ကွက်အထိthat time that ကျူများတက်စီမျိုးတွေ့ပြီးတော့ညီးပြီးခဲ့ပါပြီနောက်ပြီးတော့ဒီစေုံပြတဲ့အင်ချေလက်ဆက်ငါးရီတော့ညီးပြီးခဲ့ပါပြီအဲဒီကြားမှနေတဲ့လမ်းမတစ်လျှောက်မှနေတဲ့လမ်းနဲ့ကောင်းတဲ့that timeနဲ့ကောင်းတဲ့နေရာလေးမှာအင်ချေ25ကျော်30ကျော်လို့ရှိခဲ့ပါတယ်အဲ့ဒါဘာလဲလုံးလုံးစင်နေသွားဖို့အတွက်အဲ့ဒီမှာမီးတင်ပေးဖို့ကြားမှာကျွန်တော်တောင်းပန်ချင်ပါတယ်အတန်းလာဆွဲတာလည်းလူကြီးများလည်းစဉ်းစားပြီးတော့ဗာလဲအမြန်ဆုံးလောက်ဆောင်ပေးပါကျွန်တော်ဒီမှာခက်ခဲပြီးမှနဲ့နေသွားချိန်မှာတော့မှတစ်ခါဗာလဲခဏသွားပြီးတော့သွားနာဖို့အတွက်သွားနေဖို့အတွက်စဉ်းစားပေးပါလို့ကျွန်တော်ကြားမှာကျွန်တော်တင်ပြချင်ပါတယ်နောက်ပြီးတော့အခုကျွန်တော်တို့လူထုအနေအချင်းကျွန်တော်တို့ဝန်းနေတဲ့အချက်တစ်ခုကတော့ဟာခါဒေတာမှာဒီနေရာလည်းအကောင်းဆုံးဖြစ်တယ်မေလည်းအပြတ်ဆုံးဖြစ်တယ်ဆိုခင်းဆိုလည်းအကောင်းဆုံးဖြစ်တယ်တခြားလူတွေလာတဲ့အခါမှာတခြားနိုင်ငံလာတဲ့လူကြီးတွေလည်းအမျိုးမျိုးဆိုအားပေးတယ်ကျွန်တော်လည်းဝမ်းသာအားတက်တယ်ဒါပေမဲ့အခုကျွန်တော်ထောင်းပလက်ဆိုတဲ့အခါမှာထောင်းပလက်မှာတော့တအားပါတယ်ဒါပေမဲ့မျိုးကပါလေမြေပြန့်နဲ့ဒီတောင်ဘုံတူကိုဆရာကြီးတို့ပြောတဲ့အတိုင်းပဲရှူလည်းရှိတယ်တောင်ဘုံလည်းရှိတယ်ကဘာလည်းရှိတယ်အဲ့ဒီကြားမှာဒီတိုင်းထောင်းပလက်အတိုင်းဆွဲတော့ဆိုဟာတော့ဟာဒါပေမဲ့တကယ်လက်တွေ့ကြတော့တော်တော်လေးဝမ်းနေစရာခုရှိလာဆိုတာမကြည့်တတ်တယ်တချို့နေလိုက်ပါလေအီးမေးလ်ကွက်ဆိုတဲ့စောင်းလေးနဲ့ကျွန်တော်မေးစရာဒူးဖို့လည်းမလိုအပ်တဲ့နေရာလေးတွေမှာလည်းဒူးပြီးတော့ပါလေဘာဟောစာပေါ့ရှူတဲ့ကဘာပဲပါလေခွက်တွေအကုန်လုံးလောက်ပေးလိုက်အဲ့လိုနေတဲ့အခါမှာကျွန်တော်တို့ပါလေနည်းနည်းမပါတော့ကျွန်တော်တို့ပါလေဝမ်းနေတာတော့ရှိပါတယ်လို့ဝမ်းတာတဲ့ကြားနဲ့ဝမ်းနေတဲ့အရာနဲ့ကျွန်တော်တို့မှာခံစားပါလေတွေ့ရှိခဲ့ပါတယ်လို့အတန်းအနိုင်ဆုံးဒီလောက်ပြီးတော့ပဲဒါပေမဲ့အတန်းနိုင်ဆုံးထပ်ပြီးတော့ဆက်လက်ပြီးတော့လမ်းတွေကတော့နည်းနည်းပြပြအောင်အတက်ကြီးမဟုတ်ဘဲနဲ့နည်းနည်းကြည့်အောင်ပေါ့အဲ့ဒါတော့လူကြီးများဖက်နဲ့နည်းနည်းဆောင်ပေးပါကြိုးစားပြလုပ်ပေးပါလို့ကျွန်တော်ဒုတိယအချက်နဲ့တင်ပြချင်ပါတယ်နောက်ပြီးတော့ကျွန်တော်ဒီလောက်သွားတဲ့နေသွားတဲ့ခါမှာလည်းကျွန်တော်တစ်ခုတောင်းချင်တော့ကျောင်းကိုဦးစားပေးပြီးတော့နည်းနည်းပါဆောင်ရွက်ပေးဖို့ကျွန်တော်တင်ပြချင်ပါတယ်။ဘာလို့ဆိုကျွန်တော်သွားနေတဲ့ခါမှာရေကတော့ကိုယ့်အကူပုံနဲ့နဲ့စိုက်ကဲသွားထားလို့ရတယ်။ဒါမဲ့ကျောင်းကကျွန်တော်သားသမီးတွေကဒီမြို့တိမှာလာတဲ့ခါမှာ3မိုင်လိုပဲ2မိုင်ကျော်လိုပဲနေရမှာဘယ်လိုလုပ်လာတက်နိုင်မလဲ။လိုင်းကားဆိုကျွန်တော်တို့မြို့ဟောဆင်းရဲရက်ကွက်ဖြစ်တယ်။ဒါကြောင့်မလို့ဘာပဲဖြစ်ဖြစ်လူကြီးများဆိုတော့ကျွန်တော်တင်ပြစတာကျောင်းကတော့တက်နိုင်ဆုံးပထမအဦးဆုံးကိုစားပေးပြီးတော့လူအားလုံးမနေခင်မှာကျောင်းတော့ဆုတ်ပေးပြီးတော့ကျွန်တော်သွားနေတဲ့ခါမှာကျွန်တော်သားသမီးတွေဒီမှာပညာသင်ဖို့အတွက်ကျောင်းတက်နိုင်ဖို့အတွက်ကျွန်တော်တားတဲ့အချက်နဲ့ကျွန်တော်လူကြီးများစီမှာတင်ပြချင်ပါတယ်နောက်ပြီးတော့ကျွန်တော်ဒီလမ်းမှာလည်းအခုကျွန်တော်ပြောသွားတဲ့အတိုင်းပဲအစားတော့ပေ80နော်ဒီ80နဲ့60ရောလာတယ်ဒါပေမဲ့60နဲ့ကျွန်တော်တို့ဝမ်းသာပါတယ်ကျင်းနေပါတယ်ဒါပေမဲ့အခု60ကတော့60အခုပေး40လို့ကျွန်တော်ပြန်ပြီးတော့ပြန်ချရတယ်။ဘာပဲဖြစ်ဖြစ်အတက်နိုင်ဆုံးဒီမှာဆိုရတဲ့လောလောဆယ်ဘာသာမချပေးနိုင်ရင်တောင်မှပေ60လမ်းမှာဖြစ်ပတ်ပတ်ချန်ထားပြီးအရန်ထားပြီးတော့ဒီပေ60နဲ့40နဲ့တတ်မှတ်တဲ့အတိုင်းပဲထားပြီးတော့ဒီတိုင်းပဲဆက်လက်ပြီးတော့လောက်ပေးတော့ပါတယ်လောက်ဆောင်ပေးပါလို့ကျွန်တော်ဒုထချက်နဲ့ကျွန်တော်တင်ပြချင်ပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီကျွန်တော်ချင်းလူမျိုးတွေအများဖြစ်တော့တရားမှာ90ရာခိုင်နှုန်းကဘာလို့ခရစ်ယာန်ဖြစ်ပါလဲ။ဒါကြောင့်လို့ကျွန်တော်ရောက်တဲ့နေရာတိုင်းမှာဘယ်နေရာလဲဘယ်ရောက်လဲဘယ်နိုင်ငံပဲရောက်ပထမအိုးဆိုကျွန်တော်တို့ကဘာလဲဖျားဝတ်ပြုတ်ဖို့အတွက်ကျွန်တော်တို့ဘာလို့လူချင်းဖြစ်ပါလဲ။ဒါကြောင့်လို့ခုကျွန်တော်ဒီမေပလီမှာဒီကြောင်းလည်းကျွန်တော်ကြည့်တဲ့အခါမှာဖျားချောင်းတီမီနေရာမရှိတော့ဘူး။ဒါကြောင့်မလို့ဟောတို့ကလည်းစင်းလေးဆောင်မှာစင်းလေးဘယ်လောက်တော့ကထရောဘက်ကဦးစီးတယ်လည်းကျွန်တော်ပြောထားခဲ့ပါတယ်ဒါလည်းဒီတော့လူချင်းတဲ့နေရာလေးကိုပြောပါဆိုတော့ကျွန်တော်တို့တတ်မှတ်ပေးလိုက်ပါတယ်တတ်မှတ်ပေးတဲ့အတိုင်းပဲကျွန်တော်တို့ဖျားချောင်းတွင်နေရာလေးကိုလောက်ထားပေးလိုက်ပါဦးစီးထားမှလာတဲ့တောင်းလဲ
အင်ဂျင်နီယာဖွဲ့ရတယ်အဲ့ဒါကိုစဉ်းစားပေးပြီးတော့လူကြီးတွေနဲ့ညှိပေးပြီးတော့အဲ့ဒါကိုဗာလဲဖျားချောင်းအတွက်နေရာလဲတော့အခုအထက်နဲ့ချန်ထားပေးပါလို့ကျွန်တော်မျိုးတောင်းပြချင်ပါတယ်ဥပမာအခုကျွန်တော်အဲ့ဒီမြောက်ပြပလဲမှာတောင်းပလဲမှာအဲ့ဒီရေကောင်ကအောင်သားလေးမှာဗာလဲလမ်းစုံအနားလေးကိုဒီထွေရောက်လူကြီးတွေကစုရှိတွေကပြောတဲ့ကျွန်တော်အဲ့ဒီနေရာလေးကိုဟောင်းသိချင်းကြတဲ့အတွက်ဆိုတော့ကျွန်တော်တို့ဒီလိုပြောထားလိုက်တယ်အခုကျွန်တော်တွေ့ကြမှာတော့မှအေးမေခွက်၄၅ခွက်လို့ပြန်ပြီးတော့ခေါ်လိုက်တယ်အဲ့ဒီမှာဆိုတော့ကျွန်တော်တို့မြေဗာလဲမြောက်ဟောင်းဖျားချောင်းခွက်ဒါဘယ်လို့မှမဖြစ်နိုင်ဘူး။ဘာလို့ဆိုအတင်းတော့အကြီးဆုံးဒီချေ200ကျော်ရှိတယ်။အဲဒီမှာကျွန်တော်ငူကျူချောင်းရှိတယ်။နောက်ပြီးတော့ခမ်းမဆောင်ရှိတယ်။နောက်ပြီးတော့ဘယ်ဖျားချောင်းဝိုင်းထဲမှာဗာလဲဆရာတွေနေဖို့အတွက်ဆရာတော်တွေနေဖို့အတွက်ကွာတာတွေလေးငါးရီတော့ကျွန်တော်ဆောက်ချင်တယ်။အဲဒီခါကျတော့ဘယ်လို့မှနေရတော့မဟုတ်ပါဘူး။ဒီတိုင်းဆိုကျွန်တော်ဖျားချောင်းဟိုးရှူးထဲမှာသွားဆောက်ဖို့ချိန်နေဖြစ်နေတာ။ဒါကြောင့်ဘာပဲဖြစ်ဖြစ်လူကြီးအားလုံးဆိုတော့ကျွန်တော်တင်ပြချင်တာတော့ဖျားချောင်းကတော့အတက်နိုင်ဆုံးအခုချိန်ရစားပြီးတော့နေရာတမပေးလိုက်ပါကျွန်တော်လူကြီးတဲ့ဟောအရင်ကထွေရောလူကြီးများစီမှာကျွန်တော်တင်ပြချက်အတိုင်းပဲနေရာလေးမှာကျွန်တော်ပတ်ကြည့်ပြီးတော့နေရာတမပေးလိုက်ပါချန်ထားပေးလိုက်ပါလို့ကျွန်တော်အမျိုးမျိုးကျွန်တော်တောင်းပန်ချင်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်လို့လူကြီးများကျွန်တော်တို့ဒုက္ခတွေများအတွက်ဒါလည်းစိုက်ပြင်ပါလူပြင်ပါအချိန်ကုန်ပြီးတော့ငွေကြေးကုန်ပြီးတော့လောပေးတော့သွားတဲ့အပေါ်မှာလည်းကျေးဇူးတင်ပါတယ်လောပေးသွားတဲ့အပေါ်မှာလည်းဖျားသခင်ကလမ်းပြပူဆောင်ပြီးတော့ကောင်းချီးပေးပါစေလို့ကျွန်တော်အလုံးကလည်းဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်။အောက်ဆိုကျွန်တော်မီနီထားမြေပြတ်မှုကလေးမျိုးလိုမဟုတ်ဘူးမြေပြတ်မှုပေါ့ကျွန်တော်တို့ကပေ60ပေ100ထားရှင်ပေ100ထားလိုက်ပေ100အောက်ရောက်ပေ60ကျွန်တော်ပေ40တော့မှအိမ်ကိုတက်ကိုကျွန်တော်တို့ကပေ40ပြင်မှာကျွန်တော်လမ်းနေမရှိသေးဘူးအဲ့တော့တက်လိုက်အိမ်ကိုကျွန်တော်တို့ကအောက်ရောက်ကျွန်တော်တို့ကအိမ်ကိုအတိတ်ကအိမ်မျိုးပဲဒီနောက်ကကျွန်တော်ဒီမှာဒီနေ့တင်ပြပြီးတော့တော့ဟာဒီကတက်ဆက်ချင်ဒါတော့မှသူတို့မိကောင်းပြီးတော့ကျွန်တော်တို့ကဘာလို့ပြောဆက်ဆရာရှင်နေလေးတိုင်းမဆက်ပြပါကျွန်တော်မြင်ပြတ်မရနိုင်ဘူးဒါလည်းကျွန်တော်တို့တွတ်ပြီးတော့မှတိကျလို့ရအနိုင်ဆုံးကျွန်တော်တို့မြင်ပြတ်ရနိုင်ပြီးတော့ဒီပါပုံတယ်တိုင်းဒီကိုကျွန်တော်တို့ဆက်ပြီးတော့ဆိုဒီနေထားတွေမှာကျွန်တော်တို့လမ်းလဲမကောင်းဘူးအိမ်လဲရှူလဲရောက်တယ်ဆိုတော့ကျွန်တော်ပြောချင်ပါဘူးဖြစ်နိုင်ဘူးလို့ဒီလေဝဲလို့ကျွန်တော်ကလုပ်ချင်တာပေါ့ဒါပေမဲ့ဒီမီနေထားပြောလာချင်တယ်အဲ့ပါလဲကျွန်တော်ကွင်းစစ်မဖြစ်ဒီဟာတွေကဘုံကဒါရဲ့ကျွန်တော်တို့ကယူထားဖြစ်ပြီးတော့ကေဆောက်တာဆောက်တယ်မလားဒီသက်ပါရကျွန်တော်ကတိုက်ကြည့်အောင်မှန်တယ်ခင်ဗျားပြောလို့ဒီမှာကြည့်လိုက်ရင်လာရောပေါ်တဲ့အခါဒီဟာကြီးဆွဲတဲ့ဟာကိုမြင်စင်းကကိုလုံးကျူးတဲ့တိုင်းမျိုးဆွဲပါအောင်ဒီလိုပဲကျွန်တော်တောင်းလို့ဆွဲရတာဒီမှာတော့လာပါဆိုရင်ဒီမှာကျတော့ဟိုဖြစ်လို့ရှူရင်းဆောက်တယ်ဆိုတာကျွန်တော်ဆောက်ချင်ပါဒါပေမဲ့မီနီထားချင်းတော်မီနီထားတော့ဆောက်တယ်ကျွန်တော်ချင်းလို့တူပါတယ်ဒီမှာကျွန်တော်34နှစ်ကျွန်တော်အားထားမှာတော့ဆိုတော့29နှစ်ကျွန်တော်အရင်ကထောက်ဆောင်ပါတယ်9နှစ်ကျွန်တော်ဝင်ကြီးထောက်ဆောင်30နှစ်ထောက်ဆောင်ကျွန်တော်ချင်းမြင်လို့ချစ်တယ်ချင်းမြင်လို့ချစ်လို့ဘယ်မှမပေါ့ဒီဟာလည်းကျွန်တော်တကယ်ကိုအကောင်းဆုံးအနေထားနဲ့ကျွန်တော်တို့ဆောက်ရဖြစ်တယ်ဘယ်သူမျက်နှာမှမကြည့်ဘူးအားလုံးညီတူညီမျှကောင်းအောင်ဆိုပြီးတော့အများဆုံးအားဖြစ်ပါပြီးတော့ကိုလူချင်းတဲ့ခိုင်းတော့ကျွန်တော်တို့ပြင်ချင်တယ်သူ့တော့အတင်းထားရတော့မဖြစ်နိုင်ငါကောင်းအောင်လူချင်းခင်ဗျားတို့တင်မြေပမကောင်းတယ်မြေပအောင်ကောင်းချင်နားလည်းပေါ့နော်နောက်ကိုကျွန်တော်ဒီ perfection မှာလာကိုမှတ်တယ်ပြောကြတယ်ကျွန်တော်တို့ဒီမမှတ်ပါဂရိတဲ့ကြောင့်ရှိပါတယ်ကျွန်တော်တို့ခင်ဗျားတို့ကိုစေးအောင်အစင်လာကလေးစေးအောင်စင်လာဘောလုံးပဲကျုံမဘောလုံးပဲတော့မမှတ်ပါဂရိတဲ့အဲ့ content ပါဒီဟာကိုနောက်ပိုင်းကျရင်တောက်လာခင်မယ်တက်ပြခင်မယ်ဆိုရှင်နံပါတ်3နဲ့တက်လို့ရနေထားပါအခုတော့ကျွန်တော်နံပါတ်3နဲ့တက်တယ်ပေါ့ဒီနာဆိုတော့ကျွန်တော်တို့ကြည့်ပြချင်ပါတယ်နားကောင်းအောင်လည်းလုပ်အောင်မယ်မြေကောင်းအောင်လည်းလုပ်အောင်ကျွန်တော်တတ်တယ်လက်ရှိအနေထားအအောင်ဆုံးပြောင်းကျွန်တော်တို့ကစူးစမ်းပြီးတော့ကျွန်တော်တို့ကစောင်းနေတာဖြစ်တဲ့အကြောင်းကိုသိချင်ပါတယ်တဆုတဝိတ္တဆိုတဲ့နေရာမှာကျွန်တော်နေသိချင်တယ်သို့တော်လည်းကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့430ကံကွက်ကစောက်ဖို့အများဆုံးသူတို့ကမိကွက်လာတယ်ဒီဟာကိုကျွန်တော်တို့ကမင်းလိုက်ပြီးတော့ဟိုမှာတစ်ကွက်ဒီမှာတစ်ကွက်ဟိုမှာတစ်ကွက်ဒီလိုစုစည်းပြီးစောက်လို့မရဘူး430ကခါတဲ့ချီတဲ့စောက်ဖြစ်တယ်ခုန430ကဆိုတော့ဆောက်ထားတယ်မှာတခြားရက်ကွက်ကလည်းတခြားရက်ကွက်ကလည်းဟာကျွန်တော်လည်းဆောက်ဆောက်ပြီးအိမ်ဘက်လူရှင်မှာဆိုတော့သူတို့ဒီနာ430ကမှာတပါအောင်အော်ဆိုခုကွက်ဒီကွက်ဆောက်လို့မရဘူးဒီထားကားလို့လူရမယ်ညာလည်းဖြစ်ရမယ်သူကတိတိပါလေတော့ဆောက်ပုံလာတဲ့ခါကျတော့အများဆုံး430ကကျွန်တော်က PC အောင်ကျွန်တော်က
ဆောင်ပြီးတော့အများဆုံးပြီးဆောင်ပြီးတော့မှဒီရစက်ကွန်ကမှာတော့စောင့်ကြည့်နေကျွန်တော်တို့ဒီအစိုးရနဲ့ထောက်ပေးတဲ့လူကျွန်တော်ကမင်းနိုင်ပြီးတော့ပေးရမှာရှိတယ်အဲ့ဒါမှလည်းမင်းနိုင်လို့ဆိုတာလည်းဒီကျွန်တော်တို့ဒီရစက်ကွန်ပါလေမြို့ဟောင်းအများစုဖြစ်ပါတယ်တော့ကျန်တဲ့အားဖြစ်ပါတယ်အများစုမြို့ဟောင်းနေရမှာဒါပေမဲ့အားလုံးမြို့ဟောင်းတစုတူဝေးသေးဆိုတော့ကျွန်တော်ကဒီမီနေထားရဲ့ပုံကြောတင်ပြသားလို့လည်းခဲနဲ့ဒီကျွန်တော်တို့ဒီရစက်ကွန်ဒီရနဲ့ဆောက်ပြီးတဲ့ဆိုတော့ဆောက်ပြီးတော့ဆောက်မှာတော့ကျွန်တော်တို့ကအများဆုံးပြီးနေအောင်ကျွန်တော်တို့ကရှိတဲ့ညီခွေတွေဆိုထားဖြစ်တယ်အစကျွန်တော်စီးရုံမှာတတ်မှတ်ထားတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ကဒီနေရာတတ်မှတ်ထားရင်လူအားလုံးဒီမှာခုနဒီကဒီနေစုဒီစစ်ဒီကလူကလာအောင်မယ်လူ2000ကျော်လာအောင်မယ်ဒီဖက်လာအောင်မယ်ဒီဖက်ကဒီဖက်ကစီးရုံမှာလာတဲ့နေအများကြီးပြီးပေါ်မှာအဲ့ဒါလည်းစဉ်းစားပြီးစီစဉ်ဒီဟာကိုစာပြင်မှာလည်းဒီဖက်မသွားရတာစီးရုံဆောက်ပြီးမှာမရပါဘူးစီးရုံဒီရဲ့တောင်းလေသူတောင်းလေအလဲမှာစီးဖို့လိုပါတယ်အရင်ကကျွန်တော်တို့ကဒီမှာစီးရုံတတ်မှချင်းဟာဒီနေရာမှာကျွန်တော်တို့အိမ်ကွက်အားလုံး400ကျော်900လောက်စက်မဲလို့ကျွန်တော်တို့စခဲ့သို့တော်လည်းခေနာလို့ခါကြတော့မင်းနဲ့ရှူလေးဖြစ်နေလမ်းအောက်ထဲဒီမှာကျွန်တော်တို့အိတ်ကြတဲ့မှာရှိတယ်လေဆိုတော့ရှိပင်နေတာမင်းရှူလေးဖြစ်နေပြီမှာပါဝါလိုင်းရှိတယ်ဒီပါဝါလိုင်းကပါဝါဘစ်တစ်ဖက်ချက်ကျွန်တော်50တော့ပွားဒါလည်းဒါတော့မှဒီဖစ်စစ်ကတော့55ပြီလို့လုံးဝနေရာမရှိတော့လို့ဒါတော့ဈေးစပြီးတော့မှကျွန်တော်ပြင်50ပြီးကြပွားတယ်အဲ့ဒီပြပွားတော့နေဆောက်တယ်ဆိုတော့ဗီဒီယိုလည်းပွားနေတယ်လမ်းလည်းကဝမ်းမချင်တယ်ခင်ဗျားတို့အိမ်လည်းကောင်းကျွန်တော်ဖြစ်နေတော့ဒါလည်းကျွန်တော်လည်းဖြစ်ချင်တယ်သူ့တော့လည်းမီဒီထားတော့ဖြစ်တယ်ဒါလေးတော့နားလေပြီးစီကျွန်တော်တို့နားလေပြီးစီကျွန်တော်လည်းအကောင်းဆုံးလုပ်စီချင်တယ်တဆူတူဝီပြထားစီမှာလေဒါမှမဟုတ်လားလို့ဒီရစကွန်ကွက်တီအများဆုံးကျွန်တော်ဆောက်ဖို့လုပ်တာသူတို့ယူလာတော့သူတို့ယူလာရင်ဒီကွက်သူတို့ယူလာတဲ့ချက်တိုင်းအသိမြင်အောင်လုပ်မြေဖော်ထုတ်ပေါ်မှာဘယ်လိုအားလုံးစိတ်ရမ်းရလာလို့ပြီးလို့ဒါပေမဲ့ဘာဖြစ်လာလို့ပြီးနိုင်လို့တော့ပဲရတယ်ဒါရုံနဲ့ကျွန်တော်ကသိစေချင်တာဆိုတော့ဒီ၄ရက်စက်ကတော့ခုနကအားဆောက်ပေးချင်ပါတယ်ဆိုတော့ပုံပူလိုပဲကျွန်တော်ကမင်းနိုင်ပြီးတော့မှချဖြစ်တယ်ဒီရက်စက်အဲ့ဒါမှတော့မြေဟောင်းပိုင်းမှာပဲဘိုးဘမြို့တဲ့ပိုင်းပါ sorry ဇီအောင်တဲ့အင်းတော့ပေါသွားတဲ့ဟာတွေအဲ့ကပေါသွားလိမ့်မယ်ဒါတော့ဘယ်တော့မှဖြစ်ရှင်းလို့မရဘူးတဘောပေါမချင်ဘူးဒါပြီးကျန်တဲ့ဟာတော့ကျွန်တော်တတ်နိုင်ဆုံးတော့ဒီထားတော့ကျွန်တော်ကဒါတရားစီဝစင်းကြတယ်ကျွန်တော်နဲ့နေလိုဝင်ကြီးနဲ့ဥကျင်နဲ့ပေါင်နဲ့ဒီမှာရှိခဲ့လို့ကျွန်တော်တော့ပြီးအတတ်နိုင်ဆုံးဒီကျွန်တော်တို့အင်အားပေါ်ထုတ်ချင်းကိုကျွန်တော်ကဒီဝင်ကြီး3ယောက်ပဲဒီမှာဟာခါမချင်ခဲ့လို့ဒါကျွန်တော်တို့ပဲဥစီဆောင်တဲ့ဖြစ်တယ်အခုဒီနေရာချက်ထားရတယ်ကနေရာချက်ထားတဲ့ပုံစံပြန်ဖွင့်လို့ရှိပါတယ်ဒါလည်းတခြားဒီထဲမှာပါတဲ့ဝင်ကြီးတို့တောင်းရမှာဖြစ်တယ်ခုကျွန်တော်တို့အင်အားပေါ်ထုတ်တဲ့နေရာချက်ထားတဲ့ကျွန်တော်ကခက်ခဲပြလာလို့ကျွန်တော်ကိုယ်တိုင်လည်းဒါစောဖို့တင်ပြထားပါတယ်ဒီဟာကိုနေရာပြန်လဲနေရာချက်ထားရေးပုံပြီးထွက်လာပါတယ်အဲ့ဒီနေရာချက်ထားရေးပုံနဲ့ပြန်ပြီးလိုက်ဆိုတော့ကျွန်တော်တို့ကတော့အင်ထူထောင်ရင်းနဲ့ဒီဘက်ထူထောင်ရင်းနဲ့အင်ဆောက်ဖို့ဒါကျွန်တော်တောင်းတယ်ဒါတော့အကောင်းဆုံးအနေနဲ့ကျွန်တော်တို့ကအင်ထောင်ရင်းနဲ့အကောင်းဆုံးအနေနဲ့အင်နောက်ထပ်မပြူအောင်ဒါကျွန်တော်တို့လည်းလမ်းပြန်ပတ်တယ်ဆိုကျွန်တော်ပြန်ဖြည့်တယ်ပြည်တဲ့ခါကျတော့ဘာဖြစ်လာလဲဆိုအပေါ်ဘက်မှာမှတ်သွားတယ်မတ်တကဆော့ပြီးတိုင်းကိုလုံးကျွန်တော်တို့ပြဖြတ်ရဖြစ်တယ်။အော်တော့လမ်းပြန်ပြည်တဲ့ခါကျတော့ကဘာမှမပြီးတော့ပြန်ပြုံမှာမလို့ဒါကျွန်တော်တို့ဒီနှလုံးကိုတက်ပြီးတော့ပြန်ပြီးတော့ကြာရှိမှုရှိတယ်။ဒါလေးတော့ကျွန်တော်တို့နားလည်ပြီးစီချင်တယ်။အကောင်းဆုံးအချိန်နေနဲ့စောင်းပြီးတော့မှဘာမှပြပြချက်မှမရှိတဲ့အဲစင်တာနဲ့ဆောင်းတဲ့ဟာလို့နားလည်ပြီးစီချင်တာ။ခုဖြစ်ချင်တာအများကြီးဖြစ်ချင်တယ်။ဖြစ်ချင်တယ်။ဒါပေမဲ့ကျွန်တော်လည်းဖြစ်ချင်တယ်ခင်ဗျားတို့။ခင်ဗျားတို့ချစ်တဲ့ခိုင်ခက်ကိုကျွန်တော်ပူပြလို့ချင်တယ်။ဒါပေမဲ့ကျွန်တော်တတ်တယ်။တော့လည်းပြည့်တဲ့တရားဆိုကျွန်တော်လုပ်ချင်ပြီးတရားလို့ပြီးပြန်ဆိုလို့ချင်အကုန်ကပြခင်းချင်တယ်ဒါပေမဲ့ရမှုချင်တယ်မရဒါတော့ဒီမနေ့ကျွန်တော်တို့1 point ကောင်းတာတော့1 million ပဲပြောလို့ပြီးတော့ကျွန်တော်ချင်းမဲ့ဝင်ချုပ်ကိုလိုက်စောရကတပြီးမှာအရေးပြန်တော့ဆိုလို့ point ကျွန်တော်ပြန်ရတယ်ဒါတပြီးတော့6 million ပဲရှိတယ်ကျွန်တော်တို့က1 million အများကြီးကျွန်တော်တို့ချင်းမဲ့တယ်အများကြီးဖြစ်တယ်တခြားနေရာမှာအိမ်တလုံးပြောတာ3သိန်းလောက်သုံးသိမပြီနောက်ခါအင်း9လောက်ပြီကျွန်တော်တို့ဟာခက်ခဲဆုံးဖြစ်လို့အခုလူအင်း40တင်တာစောက်ပြတာဒါယူကြည့်လို့ဒီချင်းမျိုးကျွန်တော်လည်းကျွန်တော်ကြည့်တယ်တကယ်လည်းသူကြည့်တယ်ဒါစောက်ပြတဲ့ဒီဝန်ထမ်းပုံစံမျိုးကိုတောင်းဆိုမယ်အရင်ကြည့်တယ်ဒါပေမဲ့ကျွန်တော်စောက်ပြဟောလိုက်တော့ကြည့်တယ်ဆိုတော့ပြောင်းမှမဆက်ဘူးကျွန်တော်တို့လိုမှနေ
ကျန်ပြုတ်စေချင်ပါတယ်ဆွေးနွေးစေချင်ပါတယ်အကောင်းဆုံးနေတဲ့ဆွေးနွေးပြပါအကောင်းဆုံးနေတဲ့ကြံလာပြုတ်ပြပါဒါကိုကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်တို့လည်းငါတို့လာကြည့်ပါကျွန်တော်ရှင်းတဲ့ဆောင်မြဲရှိပါတယ်လူငါ့ကိုပြန်ကျွန်တော်လုပ်ပါတယ်လုပ်တဲ့အချိန်မှာကျွန်တော်တို့လာပြီးမှကျွန်တော်တို့လာပြီးမှလာကြည့်ပေးစေချင်တယ်ကက်နဲ့လို့ကျွန်တော်ရေပြောလည်းကြုံသွားတယ်ဒီပေါ်မှာလုံးဝသူကမြေကွက်60လောက်ပြရထားတယ်တကယ်သွားတဲ့ခါကျတော့လုံးဝဆောက်လို့မရဘူးကျွန်တော်ကိုယ်တိုင်တောင်းပြန်ဖက်ကိုဆက်ဆူပြီးတော့ပြတ်တိုက်မှဆိုတယ်တကယ်ကိုနေရကက်လို့ဆောက်လို့ဖြစ်ဒါလေးတော့နားလည်ပြစီချင်ပါတယ်ဒီဟာတော့ကျွန်တော်စေးရုံပဲဒါတော့လုံးဝနေရဖေရှားလို့မရပါဘူးဒီစေးရုံဒီအဲ့မှာကျမဝန်ထမ်းတွေဆောက်ဒါလည်းဒီမှာရှိတဲ့ဝန်ထမ်းတွေဒုက္ခရောက်တဲ့မြို့တဘာဝဘေးနာမတော့ဘူးဒီတစ်ဖက်မှာချထားပေးမယ်နောက်တစ်ဖက်မှာလည်းကျွန်တော်တို့တချို့နေရာချထားပေးမယ်အိမ်တစ်ထောင်အနေအဆုံးဒီမှာ3000ပဲဖြစ်သွားတယ်ဒါကိုကျွန်တော်ကြည့်တာဒီညအိမ်30ခုတပည့်ပြုံးပြမှာ ਨੇ ဒီစုကလေးဒီမှာကျွန်တော်ပြန်ပြီးမှရှာလာဖြစ်တယ်ပြင်လုံးနေရာနဲ့ဒီဘက်မှာလည်းကျွန်တော်လောက်ရတယ်ဆက်ချုပ်ကိုပြင်ရပါတယ်ဒါပြရလို့လူချင်းတဲ့နေရာအခုဒီအောက်ပိုင်းအားလုံးအောင်ကျော်လက်စတော့မပြပါဘူးဒီနေရာရှုဖြစ်တယ်စစ်မဖြစ်ဘူးဒါပေမဲ့လို့ဘုရားဒီဆရာကြီးလူထုတ်လူချင်းတိုင်းဘာဖြစ်လို့ဆိုတော့ဒီနေရာတော့ကျွန်တော်တို့မဖြစ်အောင်ဒါဆက်ချုပ်ကိုကျွန်တော်မြို့လူတွေလွှဲချက်တော့ပြန်ပြီးမှဖော်ထုတ်ပြီးတော့မှဒါပြန်ဖော်ထုတ်လိုက်ဒီမှာလည်းဆက်ချုပ်ကိုပြန်ပြီးတော့ဒီဘက်လည်းပြန်ပြီးထားပါတယ်တော့ခါကြောင့်ဒီဘက်မှာလည်းဘာကြည့်ပါဒီဘက်မှာလည်းဉာဏ်ကောင်းပါတယ်ဒီစီးုံနေရာလေးကိုတော့စီးုံနေရာပဲကျွန်တော်ပြောချင်ပါအားလုံးကြည့်ဘောလုံးပဲဒီမှာတော့ပညာရှိပါတယ်တတ်နိုင်တော့ပညာယူထားပါတယ်တော့ဒီမှာလည်းကျွန်တော်တို့ဒါဒီမှာစီးုံရှိမယ်စီးုံအရင်ကြီးအားလုံးဒီမှာရှုရှိတယ်ရှုတယ်မသွားမှာရှိပါတယ်နောက်ပြီးဒီမှာကျောင်းရှိပါမယ်ကျောင်းမှဆောင်ရှိပါကျောင်းရှိပါဒါလေးကိုမျက်စိမြင်အောင်ပြီးတော့မှပညာစီးုံကျောင်းအလယ်မှာဖြစ်တာအပေါင်းဆုံးရှိတယ်ဒီနေရာလေးကိုကျွန်တော်စိတ်ကိုစောက်ပြီးပညာလေးပြတာတော့မှကျွန်တော်ဘုရားသခင်ကကျွန်တော်ကြီးတို့ချင်းမှမှာဖြစ်ပါတယ်စိတ်ကိုအလယ်မှာဖြစ်ချင်းအဖြစ်အားလုံးတက်ပေါင်းဖို့ချင်တယ်တော့စိတ်ကိုကျွန်တော်ဒီညတော့လို့လည်းဒီနေရာလေးပုံမြင့်ဖြစ်တယ်လူနာရီအေးတဲ့ခံပြီးတော့ဘုရားကြမ်းမချစ်ခဲ့သွားတယ်ဒါဆိုဒီနေရာလေးအပေါင်းဖြစ်လို့အပေါင်းဆုံးဆိုပြီးတော့တော့လည်းလက်ခံတယ်အားလုံးလက်ခံချင်းပြီးကျွန်တော်စောင့်ပြတာလည်းဖြစ်ပါဒါရီလည်းခင်ဗျားတို့ပဲဖြစ်ပါတယ်တော့ကျောင်းဆိုတာလည်းစောက်ပေးပါဆိုတော့ကျွန်တော်ရောက်လို့ရှိပါဘူး။အမေကတပေးမှ60မိနစ်မှစောက်။အခုကတော့လုံးဝစောက်နိုင်မှာစောက်နိုင်လို့ကျွန်တော်ဒီခုဒါမဲ့ဝင်းချုပ်လာပါအောင်မယ်။ဝင်းချုပ်လာမှတော့ဖြစ်ပေါ်လိမ့်မယ်။ရံမွေရှိမှတော့စောက်လို့ရအောင်။ရံမွေမရှိတော့ဒါဝင်းချုပ်လာမှလည်းအဖြစ်ပြလို့ရအောင်။လို့ချင်တာတော့အများကြီးပေါ့ပြောတယ်မီရောရေရောပုံလို့ချင်တယ်ဒါပေမဲ့ရံမွေမှမရှိဘူး။ရှိတဲ့ပုံမှာကျွန်တော်တို့လုပ်ပြတာတော့နားရပြည့်စုံချင်တယ်။ကျွန်တော်တို့ဒီအများကြီးလူစာတတ်ကိုတွေ့ပြီးတော့ဖူဟာတဲ့ကိုရီးပါတယ်ဟာဆောက်မှာခြေပါတီကူတွေဆိုတာကောင်းပါဘူးလေခြေပါတီကူတွေဆိုတော့လုံးဝအကုန်ကောင်းခြေပါတီကူဆိုတာဦးလုံးချင်တယ်လို့ခင်ဗျားတို့ခံလို့ဆိုတီကူဖြစ်တယ်တော့မှလို့ပြန်ပြန်အဲ့လောက်ထိကျွန်တော်ပြောတာဒါပေမဲ့ကျွန်တော်တို့နားလေလူချင်တဲ့ဟာတော့ဖြစ်တယ်လာပြီးပါကျွန်တော်လာလို့ပါလာပြီးမှဆွေးနွေးဒီဘက်မှာကျွန်တော်စောက်တဲ့နေတာကြည့်ပြီးပါအဲ့ဒါဆိုကျွန်တော်တို့လောက်ခက်ခဲနဲ့ခင်ဗျားတို့ပြောလို့ရဆိုတာဒါပြောပြီးတော့ကျွန်တော်တို့ကတော့ဘလူချင်လို့မပေးချင်လို့လုံးဝမဟုတ်ပါဘူးမီနီယာခက်ခဲမှုကျွန်တော်တို့ကဒီထက်မှအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ကအားလုံးဒီကခင်ဗျား30နေအကောင်းဆုံးနေရာဖြစ်ပါစေဆိုမှယူထားတယ်ဖြစ်ပါတယ်အခုနောက်ထပ်ရွေးမယ်ခင်ဗျားတို့အကောင်းဆုံးဆိုတဲ့ခင်ဗျား30နေပြီးတော့မှကောင်းတဲ့နေရာကိုပြီးမှဖြစ်ပါတယ်ဒီမှာသဘာဝဘေးနာကြတယ်အကောင်းဆုံးနေပြီးတော့ဒါလေးတော့နားလေပြီးစီအမေပြန်လိုက်တာတော့ဒီကြိုလေးကဒီစက်ကိုယူနေတယ်ဒီနေရာပြန်နဲ့နဲ့မယ်အဲ့ဒါကြတော့အင်းညာချတိုင်းပုံနေရတယ်ကျွန်တော်ပြန်ပြီးတိုင်းပြီးတော့ကျွန်တော်ပြန်နိုင်တယ်တိုက်ပြီးတော့မှအနည်းဆုံးနေရာတွေတော့ကျွန်တော်ကြားကြောင်းစောက်ဖို့လိုရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်မြင်လိုက်တယ်ဆိုရင်တက်တဲ့ဆိုတော့ပြောင်းပြတဲ့ကျွန်တော်ပြောထားပြတာပြီးတော့မီညာကြည့်မယ်မီညာကြည့်ပြီးတော့ကျွန်တော်ပြောင်းရဒီလိုလိုရှိတယ်အဲ့ဒီတော့တင်လို့ရှိနိုင်တယ်အတိအကျနေလို့ရလားအင်းညာချလိုက်တော့ကြည့်ပြီးတော့မှအစုတစီရလို့ဆိုရင်အစုတစီကိုခင်ဗျားတို့ကြည့်ရတင်းနေတော့တော့တက်ပြီးတော့မှတော့မင်းနိုင်မအဲ့မျိုးဟောတော့မှဘုရားတို့တော့ရှိတယ်ဒါလည်းမသိဘူးတော့မျိုးဟောတော့ဘုရားတို့ပြလိုက် HP ဆို just ပြချင်းပြချာ believer ရှိတယ်တော့တခြားကွာရှိတယ်ဆိုတော့ဒါလေးပါကျွန်တော်တို့သူ့လို့ဆိုလိုက်ပြန်ပြီးမှပြန်ကြည့်ပြီးတော့အနည်းဆက်ဆုံးနေရာမှာကျွန်တော်ဘုရားတော်ကျွန်တော်ပြေး
အော်ဒီမြောင်းရဲ့ HPC ရဲ့ဖြစ်မှာအများကြီးပြီးတော့မှသူ့ရဲ့ဖျားကြောင့်တော့ဆောက်လို့လည်းမရဘူးသူနဲ့နိစ္စမဆောက်ဘူးရှိဒါလည်းကျွန်တော်စဉ်းစားထားတယ်ဒါလည်းအားလုံးသိစီကြတော့ဒါအားလုံးနားလည်စီတော့ကျွန်တော်တို့ဖျားရဲ့ဒီဇိုင်းနဲ့တိုက်နေအောင်ကျွန်တော်ဆောက်ရတယ်ဒါပေမဲ့လူချင်းတိုင်းဖြစ်မှလာတော့မြင်နေချားရဲ့အရာတော့ကျွန်တော်တို့ရဖြစ်တယ်ဆိုတော့နားလည်စီချင်တယ်ဒါလည်းတော့ကျွန်တော်သိချင်ပါတယ်ဒီတိုင်းရဲ့တဲ့322လုံးစုစုပေါင်း932လုံးကိုကျွန်တော်တို့ကဒါပထမဦးစားပေးအနေနဲ့ကျွန်တော်တို့စပြီးတော့ကျွန်တော်တို့ဒါကိုရည်ရွယ်ပြီးတော့ကျွန်တော်တို့ကအဓိကအရေးပေါ်အခြေအနေနဲ့ကျွန်တော်တို့စပြီးတော့ဒါတောင်းပန်ရည်ရွယ်ခြင်းဖြစ်ပါတယ်။နောက်ဘက်ပိုင်းတော့ကျွန်တော်တို့4မိုင်5မိုင်တက်ကြတယ်အဲ့ဒီပတ်ဝန်းကျင်မှာကျွန်တော်တို့ဒီနေ့ကရည်ရွယ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့ကအနေအရရည်ရွယ်တဲ့အနေမှာကျွန်တော်တို့မျက်နှာပုံပြင်အခြေအနေပေါ့ဒါရီယာတောင်းတောင်းနဲ့ထူထပ်တဲ့နေရာတွေဒါရီလက်ရှိအခြေအနေလေးတွေကိုကျွန်တော်တို့ဒါပြင်ပြထားခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဓိကဒီလူပြနဲ့ဒေသစီမံကိန်းတွေနဲ့ကျွန်တော်တို့ဒီတောင်းပန်ရေးဆွဲတဲ့နေရာမှာကျွန်တော်တို့ရင်းနေရာသဘောကဘေးရန်နေတဲ့ဇုံဝင်းမှာကြားရမှုအခြေအနေနဲ့ကျွန်တော်တို့ဥဆောင်ဆက်သွယ်ရေးပေါ့နော်ဆက်သွယ်ရေးကောင်းမှုဒါမျိုးလေးတွေပေါ်မှာကျွန်တော်တို့ကအခြေပြုပြီးတော့ကျွန်တော်တို့ကရေးဆွဲရတာဖြစ်ပါတယ်ဒီကတော့ကျွန်တော်တို့ဒီစာပေလုပ်တဲ့အခြေအနေလေးတွေပေါ့နော်။ရင်ကျွန်တော်တို့အခုစပြီးတော့ဆွဲတဲ့အခြေအနေလေးကိုကျွန်တော်တို့ဒါပြင်လာခြင်းဖြစ်ပါတယ်။လက်ရှိအခြေအနေနဲ့ဒီကအခြေအနေတွေကိုကျွန်တော်တို့ဒီမှာပြောရရှိရတဲ့ကျွန်တော်တို့တောင်းလို့နောက်တော့ရှူရပါတယ်။ဒါတွေကိုဖြတ်ပြီးတော့နောက်ပြီးတော့ဒါအပိုင်းတင်နေကြတော့ကျွန်တော်တို့ဒါလက်ရှိအခြေအနေပေါ့နော်။ဆောက်ထားပြီးတဲ့အခြေအနေကိုကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တင်ပြသွားပါတယ်။ဒီဘက်မှာတော့အားလုံးဘေးတော့406ပေါ့နော်သူပေါ့အဲ့တော့အဲ့ဒီထဲမှာလည်းကျွန်တော်တို့ကဒီဘက်မှာကျွန်တော်တို့ဒီဘောကအမကကြောင်းပေါ့နော်အမကကြောင်းဒီနေရာတွေလည်းကျွန်တော်တို့ကဒီမှာကျွန်တော်တို့လုပ်ထားပေးပါတယ်နောက်ပြီးတော့ခုနကတော့ကျွန်တော်တို့45ဒီကကျွန်တော်တို့ဟိုပေါ်လေးမှာရှိတဲ့ကျွန်တော်တို့နေရာလေးပေါ့အဲ့ဒီနေရာမှာလည်းကျွန်တော်တို့ကတော့ပထမတော့ကျွန်တော်တို့ဒီမှာအကွက်တွေကိုရိုက်နေပါလေဒါပေမဲ့ဒီဒေသရဲ့ကျွန်တော်တို့ယာရာပြပါတယ်ဒါဘောလုံးဒီဘက်ကတန်းနေဆိုမှာနောက်တစ်ခုကျွန်တော်တို့ကပေါ်ရနေရာလေးပေါ့ကျွန်တော်တို့3ရေကားလောက်ရှိပါတယ်။ဒီလားတော့ကျွန်တော်တို့ကဒါကျွန်တော်တို့ကခုနကတော့ခါးရေပေါ့ခါးရေဆိုတာလည်းကျွန်တော်ကကျွန်တော်တို့လေးကိစ္စနေတဲ့တန်ဖိုးသိနေရအခြေအနေလေးပါ။ဒါတော့ဒီနောက်ယူရီလေးပေါ့အဲ့တော့အဲ့ဒီနေရာကိုကျွန်တော်တို့ကဆေးရုံတော့ပြရတာ။ဒါနဲ့ဆေးရုံကြီးသူ့ရဲ့ဆေးရုံကအမြင့်ကြီးတွေဆွန့်လိုက်တဲ့အခါမှာဒီယူရီလေးဧရိယာတွေဒီမှာပေါင်းပြီးတော့ဒါမြင့်ကြီးတွေဒါကာလတာရှိတဲ့အခါမှာမကောင်းဘူးဆိုတဲ့အတွက်ကြောင့်အဲ့ဒီအောင်ကျွန်တော်တို့ကတောင်းဖို့ကျွန်တော်တို့ပြုတော်ခံပါရဲ့ကျွန်တော်တို့ကနောက်ပြီးတော့ဒီအလကာလက်ရှိကတော့အလကာဒါပေမဲ့ဝန်ကြီးချုပ်ဒီအားလုံးကိုပေးလာတော့ချို့ကျွန်တော်စားရည်ရလေးတွေကျွန်တော်ခြံထားခဲ့ပါဘာကြောင့်ခြံထားခဲ့လဲဆိုတာဒါကွန်ကတူစပြီးတော့ရှာပါတယ်ဒီမှာကျွန်တော်တို့ပြင်ပြရတယ်နော်ဒေသရဲ့ဒေသရဲ့အာကာပလန်ကမ်းမှာတို့ကနိုင်ရအောက်ကတည်းကတော့ပြင်တယ်တို့နေရာရဆောက်လို့တို့လည်းရှိတဲ့အခါမှာဒီကကြတဲ့ပြာ73မှနေ3ပါလို့ပြာ74 3ပါလို့ကြာဒီဘောကဒီနေရာရတို့လေးလည်းပြန်ပါတယ်တို့ဒီအောက်မှာကျတော့ဒီဘောကဒီကတော်ဦးစီးဌာနရဲ့ချင်းဆိုင်ရှိပါတယ်အဲကြောင့်တို့အဲ့ဒီအရာတွေကိုခြံရပြီးတော့ဒီဘောကနေတို့ဒါဒီကတရားပြောလို့ရှာလို့ရပါတယ်ဒီဘောကကျွန်တော်တို့ဒီလိုဆိုရဲပြည့်ရတယ်သေးသေးတိုက်တာလည်းဆက်လက်ဆောင်ဒီလိုတင်းနေရှာတဲ့နေရာကိုကျွန်တော်ပြန်ဆက်ပြီးတော့ရပါတယ်။ဒါကြောင့်လို့ဒီနိုင်နေရာကိုကျွန်တော်တို့လည်းဆောက်လို့ရတဲ့နေရာကိုနှုတ်လိုက်လို့ဆိုတော့ဒီက130 130ဘုံကျင်တော့ကျွန်တော်တို့တာမှတ်ပါပါတယ်။ဒါကြောင့်ဒီနေရာမှာ130 130ဒီကဘုံကျင်ရတယ်ဒီကအင်ဂျီအားဖြင့်တို့ဒီ60ပဲလေဆိုတော့ကျွန်တော်ကွက်ပေါင်း1000လောက်ကိုကြားနေတယ်ကျွန်တော်ဒီက။ဒါကြောင့်လို့ဒီနေရာမှာကျွန်တော်အသေးသေးတာဒီဆိုရတဲ့တင်ပြပြီးတော့ဥကျရတယ်ကျွန်တော်နောက်တော့ရှာပြရတယ်သူကအသေးသေးဒီကိုယ်စရတဲ့နေရာကိုဆက်လက်ဆောင်လုပ်နေပါတယ်။ဒါပေမဲ့ခုမှတော့သူကလက်ရှိတို့ကရောက်နေတယ်ဒီ930တလုံးတော့ပူဇော်ပြီးတော့ဆောင်ရနေတယ်ဒီလက်ရှိတော့ရှာထားတဲ့ဟာလေဒီမြေပြင်သေးသေးကိုတိုင်းနိုင်တယ်ပေါ့ဒီဘက်ကကျွန်တော်ဒီသေးမှဖြစ်သူ930တလုံးကိုကျွန်တော်လေးကျွန်တော်ပြီးသွားရင်တော့ဒီနေရာသက်ဆိုင်တဲ့ခါကတော့တော့ဒီကဖြစ်ပါတယ်အဲ့ဒီညောင်းဆိုရင်တော့ဆောက်ဖို့နောက်ကဆောက်တော့ရရှိတော့အောင်နောက်ကနေရာပြည့်ပြည့်နဲ့အပြန်ပေါ်လေးတော့ဆောက်ဖို့အော်ဒါစိတ်ကရရှိ
တော်မိုင်းနဲ့ရေးဖာပြီးရှင်းလို့ရတယ်တော့40ကျော်တာလည်းမရှိပါဘူးကျွန်တော်တို့အဲ့ဒီလားကိုလောလောဆယ်မိသားစုအနေနဲ့ဆောင်ရွက်တော့မှာမိသားစုနဲ့ချုပ်နေတာအရှိဒီမှာကတ်ရတာအရှိအဲ့လိုအရှိဆောင်ရွက်ပြီးတော့မှာဖြစ်ပါတယ်နောက်ဒီမြို့ပြည်သားတော်မှာမြေမိထားရအဲ့လိုအပ်တဲ့နေရာမှာမိကနိုင်ရလို့ဒီချင်းနိုင်ရလို့နောက်ကဒီ GPO လို့ပါတော့ဘယ်လိုပေါင်းလာလို့ဆက်လက်ပြီးတော့ဆောင်ရွက်သွားဖို့ရှိပါတယ်နောက်ကျွန်တော်တို့ဒီလမ်းနဲ့ဒီငါးဒီဆောင်ဘယ်လိုမှလုပ်ဆောင်ခွဲရန်တာဒီစီကိုအားထုတ်နေတာခွဲရန်လည်းရှိပါတယ်အဲ့ချက်တော့ကျွန်တော်တို့ဒီနေ့ဒီဆုံးဖြတ်ပြီးတာ900တိုးဆက်ပြီးဖြစ်ပါတယ်နောက်လက်ချက်နေရာလက်ချက်ရှိပါတယ်အဲ့တော့ကျွန်တော်တို့လက်ချက်ဒီသားကတော့ပို့တော့ဆက်လက်ပြီးတော့ဒီစီဘာမှဒီဆောင်စုပြရတဲ့ဒီလိုဆိုတော့ဒီကပေါ်လို့နေရမှာတက်တဲ့ဆုံးကျွန်တော်နားတော့ပြီးပြောက်တော့ကျွန်တော်ကရှာတာပြောက်လဲပြီးပြောက်ဆိုကျွန်တော်တို့ရှိပါတယ်မြေကွက်ကိုစားပြီးတော့လမ်းစားပြီးအဲ့မှာကျွန်တော်တို့အစတော့ကျွန်တော်တို့တောင်းတဲ့ဆွဲတိုင်းနဲ့ကျွန်တော်တို့ကညီထိုးတဲ့ခါကျတချို့နေတော့ပတ်တယ်ကျွန်တော်ကပြန်ပြီးမှနှိမ့်ချမှုဆိုအပေါ်မှာကျွန်တော်နေရာချထားတဲ့အိမ်ကြီးကပြန်ပြီးမှပြိုနိုင်တဲ့အချိန်ရှိတယ်အဲ့တော့ကျွန်တော်လမ်းကိုပြန်ပြီးဘယ်ဘက်ကပြန်ပတ်တာရှိတယ်ညာဘက်ကပြန်ပတ်တာရှိပါတယ်ဒါလည်းကျွန်တော်မီနီထားရကျွန်တော်တို့ကလမ်းဒီကိုအတက်တိုင်းမှာကျွန်တော်တို့ကဖောက်လို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကတော့မြေလည်းပြည့်ပြည့်လေးနဲ့လမ်းလည်းပြည့်ပြည့်လေးနဲ့အင်းလည်းပြည့်ပြည့်လေးလို့ရှိသူတို့မြေနေထားရကျွန်တော်တို့တော့ဘူးဒါထိခဲ့လို့ပါတယ်ဒီလမ်းတော့ဆိုလည်းကျွန်တော်တို့လမ်းဦးစီးတာကညွှန်ကြားမှုဖြစ်တော့ကိုယ်တိုင်ကြီးကြပ်ပါတယ်တော့ကကျွန်တော်လက်ထောက်ညွှန်ကြားမှုဥထပန်းကိုလည်းသူကလည်းလက်ထောက်ကျွန်တော်တို့ဒီအင်ဂျင်နီယာလမ်းတော့ကျွန်တော်တို့စီပင်သားဘက်ကလမ်းဘက်ကတွင်းကြီးအင်ဂျင်အားလုံးရှားလို့ကျွန်တော်အကောင်းဆုံးအနေထားနဲ့ဒါကျွန်တော်လက်ရှိမိမိနေထားရဲ့နဲ့ကျွန်တော်အကောင်းဆုံးလို့ဒါထူးခြားပြီးထားချင်တော့ဒီပြလို့ပါတယ်ကျွန်တော်ကလမ်းတော့တတ်နိုင်သူပြောင်းတော့ကျွန်တော်တို့ဘုလားကတဲ့ဆွဲသားတွေဟာဒီဘက်ကိုပြန်ဆွဲတဲ့အခါကျရင်ဘက်ကိုပြန်ပြတ်ပြန်ဆွဲတဲ့အခါကျတိတ်ပြီးဒီဘက်ဒီပြန်ပြီးမှကြောက်တာလေးရှိပါတယ်ဒါလို့ မြို့နယ်ပြည်သူများတိတာကာလပတ်လုံးဘုရားရရှိနေတပြေဖြစ်ပါတယ်နောက်နဲ့ကျွန်တော်ပြေးဝတ်ဖြစ်ပါတယ်ကျွန်တော်တို့ဒီကမှမြို့သားရဲ့ဒီမှာဒီတော့မှာဖြစ်ပါတယ်ဒီတော့ပမာဏပြတ်ဆက်စစီကအဲ့ဒါကကာလအပြည့်ဆိုရင်တော့ကာလ96ปีလောက်ရှိတယ်ဒါတော့တမန်ဒီထောက်ပြချင်တယ်state 1 state 2အနေနဲ့ဒီညာဘက်ချက်ကကွန်ပီစီပြပါတယ်ဒီဘက်က state 3ပဲကြာတော့ကြာလာရှိတယ်အဲ့ဒါကိုကျွန်တော်ဆက်လက်ပြီးဆွဲနေတာဖြစ်ပါတယ်ဒီတမန်ဒီစပ်နဲ့ပတ်သက်လို့ကျွန်တော်85ရာခိုင်နှုန်း PCB ဖြစ်ကြောင်းပြပြပါတမန်ဒီထားပြပါတယ်နောက်သူတော်မှုပမာဏနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီဝါထားလေးဝယ်တိနာတိ6ပါဆိုတော့ကျွန်တော်တို့190ပေကarea 1 area 2 area 3 area 4ဆိုတော့ဒါလက်ရှိနေရက်ွက်ချွေးပုံကျွန်တော်ပြပြထားဖြစ်ပါတယ်ဒါတော့လက်ရှိနေရက်ွက်ချွေးပုံအတွက်ကျွန်တော်ပုံနဲ့ကျွန်တော်ပြပြထားဖြစ်ပါတယ်ခါလာနောက်ကျွန်တော် area 5နဲ့ area 6ကတော့ဒါမျိုးပြပုတ်တဲ့နေရာပဲဖြစ်ပါတယ်အခုတော့လေးတိတိအတွက်ကိုကျွန်တော်ဆော်ရအဲ့ဒါလိုပြပုတ်တဲ့နေရာကိုကျွန်တော်ဆော်ရဖို့ရတာဖြစ်ပါတယ်ဒါတော့ western ပြည်လို့ပြတာတော့အပိုင်းဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့မူလကျွန်တော်ဒီဟာခါဝအခါဒီဘေးစီမံကိန်းကဒီမျိုးပြပုတ်တဲ့ကိစ္စတွေပါသေးတဲ့အတွက်ဒါနောက်ထပ်ကျွန်တော်ဒါစီမံပြီးတော့ဒါကျွန်တော်ဆော်ရဖို့ရတာဖြစ်ပါတယ်area 5 area 6အနေနဲ့ကျွန်တော်ပြောတာပိုင်းဒီနေရာဖြစ်ပါတယ်ကျွန်တော်စောစောကပြောပြတဲ့ဒီနေရာမှာ water supply နေရာလေးကျွန်တော်ကြားထားပါတယ်အဲ့ဒီကိုကျွန်တော်တို့အဖြစ်အပျက်နဲ့ပတ်ပြီးတော့မှအဲ့ဒီကနေ flow system နဲ့ကျွန်တော်တို့ဒီရက်ွက်ကိုဖြတ်မယ်ဖြစ်ပါတယ်ဒါပိုင်းဒီနေရာလေးဒါတော့ပြုတ်ဝေတိုင်းလေးကိုကျွန်တော်ဟိုဝါရောင်လေးနဲ့ကျွန်တော်ပြတ်ထားတာဖြစ်ပါတယ်ကျွန်တော်ပြမကြောင်ကနေဒီကနေ့ကပြုတ်ဝေတိုင်းလေးကိုကျွန်တော်တစ်စင်းဒီ3လက်မ GI ပဲ2လက်မ GI ပဲနဲ့ကျွန်တော်ဆက်လက်ပြီးတော့ပြုတ်ဝေပြီးမှာ
ကျွန်တော်ခမန်းကိုကြားစိတ်ဖြစ်တာပထမဒီကတော့ဘာပေါ်ဝိုင်းပြဖြစ်ပါတယ်ဆိုတော့လမ်းမကိုကြည့်ကြတယ်ဆိုတော့လက်ချက်အနေထားအရကျွန်တော်တို့တန်းပညာပဲကိုယ့်ရဲ့ဒီမှာဖြစ်တဲ့အတွက်ဒါကိုဆွတ်ချပြီးတော့မှဒီတိုင်းပဲကျွန်တော်ပြရတာဖြစ်ပါတယ်ဒီမြို့ပြကွက်မှာထူးခြားချက်တစ်ခုကတော့ကျွန်တော်တို့ဂျီမီတာစနစ်နဲ့ပဲကျွန်တော်ပြောဝေမှာဖြစ်ပါတယ်အင်တိုင်းဂျီမီတာစနစ်နဲ့ပဲကျွန်တော်တို့ပြောဝေပြီးစီစဉ်ရတာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်ဟာပြုတော့ရရှိလို့စီမံကိန်းအနေနဲ့ဆောင်ရွက်နေတဲ့ဒေတာဖြစ်ပါတယ်နောက်ဆုံးမှာ settlement area ကို supply ဆိုတာတော့ဒါမြို့ပြကွက်တွေရထားတာပဲဖြစ်ပါတယ်ဒါကိုကျွန်တော် theory လာပုံမှာဒီလာပုံပိုင်းမှာအပြီးဆောင်ရွက်နေလို့ကျွန်တော်ရထားပါတယ်အခုတခါလေးဒီလိုတော့ကတူရတဲ့ foundation ချတာကိုစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်အားလုံးကျေးဇူးပါဒီကတော့ညီတောင်းခံပြီးတော့ချုံရှင်းရင်တော့ရှင်းရင်ထားတဲ့ဒီကျွန်တော်တို့မိုက်ကပါစာတက်ရှိလုပ်တဲ့အခါမှာကျွန်တော်တို့ညီတောင်းပါအဲ့တော့ကျွန်တော်တို့ဒီစားတဲ့လုပ်ငန်းစဉ်တွေကတော့ဒီခွက်ပေါ်ထုတ်တဲ့ကျွန်တော်တို့စားအောင်ဆုံးကျွန်တော်ခြုံတော့ရှင်းရအောင်တော့ရှင်းတဲ့အခါမှာလည်းခုနကကျွန်တော်ပြင်ပြတော့လည်းကျွန်တော်ဒီအကောက်ဝင်လာတော့ရဲ့တော်တော်ရဲ့ပေါ်ပေါ့တော့ဒီတဲ့ဆောင်မှာကျွန်တော်မြင်ကြည့်တဲ့လုပ်ငန်းကိုဆောင်ရအောင်မြင်ကြည့်တဲ့နေရာရှိပါတယ်အဲ့ဒါလေးကိုပြည်သူလူထုရဲ့သဘောလေးပြေဝပါအောင်ဝန်ကြီးတို့ရဲ့ဒီအစိုးရဖွဲ့ရဲ့ရွှေချက်နဲ့မပြောက်ပြတ်အောင်အဲ့ဒီနေရာဆိုတော့နှစ်ဖက်စလုံးရဲ့ phase 1 phase 2ရဲ့ဒီလောက်ကြာပြီးတော့နှစ်ခုများဆင်ပြောက်ပြီးပေးနိုင်မလားဆိုတာကိုကျွန်တော်ကညှိနှိုင်းနေနေတဲ့သင်ပြပေးပါတယ်တစ်ချက်ဒုတိယအနေနဲ့ဝန်ကြီးပြောပါတာကျွန်တော်ကြားလိုက်ပါတယ်ခင်ဗျာအဲ့ဒီနေရာမှာကျွန်တော်တို့ဒုက္ခရောက်နေတော့မှာကုမ္ပဏီတွေရောက်လာပြီးတော့ကျွန်တော်မမှားခဲ့ကမ္ဘောဇာကုမ္ပဏီတို့ပါလို့အကြောင်းအတွက်လှူငွေပေးမယ်လို့ပြောတယ်လေကျွန်တော်ကြားပါတယ်ခင်ဗျာကုမ္ပဏီတစ်ခုတစ်ခုပေါ့နော်ဒီကုမ္ပဏီတွေရဲ့လှူငွေတွေရောလက်ခံခြင်းရှိပြီလားသူတို့တွေရောသူတို့ပြောတဲ့အတိုင်းဆက်လက်ဆောင်ရွက်ပေးမှာဆိုရင်တကယ်လို့အမှန်တကယ်ဖြစ်ခဲ့မယ်ဆိုရင်အဲ့ဒါလေးတွေကိုဒီနေရာမှာကြားညက်ပြီးတော့ထည့်ပေးသွားနိုင်မလားဆိုတော့ပြည်သူတွေကိုစားနေနေချင်းဒုက္ခရောက်တဲ့တွေကိုစားကျေးဇူးတင်ပါတယ်နေရာဆိုတော့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဘာစဉ်းစားတယ်ဒီမှာဘောလုံးမရှိဘူးဒီမှာလူဒီဆောက်အစားသမားညောချက်ပြုတ်ညောညအားစားခွင့်ရဲ့သူ့ရဲ့ခံရတဲ့ဒီနာမှာအညောလို့ဖြစ်စီကစားသမားညောစားညောနာလို့ဟင်းချက်တွေညောနာလို့မရှိရပါဘူးဒီမှာကျွန်တော်တို့ဒီမှာဘောလုံးကပွဲကြီးစင်နဲ့ဆောက်ရှိပါဒီနေရာလေးကိုအားနေဒီနေရာလေးမှာဟုတ်ကဲ့ဒီစီဆောက်နေမှာလူတွေလို့ပြောဒီနေရာနဲ့ဒီနေရာတော့ဒါလေးဟာကတင်နေတော့တော့လို့ဆိုချင်တော့ရှင်းပါအဲ့တော့ဒီစီးဟာတော့ဒီနေစိတ်ဆိုရတာကဘာသာဘုရားမှာကျွန်တော်ဒီရတဲ့နေရာကျွန်တော်တို့သက်ဆိုင်တော်ပြီးဒီမှာပေါ်လို့ကျွန်တော်ခါရပြန်လို့ရတယ်။ဘောင်းလို့ဒီကနိုင်ငံတော်ဆိုအစီအစဉ်တော့လေဒီကြောင့်ဒီလိုဆိုပြီးတော့ကျွန်တော်ပြန်တွေ့ပြောနေတယ်။ဒီဘက်မှာနောက်တစ်ခုကတော့လက်ရှိပညာရေးတောင်းနေတဲ့ပတ်သက်ပြီးတော့ချက်တော်ကနေတော့အလုံးတောင်းနေတယ်ကပြင်ဆင်နေတာဆိုတော့ဖြစ်လာတဲ့အခါကျကျွန်တော်ကဘုရားတော်ကဘုရားအထူးရှင်ကျွန်တော်ဒီဆိုတော့ပြန်နေစားပြီးဒါလည်းဒီကြောင့်မှဒါတွေကဘောဝင်ချက်တဲ့ဒီမှာပြည့်စုံတဲ့အကြောင်းတွေပတ်သက်ပြီးတော့ချက်တော်ကနေတော့အားလုံးပြင်ဆင်ဆောင်ပြီးမှဖြစ်တဲ့အတွက်ဒီကမ္ဘာကဘာသာလုပ်ထားတဲ့ဒီဘောညာရေးရံဝင်ပတ်သက်ပြီးတော့ကျွန်တော်ဒီဘာမီဒီယာမှာပတ်တော်တက်ပြီးတော့ဘောင်းတော့တောက်ဆောက်ရှိရှိကြုံပြီးနေတာဖြစ်တယ်။ဒါပေမဲ့ကမ္ဘာကဘာသာပြန်ပြီးတော့ဒါပေမဲ့တော့ထင်တာအဲ့တော့ဒါကိုကျိုးလာတော့ကျွန်တော်တို့ကဒီလိုဒါပေမဲ့2016ခုမှာပတ်ကြတော့ဒါတော့ကျွန်တော်ဒီကဘာကပြီးရတယ်ဒီအချာထားရေးပိုင်းမှာဘာသာ25ခန်းဆေးရုံကျောင်းပုံပါဘာကြတယ်ဒါ2016ခုပေါ့လေအဲ့တော့ဒါလေးခုနကျွန်တော်တို့ဒီလိုရင်းကရေးနေတယ်ကျွန်တော်တို့ဒီမျိုးမျိုးပတ်တိဒီရေဆိုတော့အရာရာတော့အားလုံးပြန်ရတော့ဒီလိုဆိုတော့ပေါ့လေဒါတော့ဘာကြောင့်လဲဟာကမျိုးတော့မယ်ကျွန်တော်တို့ကအမေရိကန်မှာဒီကိန်းလေးပါလမ်းချေချက်ရတယ်အဲ့တော့ခုနမျိုးဘက်မှာဆိုရင်ခုနကပြောတဲ့ဒီကားအမှန်ကြောက်လာကတ်တာနာမည်ပါချက်တွေကျွန်တော်2016ဆက်မှာတော့ထည့်ဆိုရတာတို့တွေကတော့ကျွန်တော်တို့ဦးညီနေတာတော့လက်ရှိခုနကတော့လက်ရှိပြည်စကားမှာရှိတဲ့ဘာပေးတဲ့နေရာတွေအများဆုံးပြန်နေတာခြားတာယူတဲ့နံပါတ်1ပေါ့လေဒုတိယပိုင်းကတော့ယာယီနေရာခြားတာပေးတဲ့အခါမှာကျွန်တော်တို့ပိုင်းကအရေးရရှိခုနကပြောတဲ့မိရရှိဒီပိုင်းတွေပေါ့ဒါလည်းဆက်ပြီးလုပ်ရှိပါ
里讲少的，加深有少的是吧？本来这个人家管理的，把这人家不行，然后没有干过啥，人家就是花比回来是，而且那个但是俺有些那个嘛，俺的讲我少不进嘛，有高明标准嘛，我6笔完成，7笔嘛，然后我们这个就是这样，帮助这个我听人家，这个他们干过啥那个哈哈，我今年那些讲的是吃讲的，就是我们大西，他们定位的这个案例我当时做的对，定位的我们都。ကျွန်တော်တို့လက်ထက်မှာလည်းမရှိဘူး။ဘာမှမလုပ်ဘူး။အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ပါတီမျိုးတင်မှာတော့ဒီခုနလိုပဲအကြောင်းတက်ပေါ်ဒီပညာရေးကံမောဇာလူလာတယ်။ဘယ်ကနေပြီးတော့အကြောင်းတက်ဆောက်ပြီးမှဆိုတာဥပမာပုံနေတာသူ့ရဲ့ပြုစားလာတဲ့ပညာရေးပဲဖြစ်တဲ့အတွက်ကျွန်တော်ထင်ပါတယ်။ဟိုကသဘောတူပါ။ဒါတော့ကျွန်တော်တို့ကကျွန်တော်ပြန်ပြီးတော့တရားကိုပြန်ပြီးဆက်ပြီးကျွန်တော်ပြန်ဆောင်ရွက်ပြီးပါဒီကမှာကျွန်တော်ခုနကပြေသွားပြင်ချင်တယ်လို့အခုကျွန်တော်စုပ်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အစိုးရစုပ်ပေးမယ့်ဟာနဲ့ကိုယ့်အကူစုပ်ပေးမယ့်ကိစ္စနဲ့ဒီလိုကျွန်တော်တို့နေချင်းဆက်ဆိုတော့ပြောစရာတောင်းတာရှိတယ်ကျွန်တော်အဲ့ဒီအချိန်တုန်းကလာပြီးတော့တိတ်တက်တိတ်စီလာနေတဲ့အချိန်မှာလူကပြည့်စုံချပြည့်မယ်လူကစုံချင်မှစုံမယ်ဘာလို့ဆိုတော့ကမန်းကတန်းနဲ့အဲ့ဒီပြဿနာဖြစ်လာတဲ့ခါမှာကိုယ့်ဘက်ကလည်းဘာမှစဉ်းစားချင်မရဘူးတော့ပြီးတော့အစိုးရဘက်ကလည်းအဲ့ဒီကိစ္စကိုဘာအတွေ့အကြုံလုပ်ပေးမလဲဆောင်ရွက်ပေးလို့ဆိုတာဘာမှကျွန်တော်တို့ဟာလေနားလေသိစီထားတာမရှိပါဘူး။ခမရတဲ့လူလာနေတဲ့ခါမှာဘုံကတော့ကျွန်တော်တို့ခမရတဲ့အားလုံးလည်းကျွန်တော်ပြောထားတယ်။ဝင်ကြီးအားလုံးနေတဲ့ဒီသိစီကကျွန်တော်ကဟုတ်ပါတယ်အဲ့ဒါမေးတာဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီမေးတဲ့ခါမှာဘလို့စီစီတက်လို့ဆောင်ရွက်ဆိုတာကျွန်တော်ဟာသိစီထားလို့မရှိပါဘူး။တချို့ကြားတဲ့လူကဟာလေဆွေးရဆော့ပြီးတော့ဂျန်တဲ့အိမ်ရဲ့တိသားတွေဖြိုးပြီးတော့အဲ့ဒီဂျန်တဲ့ဟာနဲ့ဟာလေတာကူဖြတ်ပြီးတော့ဟိုဟာလေကူကြီးတွေပတ်ဖို့ထဲနဲ့နှောက်မယ်မနှောက်မယ်ဆိုတာပဲအများကြီးပါလေဟောစားကဲတဲ့ပေါ်တာရှိတယ်တချို့ဆိုတော့ဟာလေအဲ့ဒီကူကြီးတဲ့ဝေထဲနဲ့ဂျန်တဲ့တိသားတွေတာကူတွေချက်ပြီးတော့လေဒါအဲ့ဒီထဲကူကြီးတဲ့ဝေထဲနဲ့ပြန်နှောက်ပေးပါလေဆိုတာပါလေနားတယ်လို့ရှိတယ်အဲ့ဒီခါမှာကျွန်တော်တို့ဘက်ကလည်းဘာမှပါလေစဉ်းစဉ်းလေးလေးမတီးတဲ့အခါမှာကိုယ့်အကိုစော့မယ်လို့ပြောတယ်လို့လည်းရှိတယ်။တော့အဆွေရစော့ခဲ့မယ်လို့ပြောတယ်လို့လည်းရှိတယ်။ဘာလို့အခုနောက်ပိုင်းမှာကျွန်တော်ကြုံလာတဲ့ပြဿနာပါဖြစ်တယ်ဆိုတော့ကျွန်တော်စဉ်းစားတယ်ကိုယ့်အိမ်ကဟိုဘက်ကဝဲတယ်ဆိုတော့အိမ်စော့ဖို့တည်သားလက်ကိရိယာပဲကလည်းခက်ခဲလာတယ်။ကိုယ့်အကိုသွားစော့ဘယ်လိုလဲတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မလို့ဟောတို့စဉ်းနေဆောင်မှာအခုကတည်းကပြင်လို့ရတယ်ဘာလဲကိုဆရာဆွေရဘက်ကစော့ပေးချင်တဲ့လူချင်းတော့ပြောလိုက်ပါတင်ပေးလိုက်တင်ပြပေးလိုက်မယ်စော့ပေးလို့ရတယ်ဆိုပြီးတော့ပြောလိုက်ခါမှာကျွန်တော်တို့မြောက်ဟောင်းပဲအလုံးအဆွေရစော့ပေးဖို့ကျွန်တော်ပြန်ပြီးတော့ပြင်ပေးလိုက်ပါကျွန်တော်တင်ပြထားတာရှိတယ်အဲ့ဒီအခြေအနေပုံမှာကိုကဝင်ကြီးကပြောထားတဲ့အတိုင်းပဲလုံးလုံးစေတော့ဘာလဲစော့ပေးနိုင်မဲ့အခြေအနေမရှိဘူးဆိုတဲ့အခါမှာကျွန်တော်ကဘယ်လိုဖြစ်မလဲအစိုးရစော့ပေးတဲ့ဟာအဲ့လိုပူငီပန်းပူတာရရှိထားရှိတယ်ကိုကကိုစော့မဲ့လို့ကိုကကိုစော့မဲ့ဟာလူတွေရောဘယ်လိုလုပ်ပေးမလဲဝင်တဲ့ပူငီမလားဒါမှမဟုတ်ရင်ဒီတိုင်းပဲကိုကလည်းရိုက်ပဲကိုကကိုစော့မလားဆိုတဲ့ဟာလေးကိုဘယ်လိုဖြစ်မလဲဆိုတာကျွန်တော်ငဲချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့လေးလေးထည့်တာမျိုးကကိုကမဆောင်နိုင်တဲ့ကကျွန်တော်တို့သေးသေးလေးကိုကြည့်ရတဲ့ရမုံငွေပုံမှာမူကြည့်ပြီးတော့ပြန်ခွဲပြီးကျွန်တော်တို့ဒီ900ကျော်အတွက်ပေါ့နော်တူနေတယ်ဆိုတော့ကျွန်တော်တို့ပြင်ခိုင်းတယ်သူကလည်းဒီနေ့လေးတန်းတော့ဒီအပြည့်ရလို့ရှိရင်တော့အဲ့ဒီ900ကျော်လုံးအတွက်ကျွန်တော်တို့ဆိုတော့ဒီက900 second လုံးကျွန်တော်တို့ဒါပေမဲ့ကိုကဒီကျွန်တော်ဒီကဆက်ဆောက်နေဆိုတဲ့အခါကျတူရှင်နေတပီလုံးမချင်ရလိုက်တယ်သူမစားတမ်းမဲ့အဲ့အထူးလေးပဲကျွန်တော်လုပ်နေကြတယ်ဆိုတော့ခုလာခဏတာရှင်းပြတော့ခုည30နဲ့ဆိုတာစာရရတာကင်းဆောက်မယ်လို့ဆိုဆောက်ပြီးမယ်ဆောက်မယ်လို့တော့ခဏလို့ဒီစက်လေးတင်ဖြစ်မယ်ဒါပေမဲ့စေတင်တာလို့ကျွန်တော်ပါစေတင်တာလို့ဒီအင်္ဂါဘလောက်ပစ္စည်းပြန်ရမယ်ဆိုရင်ပို့လို့ရမယ်ဆိုတော့ဒါအင်္ဂါလည်းကျွန်တော်တို့တထားတာရှိတယ်ဒါပေမဲ့အခုကျွန်တော်ပြောဟောင်းမှရှိနေနေတာအများဆုံး30 40စေတင်တာပို့ဒီဘလောက်မှကျွန်တော်မရ10ရာခိုင်နှုန်းအများဆုံး900ခိုင်နှုန်းလောက်ကျွန်တော်ရ900ခိုင်နှုန်းတော့ဆိုလို့ရှိရင်2သိန်းလောက်3သိန်းလောက်ပဲတာရှိတယ်ဆိုတော့ခါကျတော့နောက်တော့ဒီရက်ဆက်မှာတော့ကျွန်တော်တို့ဒီဆက်လို့ကျန်တဲ့ဟာအဲ့လိုတူတာခံလို့ရှိတယ်ကိုကျွန်တော်ရရရှိတယ်ဒါကြောင့်ပြည်စီကျွန်တော်တိထုတ်လို့ဖြစ်ခိုင်းတာဒါလည်းအစကျွန်တော်ကြံမှုရှိတယ်လို့သိချင်တယ်ဒါမိတဲ့ခါတပြည်လုံးမှာကျင်လာလိုက်ဒီလိုခက်ခဲရှိတယ်
ဒီလိုပေးဖို့ရှိတယ်ဒါယူတော့တူမယ်ဆိုတာအဲ့တူနဲ့ကိုကျွန်တော်တို့တော့ဆောင်ရတာဖြစ်တယ်တော်ပြီကိုဘာလို့ဆိုတော့ကျွန်တော်တို့မဆောက်ဒါပေမဲ့ပြည်နယ်ဝင်ချုပ်ကျွန်တော်ပြင်ညှိဖို့ကတော့ဆောက်ပေးမယ်နောက်ထပ်တော့ဆောက်ပေးမယ်ဟာကျွန်တော်တို့มีทูบอย่างทูบเปรี้ยวဆိုတော့ပြည်နယ်ဝင်ချုပ်ပြင်ညှိတာဖြစ်တယ်ဒါလည်းပြင်ညှိပြီးတော့ကျွန်တော်ကဒီလုံးဝတော့ဆောက်ပေးဟာလည်းကျွန်တော်ကမြေကွက်ပေါ်အောင်လားဆိုရဟာလို့ပြည်နယ်ဝင်ချုပ်နဲ့လာပြီးညှိပြီးတော့ခေါ်ရမယ်ဆိုတော့ကျွန်တော်ခေါ်ပြီးမှာဒါပေမဲ့ဆောက်တာတော့ကိုယ့်အောင်ဆောက်မယ်ပြင်တော့ကိုယ့်အောင်ဝယ်ရမယ်လက်စစ်လေးတော့ပြင်မယ်ဘောပေါ်လာပြီဘောလေတော့ကျွန်တော်စနေတယ်မှာပါပါတယ်နောက်အားလုံးကျွန်တော်ဒီပြည်နယ်တော်တိုင်းတိုင်းနဲ့ပတ်သက်ပြီးတော့ဟုတ်လားတက်စီရိပ်မှာကျွန်တော်တို့ဒါလက်ရှိ932လုံးနေတာဒါတော်ရရဝင်ဌာနတောင်းပြီးထားတာနော်အဲ့တော့ကျန်တဲ့အပိုင်းတွေမှာတော့ကျွန်တော်တို့ကပေါ့တစ်ပိုင်းဆိုရင်9000လောက်ပဲပြီးတယ်လောကပစ္စည်းသွားတယ်ဆို3သိန်းလောက်ပဲပြီးတာပေါ့လေဒါပေမဲ့ကျွန်တော်တို့ကလက်ရှိဟာကမှတက်တဲ့932လုံးမှာတော့တော်ရရဝင်ဌာနကတောင်းပြီးထားတာဖြစ်တဲ့အတွက်အဲ့မှာနှစ်ပိုင်းပေါ့အပိုင်းကတော့419လုံးကြီးတော့ဒါဝန်ကြီးဌာနကိုလည်းစောက်ပြီးတယ်။ကျန်တဲ့ဟာတွေကမိမိနဲ့စောက်တဲ့ပုံမှာတော့ခုန930လုံးတောင်းဝင်ထားတဲ့အတွက်တော်ရဝန်ကြီးဌာနတော့လည်းဆက်လာလို့တော့ထပ်ပြီးတော့ပေါ့ဝင်ပြီးမယ်ဒီစားရှိပါတယ်။ဒါတော့တမန်လေးလာတော့လည်းဒီတိုင်းကျွန်တော်ဖြတ်ပြီးတော့အဲ့တော့စရင်ကတော့တိုးလို့မရဘူးပေါ့။စရင်တိုးလို့မရဘူးဆိုတာတော့ဥပမာကျွန်တော်ဒီနေ့ဆိုကျွန်တော်ထမပေါင်း40ကျော်လုံးမရှိဘူး။ဒါ46လုံးကျွန်တော်40ကျော်လုံးလက်ခံတာပါပဲ။အဲ့ကြောင့်တော်ရကတော့ဒီနေ့40ကျော်လုံးနဲ့ဟာ932လုံးကြီးရတော့ဒီအင်းကြီးပြတ်လို့တော့တော်ရအောင်ချန်တယ်ပြီးတော့မှဟောဘိုးလိုက်ဆောက်ပေးမယ်ရှိမယ်ခုနဝေပြန်ပြီးတော့ပြရမယ်ဟာရှိတယ်ဒါလည်းသူတို့ကဝန်ကြီးတို့ကလောက်ထားပြီးသားပါရထားပြီးသားတွေပါပြောမှာပဲဒါကသူပြောလဲဆိုတာဆိုလေခင်ဗျားတို့ဒီချက်ကားလေးကျွန်တော်တို့မှာပြောပါလားပေါ်လာတာကခင်ဗျားတို့ပြောနေတယ်ဘာမှဒီစီစဉ်မရှိဘာမှအဖြစ်ပြီးတော့အဲ့ဒီဖြစ်ပြီးစားတယ်ဘာမှမရှိဆောက်မလားမဆောက်ဆောက်ပြင်မလားဒီလိုဆောက်ဒါပဲကျွန်တော်ကဒီအစ်စင်ကျွန်တော်တို့ပဲဟောမှာစိတ်ပဲအင်းရှိမရှိဘူးဒါပေမဲ့သူ့ရဲ့အင်းရှိမရှိတော့လေသူကအမှုတော်ဆက်တဲ့ခုလေးမားလာပြီးတော့သူဖုန်းဆက်ပါတယ်အခဏနေဦးနဲ့ဆောက်ပြပါလားကျော်ဆောက်လို့ဖုန်းဆက်တယ်အင်းဆောက်မလားပေါ်ဆောက်မလားဆောက်ဆောက်ပြီးမှဒီလိုပြောနေတယ်ဖုန်းဆောက်တယ်ကျွန်တော်မြင်တော့ဆောက်ကျွန်တော်ဆောက်နေတယ်ဒီပြီးကျွန်တော်ပြောတာဒါတော့ဒီစီစီကမန်တရာကျွန်တော်တို့လည်းပြည်သူလူထုနဲ့တဘာဝပေးလာလို့ကမန်တရာကျွန်တော်တို့ဒီကိစ္စကျွန်တော်တို့ကဒီဘာဖောင်းလဲတေချာကျွန်တော်တို့ကတေချာကျွန်တော်တို့ကဘာလဲဘာဖောင်းလဲကျွန်တော်တို့ကခေါ်ပြီးတော့မှပြောထားပြီးတော့အဖွဲ့လေးဖွဲ့တယ်စောချစ်ဖြစ်တယ်ခုနကလူတွေတို့လည်းဒီဖြတ်ချစ်ဖြစ်လို့ဆိုတော့ပြောဆိုခြင်းမရှိပါဘူးတိလည်းမတိပါဘူးနိုင်ညချက်လည်းမရှိပါဘူးဘယ်စောက်ပေးတာယူမလားကိုယ့်အောင်စောက်မလားဆိုတဲ့အမျိုးဒီအလွယ်တူချုပ်တော်နေရအောင်ကျွန်တော်တို့အခွင့်အရေးရှိပါတယ်ကျွန်တော်တို့ Ronald Vision မှာလည်းဒါခုစင်ဝါတို့ Ronald Vision မှာလည်းကျွန်တော်တို့လုပ်ငန်းဆောင်ရွက်တဲ့ live နဲ့အဲ့တုန်းကလည်းကျွန်တော်တို့တွေ့ပါတယ် live ကို repeat ပေါ့နော်ကျွန်တော်တို့ရိုက်ခါတဲ့အားကိုပြန်တွေ့ပါတယ်အဲ့ဒီဟာလည်းသူတို့အခွင့်အရေးပါပါအဲ့ဒါကျွန်တော်တို့ဘယ်လိုရှင်းပြခဲ့တယ်ဆိုတဲ့ဟာဒါရှိမှာပါအဲ့တော့ဒီလိုနေရာတွေမှာကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ဝန်ကြီးတွေကိုယ်တိုင်ပါတယ်ကျွန်တော်မှဒါဌာနဆိုင်ရာတွေပါပါတယ်အဲ့ဒါတေချာရှင်းပြပြီးမှကျွန်တော်တို့ဒါစီကောက်ထားတဲ့ကောက်ထားပြီးမှထွက်လာတဲ့932လုံးဆိုတဲ့ဟာတော့မှကိုယ့်ကိုစောင့်နေဆိုတဲ့ဟာအစိုးရစောင့်ပေးတယ်ဆိုတာ430ခွန်ဒါကိုယ့်ကိုစောင့်နေဆိုတာ335ဆိုတဲ့ဟာစိတ်ရင်းကထွက်လာတာပါအဲ့တော့ကျွန်တော်တို့ကဆိုတာကမဟုတ်ပါဘူးဆိုတဲ့ဟာဒီကတော့အမျိုးမျိုးတော့ပြောကြပါပါပဲဒီကဆရာတဲ့နာမပြောတာကသူ့ကိုစိတ်ကိုလည်းဖြစ်ချင်မှဖြစ်မှာပါတချို့ကတော့ပြောကြမှာပါဥပမာလုံခင်းမှာမီးလောင်တဲ့အခါကျတော့မိုးစုံမအင်ကမီးမလောင်ပါဘူးဒီထဲမှာပါတော့ဘာလဲကကျတော့မိုးစုံမှာပါပြောလဲဆိုတော့ဘုရားသခင်ကောင်းမြတ်တော်မူတယ်ဒီမှာအင်တော့မပါပါဘူးand now ဒီတခြားအင်ဒီဆောက်ပေးတဲ့အခါကျတော့သူမိုးလို့ဘာလို့လဲဖြစ်လာတဲ့အခါကျတော့ဘုရားသခင်ကောင်းမှုလို့ပြောတယ်လို့ဆိုပါတယ်အဲ့တော့ဆိုလိုတာကကျွန်တော်အဲ့ဒီခါလေးဆိုတော့လူတွေကတော့အမျိုးမျိုးရှိကြပါတယ်လူအမျိုးမျိုးရှိကြတယ်နော်အဲ့ဒါကြောင့်ပြောတိုင်းလေကျွန်တော်တို့ဒီအဖွဲ့ပေါ်မှာပုံနဲ့သဘောမျိုးတော့လုပ်ကြပါနဲ့ဆိုတဲ့အားလေးဆွေးနွေးချင်တာပါ
ဒီတော့ကျွန်တော်စိတ်ညမနဲ့နဲ့ညနေလဲစိတ်ကိုကတူပါပေါ့မတူဘူးပေါ့နော်မနေ့ကအကွာပစောက်နေဆိုပေမဲ့ညနေကျွန်တော်အမဟုတ်ဘူးဆိုတော့ပြတာပဲလက်ခံတယ်ဆိုရဲဟာမျိုးလည်းဖြစ်နေတာပါအဲထို့တော့အဲ့လိုမျိုးစိတ်ဒီပြောင်းနေတဲ့ဟာကိုတော့အတီးမယူကြနဲ့ဆိုဒီလိုကျွန်တော်အားလုံးအတွက်ဒါလုပ်ပေးတဲ့နေရာမှာတော့ဒီဟိုကျွန်တော်စနစ်တကျကောက်ခဲ့ပါတယ်ဆိုတဲ့ဟာဒီစင်းကောက်တဲ့အဖွဲ့ပေါ်ပုံချက်တဲ့ပုံမျိုးတော့ပြောကြပါနဲ့ဆိုတဲ့ဟာကိုဆွေးနွေးကြည့်ပါဒီကတော့ဝင်ကြည့်ပြီးတော့အမခက်ဆိုတင်ပြတယ်ကျွန်တော်ကိုယ်တိုင်ပဲဥစ္စာသိရှိပါတယ်ဥစ္စာကျွန်တော်တင်ပြပါတယ်အစတော့မသိကြပါဘူးတကယ်ဆောက်တဲ့ခါကျတော့ဘယ်လိုကောင်းတော့ဖြစ်နေဒါလေးတော့ပြန်ပြီးတော့ဆောက်ပေးစီရှင်တယ်ကျွန်တော်ကိုယ်တိုင်ပဲဒီတော့ဝင်ကြည့်ဒီတော့ဝင်ကြည့်ကျွန်တော်တင်ပြတယ်အဲ့ဒါဆင်းယူလိုက်ပါဆင်းတင်ပြပါသူပဲဆိုလို့ကျွန်တော်ကမြို့လိုချုံပြောလို့ကျွန်တော်ကမှကရကျွန်တော်ကိုယ်တိုင်ကမှကထလို့ကျွန်တော်တင်ပြတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မနေ့လေဒီဆွေးမှာမိလာပြောတယ်ကျွန်တော်3ရက်ကတော့ဆန်းဆက်တဲ့ခါဆက်လို့ဒီနေ့ကျမှလည်းကျွန်တော်ဒီနေ့ကျမှအတွင်းဝင်နေရတယ်ဘုကိမောင်နေရတယ်ဒီတော့ဆောင်ကြဘူးဒါလို့ကျွန်တော်မြေမှာဆွေးရှိတယ်တင်ပြီးဒါလေးတော့ကျွန်တော်တို့ဖြည့်ပြီးပါတော့တင်ပြထားပါတယ်ဒါပေမဲ့အခုတော့မှ430ခုလုံးပြီးတော့မှပစ္စည်းတယ်လာရောစောက်လာရောလက်သမားတွေတော့ပြန်လာရောတော့ခက်ခဲပြီးတော့430ခုလုံးမှဖက်ပေါ်ပြီးလာမှလာပြီးတော့တင်နိုင်တော့ပြီးတော့သူကတ်ဆိုင်ရောက်ပါတယ်ဒီတက်ကိုတစ်တင်ကိုသူကနိုင်ဘောက်ဆိုသူကတော်မှဒီတလားဆိုတော့ကနသူ့ဆက်တယ်ယူလို့မရအဲ့ဒီတင်တဲ့ပတ်တယ်ကိုရှင်းရတယ်တင်တဲ့ပတ်တယ်ပဲမျိုးပြန်ခွဲစိရတယ်အဲ့အလုပ်လုပ်တယ်ပြန်ပြီးမလုပ်တဲ့ခါကျတော့ဒီတစ်ထဲမှာမလာတယ်လို့မဟုတ်ဘူးဆိုတော့သုံးသက်တယ်အဲ့ဒီတော့ကျွန်တော်တို့ည44ခုမရနိုင်ပါကျွန်တော်120ကျော်တော့ရအောင်လုပ်ပါဆိုတော့လည်းဒီပြဒီနေ့ပဲဒါတိထုတ်လို့မှလည်းရှိတယ်သူရှိမှာပဲမရဘူးဒီလည်းမင်းကမနေ့ကနော်ဟုတ်ကဲ့ဒီနေ့မနေ့ကိုဆက်တယ်နည်းနည်းဘယ်ဟာလဲဒီတော့ဒီပြထားတဲ့ဒါပေမဲ့ဖြစ်နိုင်ဘူးအလားလားသိမရှိဘူးလေဖြစ်တော့အခက်ခဲဖြစ်ဒါပေမဲ့သူတို့တွေလည်းအခက်ခဲဖြစ်နေလို့ဒါစီစဉ်တော့ရှိနိုင်ဘူးကိုလေးရဆက်ကိုတော့ပြီးနိုင်တယ်ဆိုတာသိပြီးမမြတ်ပါလားဘလို့အရင်တိုင်းပဲတကယ်လို့သူကမပြီးနိုင်ဘူးဆိုရင်ဝယ်ပြီးတော့တော့စောက်မှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီပေါ်ထုတ်တာပေါ်တာမြေတေချာပေါ်တော့ဒီလည်းဝင်ချုပ်နေပဲကျွန်တော်တို့ကပြီးဖြစ်တာဒီပေါ်ထုတ်တယ်လည်းပြောတယ်လို့ပဲမှန်တယ်တချို့နေရာကျွန်တော်တို့ကဆောင်းလေးမှာစောက်လိုက်ရင်လည်းလှမယ်ဘာမှပေါ်ချင်ဘူးတိုးတော်လည်းပဲကျွန်တော်တို့ကကတ်ဆိုင်ဖြစ်တယ်ကတ်ဆိုင်ဖြစ်တဲ့ဆက်ဒီပြည်နေကိုသူကတစ်မှာယူကတ်ဆိုင်လို့တဲ့ခါကျတော့ဘလို့မှကျွန်တော်မထိုးပေးလို့မရဘူးဆိုတော့ခုခင်ဗျားတို့ကြတော့ကျွန်တော်တို့ကမီနီယာသိမကောင်းတဲ့ဟာလို့ထိုးပြီးတော့ကျန်တယ်ဆိုလည်းထားခဲ့တယ်ပေါ့ဆောက်တာကဘလို့အခြေအနေပေါ်ခင်ဗျားတို့ကစောက်လို့ရတယ်မီနီထားတိုင်းပဲဖြစ်ဖြစ်ပေါ့လုံးဝထိုးပေးဖို့လို့ဆိုတော့ထိုးပေးပေါ်တော့ပြင်လို့ချုပ်လိုက်ပြန်ကြည့်ဒါလည်းတော့သိစေချင်ဒါဒီမနေ့ပဲကျွန်တော်လုံးနေရာထဲမှာတရားတော့ပြင်ပြပါသူတို့လည်းဖြစ်အောင်ဒါလည်းဖြစ်နိုင်မှုချင်းလုံးဝမရှိတော့ကျွန်တော်ပဲတင်ပြပြီးကျွန်တော်ပဲဒီနေ့မနေ့ထိကျွန်တော်ပဲရောက်လို့ပြန်နေဆောင်ပေးနေအောင်မမျှမတဆိုတာတော့ဘယ်လိုမှစဉ်းစားမှာမဟုတ်ပါဘူး။မျှတော့မစဉ်းစားတော့လုပ်ခဲ့ကြပါဘူး။ဒါပေမဲ့အခုလိုပေါင်းတယ်ပေါ်လာတယ်မှာမျှမတဖြစ်တယ်လို့ခံစားရရှိရှိပါဒါပေမဲ့လို့အဲ့လိုခံစားရတယ်ဟိုကျွန်တော်ပြောချင်ပါတယ်။ကိုယ်တိုင်ယူဝေးချင်တယ်။ကိုယ်တိုင်ဆန္ဒပြုခဲ့တာဒီဆိုရင်ပြန်လေထူထောင်ရေးဘုရားအထာနဲ့ကြီးများအနာဆိုင်ရာကြီးကြီးများဒီမှာကျွန်တော်တို့ကတဲ့တော့ထပ်ဆောင်နေတဲ့ကုမ္ပဏီများညာကြီးကျွန်တော်ဒုက္ခတဲ့နေကျွန်တော်ကျေးဇူးတင်ပါတယ်။နေ့မှာမနက်နဲ့အလုပ်လုပ်တဲ့ချိန်မှာလည်းဒီဘာလေလို့မဆိုရတဲ့အားထက်တာစွာတော့ပြနေတဲ့အတွက်ညာကြီးကျွန်တော်ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။နောက်ကျွန်တော်တင်ပြချင်တာကတော့ကိုပညာရေးနဲ့ပတ်သက်ပြီးတော့သမရကြီးလာလုံးကစာတိကျောင်းမူလတန်းကျောင်းရဲ့အလေတန်းကျောင်းနောက်ပြီးတော့စင်္ဂကတိဆေးရုံစုပ်ပင်မယ်ဆိုပြီးတော့ပြောသွားတဲ့အချိန်မှာကျွန်တော်ဒီထုနဲ့ဒုက္ခတွေအားလုံးကအာဇီဝတ္တကြောက်ပါတယ်အခုကစာတိကျောင်းကစုပ်ပင်မယ်ဆိုတဲ့ဟာနေရာမတိချဖြစ်နေတယ်ကျွန်တော်ဒုက္ခတွေသူကျောင်းသားတွေလည်း900 600လောက်ရှိရမယ်အဲ့ဒါလွယ်ရသေးလို့ဆိုတော့ပြောင်းတော့ပါ
အဲ့ဒါယူလာလို့မှာအဲ့ဒါစုပ်ပြနိုင်လို့ဆိုရင်အဲ့ဒီကလေးတွေကျောင်းသားတွေကဒီထဲမှာကျောင်းလာတက်ဖို့တော့တော်တော်လေးခက်ကျမှာပဲတက်နိုင်မှာမဟုတ်ဘူးအဲ့ဒါကျောင်းတို့တင်ပြချင်တာကတော့အထက်တန်းကျောင်းမစုပ်ပြနိုင်တော့မှအလေရန်ကျောင်းအထီလို့တော့ဒီလိုပြောမလဲကျွန်တော်စာတင်နိုင်အောင်ပေါ့ကျောင်းတက်နိုင်အောင်ကြီးစုပ်နိုင်ပေးတော့မှကျောင်းတက်နိုင်တော့အောင်စုပ်ပေးပါလို့ကျွန်တော်တင်ပြချင်ပါတယ်အဲ့ဒါမဟုတ်ဘူးဆိုတော့ကျွန်တော်ငါးမှ6မှဝိတ်တဲ့နေရာနဲ့ဒီမြို့ထဲကိုကျောင်းတက်တယ်ဆိုတော့ဒီလိုမှဖြစ်နိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်ယာယီကျောင်းတက်နိုင်တော့အောင်စုပ်ပေးပါလို့တော့တင်ပြချင်ပါတယ်နောက်ပြီးတော့ဒုတိယကျွန်တော်တင်ပြချင်တာကတော့မိမိကိုယ်တိုင်စုပ်နေဆိုတဲ့သူဒီကျွန်တော်တို့ရာဒီအခုတော့ရောက်တော့ဆိုတော့လေဒုတိလက်အင်စုပ်နိုင်ဖို့နေနေရဖို့ဒုတိလက်ချက်ပြနိုင်တော့ဒီတော့ကလည်းပစ္စည်းစုဆောင်းတာတဲ့ပါတယ်စုပ်ပေးဖို့အချိန်လေးရမယ်ဆိုပြီးတော့အချိန်လေးရဖို့နေကိုလည်းစောစီချက်ပြနိုင်တော့ကောင်းတယ်လို့ကျွန်တော်တို့တင်ပြချင်ပါတယ်အများကြီးကျေးဇူးပါခုဆိုင်ဆောက်လို့ရအောင်ဆိုတာခုလေးရတဲ့စက်ကွန်တက်ကိုကျွန်တော်တို့ရခုည30နဲ့လေးရတဲ့စက်ကွန်တော့ခုည30နဲ့ခုမျိုးကျွန်တော်တို့ကဒီဟာနေရာချတိုင်းပုံပဲနေရာချတိုင်းပုံပဲနေရာချတိုင်းပုံပဲအဲ့ဒီကိုခွတ်ပြီးဆိုလိုက်ကြည့်ကျွန်တော်နံပါတ်1အဲ့ခွတ်မဲနိုင်တဲ့ခါကျမဲကြတဲ့ခါကျတော့သူတောက်လျှောက်တော့သူဆောက်လို့ရခုနကကျွန်တော်တင်ပြထားတာဒါလည်းခုနကကျွန်တော်ရှင်းနေခဲ့ဒါကကျွန်တော်ကမိကွက်တရားမတေချာသေးလို့ခုည30နဲ့မပြောတဲ့400ပြတ်တော့မနေ့ကစပန်ရှာနေရလို့အခုကတော့ဟောပဲတော့ရှောက်တောင်းနေဆွဲပြီးတော့ပြီးဒါတကယ်နေလို့ရမရဆောက်လို့မရကျွန်တော်သွားကြည့်မယ်သွားကြည့်လို့ရပြီဆိုရှင်တော့ဒီဟာရဆောက်တယ်ဆိုကျွန်တော်ကနမတိတက်စစ်ပြီးနေရာချထားရေးကော်မတီဆိုတက်ရှိမယ်အင်းနေရာချထားရေးကော်မတီနဲ့ခင်ဗျားတို့ပြင်ပြီးတော့မှဒါခင်ဗျားတို့ဆန္ဒနေပြီးတော့နေရာချထားပြီးမယ်ဒါတော့ငါအိမ်ကကြားတော့ငါယူမယ်မရဘူးမင်းနိုင်မယ်မင်းနိုင်ပြီးရတဲ့လူကအဲ့နဲ့ကျွန်တော်ကနံပါတ်1ပြချင်ရပြီးအဲ့သူရတယ်ပြီးတော့မှသူဆောက်လို့ရအောင်ဒါစီစဉ်ဖို့အစီအစဉ်ရှိတယ်ဒါလေးတော့ကျွန်တော်ပြန်ရှင်းနေချင်တယ်ဘာတော့အဲ့တော့ကတော့ဆိုရင်ပါတယ်ဘာလို့ကတော့ဒီအများကြီးပါလဲအားမချောင်းတော့ဟုတ်တယ်ကျွန်တော်တို့ကျွန်တော်တို့လို့ဖြစ်နေတယ်အဲ့တော့စာရင်းတော့ပါမယ်ဆေးရုံကတော့ဆက်ခုံပါတယ်ပါမယ်ဆက်တာလည်းဖြစ်တယ်ခုနကနားမိုင်းနေရတော့ကျွန်တော်တို့တင်ပြရအောင်ဖြစ်တယ်။အော်မြေလာတာဖြစ်တဲ့ကြောက်ပြန်းတာဖြစ်တော့ဘက်ကတည်းကဖြစ်တော့မှာပေါ့။တပြန်နေကြည့်ရတော့အားလုံးပြီးဆိုတာတော့ရှိချင်မှရှိပါ။ဒါပေမဲ့စာတင်ကြောင်းနေပါလေကတော့တော်တော်လေးပါလာ။ဒီတော့ကတော့မစိုးရိမ်ပါနဲ့။နော်။ပြန်တော့ရှိနေဆိုတော့ဘုမတို့ကကြည့်တော့လည်းဆိုတော့ဒီလိုမှန်းပါဆိုတော့ပဲအခုလို့ဖိုက်တယ်။နောက်ဆိုတော့ကျွန်တော်ဖိုက်တယ်။ဖိုက်တယ်။ဒီရောဒီကရတဲ့တဲ့ရောစိတ်ပါဝင်စားတော့တဲ့ရောက်ပြီးမှမိကုန်းနေတဲ့မိမြန်ကြတယ်ဒီအရှင်းလေးပြကြတဲ့များကိုလည်းအာရုံစိုက်ပြီးတော့မှလေ့လာကြတဲ့ကြောင့်လည်းကျွန်တော်တို့ဆိုတာဖွဲ့နေတယ်ဒီပြန်လဲတောင်းရေးကျွန်တော်ဆောင်းနေရတဲ့ပုံကြီးများဖွဲ့နေတယ်များတော့ရှိဒီလိုအစည်းအဝေးကိုကော်မတီဝင်တွေအကုန်လုံး40တိလုံးပါတဲ့အစည်းအဝေးသတင်းဌာနတွေရန်မြတ်ဖာတွေဧည့်သည်တော်တွေတော့ပါပါကြီးပါတဲ့အစည်းအဝေးကိုလုပ်ပြီးတော့မှခုလိုကြဲကြဲပြန့်ပြန့်လေးရှင်းလင်းကျွေးပြီးဖို့အတွက်ဒီကော်မတီရဲ့အတွင်းမှုဖြစ်တဲ့ဒီနေ့စီမံညွှန်မှုကုလာရနေပြီးတော့မှကျွန်တော်တို့ပြည်သားအကြီးသုံးကြီးကြီးခဲ့ဖြစ်ပါတယ်အဲ့ဒီကျွန်တော်တို့ကအခုလိုကျွန်တော်တို့ရှင်းလင်းပြင်ပြနိုင်ဖို့အတွက်ဆိုကျွန်တော်တို့ကမှပြည်စုံလုံလောက်တဲ့လုံဆောင်ခြင်းတွေနဲ့ပြည်စုံလုံတဲ့အထောက်အထားတွေအခုလိုပြင်ပြနိုင်မှုတဲ့မြေပုံတွေပါဝါနေအချက်အလက်တွေဒါတွေကျွန်တော်တို့ပြည်စုံအောင်ပြုပြီးတော့မှပြည်စုံတဲ့ချင်းချင်းကျွန်တော်ပြင်ပြပေးပါမယ်အားလုံးပေါ်ပြီးရှင်းလင်းပြင်ပြပေးပါမယ်ကျွန်တော်တို့ဒါအဲ့ဂျာကာလာမှာအခုတော့ပြရဦးတဲ့အောင်ဆောင်ရွက်ခဲ့ပြီးတော့မှရှင်းကြားရေးပြုလုပ်တယ်မြေပြင်ကိုကွင်းရှင်းတယ်လုံနိုင်တဲ့အတိုင်းအတာကိုကျွန်တော်တို့လုပ်တယ်အဲ့လိုလုပ်ပြီးတော့မှအခုဒါအားလုံးကိုရှင်းလင်းပြီးတော့မှတင်ပြခြင်းဖြစ်တယ်အဲ့တော့သဘာဝကခံစားနေရတဲ့ဒီကိုကျွန်တော်တို့အများကြီးပြင်စား
စားခတ်တဲ့အနေနဲ့စေတနာမှာထည့်ပြီးတော့မှကျွန်တော်လုပ်ခဲ့တာဖြစ်တယ်ဒီနေရာမှာအခွင့်အရေးတွေပြောလဲချင်တာတော့ကျွန်တော်လည်းပဲဗမာဟုတ်ပါကချင်ပြည်နယ်ကကချင်ပြည်သားတယောက်ရှမ်းပြည်လူတယောက်ဖြစ်ရောတိုင်းသားပဲဖြစ်တောင်ပေါ်သားပဲဖြစ်အဲ့ဒီကြောင့်မို့တိုင်းသားချင်းချင်းနဲ့ကျွန်တော်တို့ပို့ပြီးတော့မှဒါကောင်းစဉ်တရားလဲထားပြီးတော့မှကိုချင်းစာလေးနားလည်နေတယ်ကျွန်တော်တို့ရှိပါတယ်ဒါအောင်ထားဆောင်ရတဲ့ဒီမောက်ဝထားတဲ့စကားတယောက်ဖြစ်ပြီးမဲ့လူသားတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီဒေသမှာလာပြီးနေထိုင်ရတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ဒီဒေသခံတွေရဲ့ခံစားမှုနဲ့တွေ့ကြုံနေရမှုအားလုံးကိုချင်းစာနားလည်နေရှိပါတယ်ဒါကြောင့်ပထမဦးစားနေဆောင်ခဲ့တာတော့ခုနကဒီငွေကိုတော့ထုတ်ရရှိရတဲ့ဆောင်ရွက်ပေးပါမယ်ကျွန်တော်တို့ဒါရှင်းနေတို့ပြခဲ့တာအဲ့ဒီမတိုင်နဲ့လောက်တည်းကတဲ့ခါဒီမှာရောက်နေတဲ့မိသားစုတွေလည်းအဲ့ဒီအိမ်တွေကိုတွားပြီးတော့မှအဲ့ဒီနေမှာစောင့်ပေးပါဘယ်လောက်ကြီးကျွန်တော်တို့ပြောလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထမင်းစားဖို့ကိစ္စပဲမစင်စားဘူးအဲ့ဒီမှာလာဆောင်နေရမယ်သူကကလေးစကားမှာထမင်းချက်ကျွေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ထမင်းစားရင်ကြော်လွန်သွားရင်နောက်ကနေလာဆောင်တဲ့အိမ်တော်ဦးစီးကိုနောက်ကနေထမင်းလိုက်ဖို့အတွက်ပါစီစဉ်ခိုင်းခဲ့ပါလို့ကျွန်တော်တို့ဒီလိုမှာကြားခဲ့လူမဲနေလာဒီကျွန်တော်တို့ခဲအချို့မျိုးနဲ့အချို့ကတစ်ဆင့်ရပ်ကွက်ကြီးအချို့မှုတွေကိုခေါ်ပြီးတော့မှအသေးသေးလေးမှာကြားခဲ့ဖြစ်ကျွန်တော်တို့အဲ့ဒီမှာခုနကဝင်းကြီးများတင်ပြသွားတဲ့အတိုင်းပဲတအိမ်တစ်ဆင့်အိမ်တော်ဦးစီးတယောက်ချင်းကျွန်တော်တို့နားလည်အောင်ကျွန်တော်ရှင်းပြတော့လည်းပဲလူရလောဘဒေါသမောဟရှိကြတယ်ဆိုတဲ့အတိုင်းပဲဒါကိုလည်းကျွန်တော်တို့ကိုရင်းစားပါဒီသဘောပေါက်နားလည်အဲ့ဒီအချိန်မှာလူရဘာကိုစဉ်းစားလိုက်လဲဆိုတော့44သိန်းဆိုတဲ့ငွေပမာဏနဲ့39သိန်းဆိုတဲ့ငွေပမာဏကိုပတ်ဆိုပုံလိုက်ပြီးသွားမြင်တယ်သွားမြင်တဲ့အခါကျတော့ကြောင့်မို့အစိုးရဆောက်တဲ့အိမ်ကိုယူအဲ့ဘုံကြီးမရဘူးကိုကဒီကစတဲ့ပစ္စည်းတွေနဲ့ကိုကသွားတော့မှအိမ်ကိုဝက်ချံသာဆောက်ပြီးဝက်ချံကိုလူနေရင်တော့ဆောက်မယ်ဆိုရင်ဆောက်လို့ရအဲ့ဒီအတွက်အဲ့ဝက်ထုတ်ကြီးကိုရဒါကိုပြေးပြီးတော့မှမြင်လိုက်ကြတဲ့အတွက်ကြောင့်မို့လို့ခုနကကျွန်တော်ပြောပြပါပြီလူရဲ့သဘောပေါက်နားလည်ပါတယ်အဲ့ဒီအတွက်အချို့သောသူတွေကမိမိအိမ်ကနေထွက်လာတဲ့ပစ္စည်းတွေနဲ့သွားပြီးဆောက်လိုက်ပြီးတော့ဒီကိုယူမယ်ဆိုတဲ့အနေအထားမျိုးစဉ်းစားမိတယ်နဲ့လူပါတယ်ထင်ပါတယ်အဲ့ဒီအတွက်တွားကိုဆောက်မယ်ဆိုတဲ့သဘောထားတွေထွက်သွားကျွန်တော်တို့အကျဉ်းအတန်ရှင်းပြပါတန်ရှင်းပြအစိုးရဆောက်ပေးတယ်ဆိုတစ်ချိန်နဲ့တစ်တိုင်းနဲ့တပုံစံနဲ့တစ်ချိန်နဲ့တပုံစံနဲ့ပြီးလာပါလိမ့်မယ်ကိုဟာကိုဆောက်မယ်ဆိုလို့ရှိရင်ဒီကနေဖြတ်ပြီးသွားဆောက်ရတဲ့ဟာအိမ်တလုံးကိုဖြတ်လိုက်ရင်3ပုံ1ပုံ30ရာခိုင်နှုန်းအကောင်းရဖို့အတွက်မလွယ်ဘူးဆိုတာကျွန်တော်တို့လည်းသိပါအဲ့ဒီအတွက်တို့လုံးမဲ့တစ်လုံးမဲ့တန်လုံးမဲ့အစရှိတဲ့ဟာတွေလုံးမဲ့တဝါကလုံးမဲ့ဒါတွေတေးရွှေ့တောင်းလို့အများကြီးရှိတယ်တော့ခင်ဗျားတို့စဉ်းစားအောင်စေတနာရှိထားပြီးပြောကြလိုက်ပြီမဲ့တောင်ကုန်းတစ်လုံးပေါ်မှာအိမ်တစ်လုံးဆောက်ပြီးနေကြတဲ့ကျွန်တော်တို့လူမျိုးတွေရဲ့စိတ်ထဲမှာဒီနေရာကနေမြို့ပတ်တဲ့နေရာကိုဒီအိမ်ကိုရွှေ့ပြီးတော့ဆောက်ရတာဘာမှအခက်အခဲမှမရှိနိုင်ဘူးဆိုတဲ့သဘောထားရှိတယ်ထင်ပါတယ်အဲ့အတွက်ခုနအိမ်ကိုဆောက်မယ်အောက်ပန်းကိုယူမယ်ဆိုတဲ့ဒီသဘောထားတွေပေါ်တက်လာကြတာဖြစ်တယ်ကျွန်တော်တို့တို့ရတာကိုယ်အိမ်မှာကိုယ်အဖေအမေကိုငါ့မစားခြင်းဘူးဝက်သားစားခြင်းလို့ပြောလို့ရတဲ့အနေအထားမျိုးမဟုတ်ပါဘူးအရှင်းနေကျွန်တော်တို့ကအစိုးရအထက်တန်းအောင်အရှင်းနေကျွန်တော်တို့ကတင်ပြပြီးတော့မှဖွင့်ပြရရပြီးလှုပ်ဆောင်ရတဲ့လုပ်ငန်းဖြစ်တယ်ဆိုတာကိုတယောက်လာကြတဲ့ပုဂ္ဂိုလ်များအားလုံးအသိပဲဖြစ်ဒီနေရာမှာကျွန်တော်ထည့်သွင်းပြောချင်တာကတော့ခုနကလူရဲ့စိတ်ခံစားမှုကိုကျွန်တော်တို့အများကြီးကိုသိစားပါတယ်နားလည်တယ်ပေါ့ပေါ့ပါတယ်အဲ့တော့ရှေ့ရလူတွေအစိုးရအဆောက်ပေးမဲ့အိမ်အခုဆောက်ထားတာကိုဒီမှာလည်းပြတယ်ဒီမှာလည်းသွားတိလာတဲ့သူတွေလည်းရှိအဲ့ဒါကိုကြည့်ပြီးတော့မှဒါလေးတွေသဘောကျတော့ကြောင့်သူလက်ဒီလိုလိုချင်တာလေဆိုတဲ့စိတ်ကိုကျွန်တော်နားလည်ပါအဲ့ဒီအတွက်လည်းခုနကဝန်ကြီးဦးမဆောင်ကကျွန်တော်တို့ရှေ့မှာပါပဲတနာဝန်ကြီးဦးစိုးသိန်းလာတဲ့အချိန်မှာကျွန်တော်တို့ရှေ့နေမယ်တင်ပြပေးပါအော်လေဝန်ကြီးလာတဲ့အချိန်မှာလည်းတင်ပြပေးပါတင်ပြချက်တွေကိုဒီတွေကိုမှလက်ခံတော့စာနဲ့လည်းကျွန်တော်တင်ပြပါတင်ပြချက်တွေအားလုံးလည်းသို့တော့ဆောင်ရွက်ပေးနိုင်တဲ့အချိန်ကြီးရှိမရှိဆိုတာအချိန်ခါနေရာဒေသနဲ့ရရှိတဲ့ဘာနာငွေဘတ်ဂျက်ပေါ်မှာလည်းမူတည်တာဖြစ်တဲ့ကြောင့်မလို့ဒါဒီဒုတိယဆင့်မှာစဉ်းစားမယ်တဲ့အနေထားကိုကြောင်းသွားတယ်ဆိုတော့ကျွန်တော်တို့ကော်မတီဝင်တွေလည်းတော်တော်ပြည်နယ်အစိုးရအနေနဲ့တော့စိတ်တော်ကောင်းသို့တော်လည်းနောက်တစ်ဆင့်အနေနဲ့တော့ဒါလောင်းဆိုရမယ်စဉ်းစားပြီးဆောင်ရွက်ပေးလာနိုင်ွယ်ရာရှိကောင်းလဲ
ရှိနေကံဒီကမှာတော့ကျွန်တော်တို့ပြောနိုင်တော့အခုကျွန်တော်တို့တိတိကျကျပြပြပေးထားတဲ့၄ရက်ချက်ခုလုံးတော့ဒါကတော့တိကျခိုင်လုံလို့ပဲဆောက်နေပြီပဲဖြစ်တယ်အတိတ်တစ်ပိုင်းတစ်ခုတည်းလည်းကျွန်တော်တို့ပြီးနေပြီပဲဖြစ်လူဟာစားဖို့ဒီကြီးပါတယ်အဲ့ဒီစားဖို့အတွက်လည်းကျွန်တော်သေးသေးစကားနေမှာထောက်ပံ့တဲ့ဟာလေးနဲ့ကျွန်တော်တို့ချက်ပြုတ်ကျွေးမွေးနေတယ်ကိုယ်အတင်းပေါ်လိုက်စုပြီးချက်ချင်တယ်ဆိုတော့အထက်ကနေလာခေါ်ရင်ကိုယ်ချက်ပြုတ်စားတော့ဖို့အတွက်လည်းပြုတ်ပြလိုက်တယ်ဝိဖို့အတွက်လည်းထောက်ပံ့တဲ့ပစ္စည်းလည်းရပြီနေဖို့အတွက်လည်းအစိုးရအစီအမံဆောင်ရွက်ပေးနေတာပဲဖြစ်အဲ့ဒီစားဝင်နေရေးဆိုတဲ့နောက်ပြီးလာတဲ့အခါမှာဘာလာလို့တော့ကျမ်းမာရေးလာပညာရေးလာပြီးတော့မှဆက်သွယ်ရေးလာပြီးမှနေထဲမှာပါတဲ့မီလီဆိုတာနောက်ပိုင်းမှာလာလို့ရအဲ့ဒီအတွက်ဒီလူတွေနေဖို့အတွက်ကိုတစ်ချိန်နဲ့တစ်ချိန်နဲ့လုံးနေရဲ့အချိန်မှာပဲကျမ်းမာရေးပဲချင်းုံနေရတယ်ပညာရေးအတွက်စာသင်ကျောင်းနေရဒါတွေကိုကျွန်တော်တို့ကဒီခေတ်ကိုဆောင်ရတယ်ဒီကဒါမှမဟုတ်ရှင်နေတင်ပြသွားတဲ့အတိုင်းမှာပဲကျွန်တော်တို့စီးရုံနေရဒီနေရာကိုရွေးချယ်ထားတယ်ဆိုတာဒီကအရင်တိစုမဲ့နေရာရွေးချယ်ထားဖြစ်တယ်။ဦးနာစာသင်ကျောင်းနဲ့ပတ်သက်လို့လည်းဆိုရပွဲညဉ့်ညူတာရှင်းပြပါရုံဖြစ်ပါတယ်ကျွန်တော်တို့စီကိုလာပြီးတော့မှကမ္ဘောဇာဘာလို့ကလာလို့လဲဆိုတာဓာတ်ပုံရိုက်ခံမှုအတွက်ဆိုင်ဖို့ငွေသိမ်းဘလောက်ဆိုတာနဲ့အဲ့ဒါပဲလာတာဖြစ်ပါတယ်ငွေမပေါ့ချက်လည်းမပေါ့အဲ့ဒီငွေရပဲကိုရောက်သွားတယ်ဆိုလို့ရှိရင်ဒီတော်မှုဆိုရပွဲခုနအလားဘာပေးရလဲစီမံခန့်ခွဲကြဘူးကော်မတီကိုပေးအပ်လိုက်တာပဲကျွန်တော်တို့ဒီငွေသားရောက်ကဲ့တွေကိုဒုက္ခတဲ့စကားတွေကို NGO တို့ INGO တို့အခြားအလှူရှင်တွေကနေတော့ငွေသားအလုံးနဲ့အခက်နဲ့လာလို့ပြမယ်ကျွန်တော်တို့အစိုးရအဖွဲ့ကိုဒီတဘာဝပေးတဲ့ပြည်သူတွေပြန်လဲထူထောင်ရေးအတွက်အိမ်ယာပြည်ဆောင်ရေးအတွက်ငွေလာလို့ဒီညမှာထိုင်ပြီးလာလို့ကျွန်တော်ကုမ္ပဏီနာမည် green တော့ပါအဲ့ကုမ္ပဏီက350လာလို့ထားတာပဲရှိတယ်အခုချိန်ကြီးကျွန်တော်တို့ဒီနယ်ဆိုရအောင်လာလို့ထားတယ်ငွေ350ပဲရှိပါအားကားမျိုးပြန်လဲထူထောင်ရေးအတွက်ဒါပေမဲ့ကဲ့မြေမှာဒုက္ခတဲ့စကားတွေမှာဝေသိန်းထောင်နဲ့လာချီပြီးသွားတယ်၊ရာနဲ့ချီပြီးသွားတယ်၊သိန်းပေါင်းပေါင်းနဲ့ချီပြီးသွားတယ်အားလုံးပေါင်းလို့သိန်းပေါင်းပေါင်းနဲ့ရှိပါတယ်။အဲ့ဒါလို့ကျွန်တော်တို့အစိုးရအဖွဲ့ဝင်များလာပြီးအင်အားပြန်လည်ထူထောင်ရေးအတွက်အင်အားတည်ဆောက်ရေးအတွက်လာထူခဲ့မယ်ဆိုရင်အခုလိုအပြည့်အစုံဆွေးနွေးနေကြတယ်ပဲနဲ့အခုဒါတွေအကုန်လုံးပဲချက်ချင်းလုပ်ပဲအခုချက်ချင်းပါမယ်ကျွန်တော်တို့လုပ်ပြီးလို့ရပါတယ်ဆိုတော့လည်းကျွန်တော်ရှင်းနေပြပြနေပါတယ်။အဲ့ဒီအရာတွေပြီးသွားတဲ့အခါမှာကျွန်တော်တို့ဘိုးဘက်မှုဆိုင်ရာဘာသာရေးအဆောက်အဦတွေလည်းကျွန်တော်စီမံဆောင်ရွက်ပေးမှာပဲဖြစ်တယ်။အခုလောလောဆယ်မှာကျွန်တော်ဘာသာရေးအဆောက်အဦတွေပြည် church တွေ monastery တွေဒါတွေကိုကျွန်တော်တို့အရင်ဆောက်ပေးလိုက်မယ်ဆိုရင်လူနေဖို့အတွက်ဒုက္ခတွေနေဖို့လည်း932ဘွဲ့ကျွန်တော်တို့ရနိုင်လို့ပဲခက်ခဲများဖြစ်တယ်။တတ်တဲ့ချိန်တွေအများကြီးပါတယ် extension line 95ပဲကွာမယ်တစ်ဖက်ကိုမကွာဘူးဆိုလို့ရှိရင်အဲ့ဒါဓာတ်လို့တာနဲ့အကုန်ဆွဲကပ်ပြီးတော့အကုန်กินပြီးသားဖြစ်သွား။အဲ့တော့ကျွန်တော်တို့က race ပြီးတော့မှပေ90ပဲကွာပေ90ခွာပြီးတော့မှမြေကွက်ရိုက်ရတယ်အဲ့လိုမြေကွက်ရိုက်တဲ့အခါမှာမူလသတ်မှတ်ထားတဲ့လမ်းပေပြလမ်းတို့ပေ80လောက်ပေ60လောက်လမ်းတို့ကျွန်တော်ချုပ်ဝေးရတယ်လမ်းကိုချိန်ထားပြီးတစ်ဖက်ကိုအိမ်ဆယ်လုံးလောက်တစ်ဖက်ကိုအိမ်ဆယ်လုံးလောက်နဲ့ပေပြလမ်းကြီးနေမလားတစ်ဖက်ကိုအိမ်လုံးပြတစ်ဖက်ကိုအိမ်လုံးပြနဲ့ပေ40လမ်းနဲ့နေမလားဆိုတာရိုးရိုးလေးပဲစဉ်းစားကြည့်ကြပါလမ်းကြီးကိုလိုချင်တာလားနေဖို့အိမ်နေရာကိုလိုချင်တာလားအင်းဒီရှော့ပတ်တဲ့လမ်းကျေဝဲတိုင်းကဒီလိုမျိုးနဲ့လမ်းကုန်းနဲ့ကတ္တရာလမ်းသုံးဖို့ကြောက်ပြင်းလမ်းနဲ့ဒါလေးနဲ့ဆိုရင်လည်းတာယာလှပပြီပဲလို့ထင်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကဒီရကပြည်သူလူထုရဲ့စိတ်နဲ့သဘောထားနဲ့ဖြစ်ချင်တဲ့ဆန္ဒကိုမျက်ွယ်ပြုကျွန်တော်တို့မရှိပါဘူးကျွန်တော်လည်းဒီသတင်းကိုနားထောင်ပါတယ်အစည်းအဝေးလုပ်တဲ့တိုင်းလည်းရရှိလာတဲ့အချက်တွေပေါ်မူတည်ပြီးအကောင်းဆုံးအတတ်နိုင်ဆုံးစူးစမ်းပြီးစေတနာထားပြီးဆောင်ရွက်ပေးနေတယ်ဆိုတာတော့အားလုံးသိစေလိုပါတယ်ကျွန်တော်တို့သူတို့ပြောရဲဆိုတာမင်းများတဲ့သူတွေရဲ့မင်းများချက်တွေကိုရှင်းလင်းဖြေကြားလာလည်းဖြစ်တယ်လို့ကျွန်တော်တို့ဆောင်ရွက်ပေးနေတဲ့အခြေအနေမှန်ကိုလည်းနားလည်သွားစေချင်လို့ပြောခြင်းပဲဖြစ်ပါတယ်တော့လည်းကျွန်တော်တို့ပြန်ခြင်းမရှိပါဘူးမင်းများတဲ့မိကုန်းပေါ်မှာကျွန်တော်တို့ကရန်လိုခြင်းလည်းမရှိပါဘူးအမှန်တကယ်သိကျင်တဲ့ဆန္ဒနဲ့မေးတာကိုကျွန်တော်နားလည်ပါတယ်လက်ခံပါဆိုတော့လည်းရပါရဲ့အခါမှာတော့ကိုဟာများတို့လိုပဲပေါ့ဗျာကိုဟာစေတနာထားပြီးဆောင်နေပြီမဲ့ကိုယ်စေတနာကိုအတိအမှန်မပြုတဲ့ပြင်ပြစ်တင်ခြင်းမှာခံရတယ်ဆိုရင်လူပဲပြခံစားချက်ကိုရှိကြတယ်။ဘုရားလာတဲ့ပုံများလို့ခံစားချက်ရှိတယ်လို့ကျွန်တော်တို့တာဝန်ထမ်းဆောင်နေတဲ့သူတွေလည်းလူတွေပဲဖြစ်ကြအောင်ခံစားချက်ရှိပြီးစကားအနည်းနဲ့အတိတ်ဆောင်အမှားလေးရှိသွားခဲ့တယ်ဆိုလို့ရှိရင်တော့နားလည်းပြုလုပ်ပေးဖို့အတွက်လည်းပြောလိုပါတယ်။ကျွန်တော်တို့ကဒီလိုကော်မတီဝင်တွေရောဧည့်သည်တော်တွေရောဆရာတော်တွေရောပြစ်ကြလို့မကြခဏကျွန်တော်တို့အစည်းအဝေးလုပ်နိုင်တဲ့အနေအထားတော့မရှိပါဘူး။အခုတို့ကျွန်တော်အစည်းအဝေးလုပ်ပြီးမနေ့ကဆိုကျွန်တော်တို့ဒါ
နာမည်မျိုးဒီကော်မတီဘွဲ့တွေကျွန်တော်ဝင်ထပ်ရှင်းမယ်တော်နေဦးမယ်မြေထပ်ရှာမယ်အကွက်တိုင်းမယ်လမ်းကြောင်းယူချက်မယ်အစစလည်းကျွန်တော်လုံးဝပဲဖြစ်တယ်အဲ့ဒါတွေလုပ်ပြီးတော့မှအခုတည်းထပ်ပြီးတော့မှပုံတိုးတက်လာတဲ့အနေအထားကိုရောက်လာပြီဆိုရင်ကျွန်တော်တို့ကနောက်တစ်ချိန်ထပ်ပြီးတော့မှရှင်းပြပေးမှဖြစ်တယ်ဒီနေရာမှာတော့မြို့ဟောင်းရက်ွက်မှာခဏကလာအဲ့ဒါကြောင့်တင်ပြပါရှိပါတယ်မြို့ဟောင်းရက်ွက်ကမြို့ဟောင်းမှာပဲနေနေတယ်မြို့တိကမြို့တိမှာနေနေတယ်ဟုတ်လားဈေးဟောင်းကဈေးဟောင်းမှာဒီလိုတော့ကျွန်တော်တို့ကမရတော့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမြို့ဟောင်းရက်ွက်ထဲမှာရှိတဲ့သူတွေကအစိုးရဆောက်ပေးတဲ့အိမ်မှာနေနေတဲ့သူတွေလည်းရှိကိုဟာကိုဆောက်နေတဲ့သူတွေလည်းရှိအစိုးရဆောက်ပေးတဲ့အဆောက်အဦကဒီတန်းအဲ့ဒါကြောင့်တော့အဲ့ဒီအစိုးရဆောက်ပေးတဲ့နေရာမှာအကုန်လုံးမြို့ဟောင်းကပုံချနေရာချပြီးလို့မရဘူးအစိုးရဆောက်ပေးတဲ့နေရာမှာလူကြီးတဲ့သူတွေနေရာချပြီးလို့ရကိုဟာကိုဆောက်ချင်တဲ့သူကတော့ညီဘက်ပဲပေးလိုက်ပါဘယ်ရောက်သွားမှာပေါ့အဲ့တော့တစုတည်းတည်းကျွန်တော်တို့ကမဖြစ်နိုင်ဘူးဒါနိုင်လို့မြို့ဟောင်းထဲမှာအစိုးရဆောက်ပေးတဲ့အိမ်မှာနေပါမယ်လို့ဆန္ဒပြုတဲ့သူတွေကိုတော့မြို့ဟောင်းအဖွဲ့ဒီတစုတည်းတည်းဖြစ်အောင်တတ်နိုင်နေများစီစဉ်ဆောင်ရွက်ပြီးပါမယ်လို့ပြောကြရင်ဒီလိုဆို